မွေးရဲမျိုးစီမပြန်လာကြပြီဖြစ်တဲ့ရှင်ပဲတယောက်ရွာကနေထွက်သွားပြီး2နှစ်ကြာမှပြန်လာတဲ့အချိန်အချစ်ဆုံးညီမလေးကတော့မတော်တဆမှုနဲ့တည်ဆုံသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီမတော်တဆမှုကမရိုးရှင်းပဲသူကိုယ်တိုင်ကအဲ့ဒါကိုစုံစမ်းလိုက်တဲ့ချိန်မှာတော့မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားခဲ့တယ်။ Okay အားလုံးပဲမင်္ဂလာပါ FB ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ထုံးစံတိုင်းစီစဉ်တင်ဆက်သူခြေပါ။ဒီနေ့ကျွန်တော်ပြောပြပေးတော့မယ့်ဇာတ်ကားလေးကတော့ Horror ဆန်ဆန် Mystery ရဲ့ဆန်ဆန်အဖြစ်မှန်ကိုစုံစမ်းဖြေရှင်းရမယ့်ဇာတ်ကား Summertime Randomly နဲ့လောက်မိတ်ဆက်ပေးမလို့ပဲဖြစ်ပါတယ်။ဒီလိုဇာတ်ကားကောင်းမျိုးတွေကိုအများနဲ့ကြည့်ရှုရှင်နေဆိုရင်တော့ channel လေးကို subscribe လုပ်ထားဖို့အတွက်မမေ့ပါနဲ့ခင်ဗျာ။ခက်ဆုံးဒီကြည့်ပေးတဲ့တယောက်ကြီးနေတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။လေကျော်ရှင်နေတာကြာပြီဆိုတော့ဇာတ်လမ်းလေးကိုစလိုက်အောင်။ရှင်ပဲဆိုတဲ့ကောင်လေးကအဓိကပင်မကြီးနဲ့တတိတခြားဖြစ်နေတဲ့ဟီတိုကာဆိုတဲ့ကျွန်းငယ်လေးကိုလာနေခဲ့တယ်။အဲ့ဒီကျွန်းငယ်လေးကသူ့ရဲ့မွေးရမြေဖြစ်ပြီးမပြန်တာလဲ2နှစ်လောက်ရှိနေပြီဖြစ်ကလောလောဆယ်တော့ ferry ပေါ်မှာတင်မော်စီရင်အိပ်ပျော်သွားခဲ့ကရုတ်တရက်ပြန်နိုးလာတော့အနားမှာသူ့ရဲ့ချစ်ဆုံးတငယ်ချင်းဖြစ်တဲ့ဦးရှိယိုကသူ့ကိုမျက်လုံးခဏမိတ်ထားဖို့အတွက်ပြောလိုက်တယ်။ပြီးတော့ဦးရှိယိုကအင်ကိုပြန်မလာတာ2နှစ်တောင်ကြာနေပြီဆိုတဲ့အကြောင်းဖြစ်တင်နေခဲ့ကအားလုံးကိုသူ့စာနှုတ်ဆက်ပေးဖို့အတွက်မှာလိုက်တယ်။ရှင်ပဲတယောက်လည်းဘာမှကိုနားမလည်နိုင်ပဲဖြစ်သွားခဲ့ပြီးဘာလို့သူနဲ့သူမလိုက်တာလဲမေးလိုက်တော့မီယိုကိုကာကွယ်ပေးပါဆိုပြီးသူ့ကိုတောင်းဆိုနေခဲ့တယ်။ရှင်ပဲလည်းဦးရှိယိုဆိုတဲ့နာမည်ကိုအော်ခေါ်ပြီးပြန်နိုးလာတော့အရှိမရှိတဲ့မမကြီးတယောက်ရဲ့စနေနှခိုင်ကြားတဲ့ကိုရောက်နေခဲ့ကမမကြီးကိုရှက်ကိုရှက်ကန်းနဲ့တောင်းပန်လိုက်ပေးမဲ့လဲလူကြားထဲမှာနာဘူးကြတယ်ထင်နဲ့ဘာမှလက်ရပေါ်အောင်ဒီရိုက်ခံလိုက်ရတယ်ဒီလိုနဲ့ပဲခဏကြာမှာပဲသူ့ရဲ့မွေးရမြေဖြစ်တဲ့ဟီတိုကာကျွန်းစုစီကိုရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ရှင်းပေကဒီမြို့လေးကနေတိုကျိုမြို့စီကိုတက်သွားခဲ့တာဖြစ်ပြီးအခုဆိုရင်2နှစ်ဆိုတဲ့ကာလကိုရောက်ရှိသွားခဲ့တယ်။ကောင်မလေးတယောက်ကစပိန်စီးပြီးတော့သူ့စီကိုအတင်းလာနေခဲ့ပေမဲ့ဂုံလျှောတဲ့အချိန်ကြောင့်ပင်လယ်ထဲကိုပြုတ်ကျသွားခဲ့တယ်။ရှင်းပေကလည်းဘာလို့ရေထဲဆင်းတာလဲမေးလိုက်တော့ချွေးတွေဆိုနေလို့တမီရေဆိုခံလိုက်တာဖြစ်ကြောင်းပြောလိုက်ပြီးအဲ့ဒီကောင်မလေးရဲ့နာမည်ကမီယိုပဲဖြစ်ပါတယ်။ရှင်းပေလည်းသူ့ကိုထူပေးလိုက်ကသူတို့တွေတနေရာကိုထွက်လာခဲ့တယ်။တကယ်တော့ရှင်းပေဒီကိုပြန်လာရတဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းလည်းဖြစ်ညီမလည်းဖြစ်တဲ့ဦးရှိယိုဆိုတဲ့ကောင်မလေးတည်ဆုံသွားခဲ့ရလို့ပဲဖြစ်ပါတယ်။အဓိကသူ့ရဲ့ဇာပနပွဲကိုလာတက်တာဖြစ်ပြီးဦးရှိယိုဆိုတာကရှင်းမေမိဘတွေတည်ဆုံသွားပြီးမိဘမဲ့ဖြစ်နေတဲ့အချိန်ဦးရှိယိုရဲ့အဖေကသူ့ကိုခေါ်ပြီးမွေးစားခဲ့တာပဲဖြစ်ပါတယ်။အဲဒါကြောင့်ဦးရှိယိုနဲ့မီယိုတို့နှစ်ယောက်လုံးကသူ့အတွက်တော်တော်လေးရင်းနှီးတဲ့မိတ်ဆွေတို့လို့လည်းပြောလို့ရမယ်။ဒီလိုနဲ့ဇာပနပွဲမှာရှိနေတဲ့အချိန် flat မီလိုမျိုးမီးကထလင်းသွားခဲ့တာကြောင့်လူအုပ်ထဲကနေဘယ်သူဓာတ်ပုံရိုက်လိုက်တာလဲဆိုပြီးမေးလိုက်ကဓာတ်ပုံရိုက်ခွင့်မပြုတောင်ကိုလည်းလူတစ်ယောက်ကလည်းအော်ပြောလိုက်တယ်။အဲအချိန်ရှင်းဖေရဲ့နားလေးကိုငယ်တငယ်ချင်းဖြစ်တဲ့ဆိုဟီရှီကာတာဆိုတဲ့ကောင်ကငိုယိုပြီးတော့ရှင်းဖေကိုတောင်းပန်နေခဲ့ကဦးရှိယိုကရင်းနှီးနေတဲ့ကောင်မလေးတစ်ယောက်ကိုတွားခဲ့ရင်သူပါရေမျောတဲ့ပါသွားခဲ့တာဖြစ်ကြောင်းပြောပြလိုက်တယ်။အနားမှာရှိနေတဲ့သူတော်မှမကာကွယ်ပေးနိုင်တဲ့အတွက်ရှင်းဖေကိုငိုယိုပြီးတော့တောင်းပန်စကားဆိုနေခဲ့တယ်။ရှင်းဖေကတော့ပြီးသွားတဲ့ကိစ္စတွေပြီးသွားပြီဖြစ်ကြောင်းနဲ့စိတ်တယ်မထားဘူးပြောနေတဲ့အချိန်ဦးရှိယိုကယ်လိုက်တဲ့ကောင်မလေးကခိုဘာရာကရှီယိုရီဆိုတဲ့ကောင်မလေးဖြစ်ကြောင်းပြောပြလိုက်တယ်။ဇာပနပွဲမှာလည်းလာတက်ရောက်နေပြီးအဲ့ဒီကောင်မလေးကအဲ့ဒီဒရမာကြောင့်ပဲစကားလုံးဝမပြောတော့ဘူးဆိုပြီးလည်းပြောပြနေခဲ့တယ်။ဒါပေမဲ့ဦးရှိယိုတည်ဆုံရတဲ့နောက်ွယ်မှာနောက်ထပ်၄ဝက်ချက်တွေရှိနေခဲ့ပြီးဦးရှိယိုကရင်းနှီးတည်တယ်လို့ပြောထားခဲ့ပေမဲ့ဦးရှိယိုရဲ့အလောင်းပေါ်မှာလေပင်ညစ်ရာအရာကြီးရှိနေကြောင်းပြောပြခဲ့တယ်။ဒါပေမဲ့စိုးစကားမဆုံးခင်မှာပဲဇာပနပွဲခန္ဓာကစတင်သွားခဲ့ပြီးရှင်းဘက်ကိုအလောင်းတည်ပေးဖို့အတွက်တောင်းဆိုလိုက်ကဆိုးကလည်းညမှာဖုန်းဆက်လိုက်မယ်ဆိုပြီးပြောလိုက်တယ်။ဒီလိုနဲ့ဇာပနပွဲပြီးတော့အိမ်ကိုပြန်လာခဲ့ပြီးရှင်းဘက်ကအိမ်သားတွေအတွက်ခါရီဟင်းချက်ပေးနေခဲ့ကသူ့ရဲ့မွေးစားဖေဖြစ်တဲ့အဲလန်ကလည်းရှင်းမေပြန်လာလို့ဆိုပြီးတော့ဝမ်းသာနေခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့အိမ်ရှိမှာတော့မီယိုလို့ထင်ရတဲ့ကောင်မလေးတယောက်ကကျောင်းသူဝတ်စုံနဲ့ရက်ပြီးတော့ကြည့်နေခဲ့တယ်။အဲ့ချိန်ရွာရဲ့ရဲသားဖြစ်တဲ့ထိုဆူမိုရာထက်ဆူဆိုတဲ့သူကမီယိုကိုကိုယ့်အိမ်ကိုဘာလို့ကြည့်နေတာလဲနဲ့အိမ်ရှိမှာညဘက်ကြီးဘာလို့ရှိနေတာလဲအိမ်သားတွေနဲ့ရန်ဖြစ်တာလားဆိုပြီးတော့မေးလိုက်တယ်။တစ်ဖက်မှာတော့ရှင်းပဲစီကိုဆိုကလည်းဖုန်းဆက်လာခဲ့ပြီးအသေးစိတ်ကိစ္စပြန်ပြောပြနေခဲ့တယ်။အာတူဘလာတဲ့လူတွေပြောစကားအရဆိုရဲ့ဖေဆရာဝန်ကအလောင်းကိုခွဲစိတ်ခဲ့တာမဟုတ်ပဲဒီတိုင်းမှုခင်မရှိအောင်စစ်ဆေးပေးခဲ့တာဖြစ်ပြီးဦးရှိယိုရဲ့levelမှာလက်ရတကယ်ရှိနေတာတော့အမှန်ဖြစ်ကြောင်းပြောပြခဲ့တယ်။ရိုးရိုးမတော်တဆရင်းနှီးသေးတာမဟုတ်ပဲလူတက်မှုဖြစ်နိုင်ကြောင်းပြောပြလိုက်ကသူလည်းတည်တည်ချာချာကားကားနာမသေးချာကြောင်းပြောပြခဲ့တယ်။အကြောင်းကတော့သူလည်းအမှုဖြစ်တဲ့နေရာမှာရှိနေခဲ့တာဖြစ်ပြီးအသေးစိတ်ကိုတော့ပြန်လည်စုံစမ်းရမယ်လို့ပြောလိုက်ကမီယိုလည်းအဲ့ဒီအကြောင်းကိုသိတယ်ဆိုပြီးပြောပြလိုက်တယ်။ဒီလိုနဲ့ဖုန်းပြောနေတော့တကားခောက်တန်ကြောင်းရှင်ပဲဖုန်းချလိုက်ပြီးတကားတော့ဖွင့်လိုက်တော့မီယိုဖြစ်နေခဲ့ကမီယိုကသူ့ကိုဆွဲကြိုးလေးတစ်ခုလာပေးခဲ့တယ်။အဲ့ဒီဆွဲကြိုးကဦးရှိယိုရဲ့နောက်ဆုံးဆွဲထားခဲ့တဲ့ဆွဲကြိုးဖြစ်ပြီးရှင်းပဲစီမှာပို့ပြီးတော့ရှိတဲ့နယ်ဆိုပြီးတော့လာပေးခဲ့ကရှင်းပဲကိုလည်းဖက်ပြီးတော့အားရပါရတယ်ငိုနေခဲ့တယ်။အကြောင်းကတော့သူ့အမနဲ့ပြန်ပြီးတော့မစုံနိုင်တော့လို့ပဲဖြစ်ပါတယ်။ရှင်းပဲလည်းဆွဲကြိုးလေးကိုကြည့်ပြီးအဲ့ဒီဆွဲကြိုးကတခြားမဟုတ်ပဲသူကိုယ်တိုင်ဦးရှိယိုကိုလက်ဆောင်ပြီးငငယ်လေးကလေးကပေးထားခဲ့တဲ့ဆွဲကြိုးပဲဖြစ်ပါတယ်။အဲ့ဒီဆွဲကြိုးကြောင့်ပဲသူလည်းခုကြမှငိုချလိုက်တော့တယ်။နောက်ရက်ရောက်တော့ရှင်းပဲကသူ့မွေးစားဖေဖြစ်တဲ့အဲလန်ရဲ့ရွာကစားတောက်ဆိုင်လေးမှာစပွဲတော့လုပ်ပြီးတော့ဝင်ကူညီပေးနေခဲ့တယ်။ရဲသားကြီးထက်စုကလည်းဆိုင်မှာမနဲ့ဆာလာစားနေခဲ့ရင်မီယိုကလည်းရဲသားကြီးမြဲတမ်းစားနေကြပင်လယ်စာသမင်းကျော်နဲ့လိမ္မော်ရီကိုမာပေးလိုက်ကထက်စုကဒီမနက်ခါဝရီတို့ရဲ့မိသားစုတွေဒီမျိုးကနေထွက်သွားခဲ့ပြီဖြစ်ကြောင်းပြောပြခဲ့တယ်။မနေ့ကမှအာတူဘလာသွားခဲ့ပြီးဒီနေ့မနေ့ရောက်တော့ပျောက်ချင်မလားပျောက်သွားခဲ့ပြီဖြစ်ကြောင်းပြောပြလိုက်ကရွာထဲကနေတင်းချောင်သွားနိုင်ကြောင်းပြောပြခဲ့တယ်။အဲ့ဒီကိစ္စကိုကြားလိုက်ရတော့မီယိုကချက်ချင်ပဲဆိုင်ထဲကနေထွက်ပြေးသွားခဲ့ကရှင်းဘက်ကလည်းစိတ်ပူပြီးနောက်ကနေလိုက်သွားခဲ့တယ်။အဲ့လိုနဲ့ရှင်းဘက်ကနေသိမ့်ပေးဖို့အတွက်လုပ်နေတဲ့အချိန်မီယိုကရှင်းဘက်ကိုငငယ်ကအဖွားပြောပြပူခဲ့တဲ့
ပုံတူအရေးကိစ္စသိလာဆိုပြီးမေးလိုက်ကခါအိုရီဟာလွန်ခဲ့တဲ့3ရက်လောက်ကသူနဲ့ပုံတူကောင်မလေးတယောက်ကိုတွေ့ခဲ့ကြောင်းပြောပြခဲ့တယ်ရှင်းဘက်ကတော့အဲ့ဒါကိုအယုံကြည်မရှိပဲဒါတွေကအယူသီးတာတွေဖြစ်ကြောင်းပြောပြတဲ့အချိန်လူတယောက်ကအဲ့ဒါဟာပုံတူအရေးယောဂဖြစ်ကြောင်းပြောပြလိုက်တယ်အရင်ဆုံးသူ့ကိုယ်သူနတ်ဆူဖြစ်ကြောင်းမိတ်ဆက်လိုက်ပြီးသူအတီကျွန်းရဲ့မုတ်ဆိုပဲဖြစ်ပါတယ်ပုံတူအရေးယောဂကတ်ဆွဲတဲ့သူကကိုယ့်ရိတ်ကိုမြင်ပြီးမကြခင်မှာပဲတိတ်ဆုံးရမယ်ဖြစ်ကြောင်းပြောပြလိုက်ကအဲ့ဒီရိတ်ကကိုယ့်ကိုတက်ပြီးကိုယ့်နေရာမှာအစားထိုးကမိသားစုဝင်တွေကိုတက်ပြစ်ကြောင်းပြောပြခဲ့တယ်ယုံတာမယုံတာကတော့ရှင်းပြတော့ပိုင်းဖြစ်ပြီးသိချင်တာရှိရင်သူ့ကိုလာမေးဖို့အတွက်ပြောလိုက်တယ်အဲ့ချိန်မီယိုကလည်းအမဖြစ်သူဦးရှိယိုမတိဆုံးခင်3ရက်လိုကဦးရှိယိုနဲ့ချွတ်ဆွတ်သူတဲ့အရေးကိုတွေ့ခဲ့ကြောင်းပြောပြခဲ့တယ်ဘာလို့ဆိုသူကိုယ်တိုင်လည်းတွေ့ခဲ့ရလို့ပဲဖြစ်ပါတယ်တရက်သူတို့တွေပင်လယ်ကမ်းစပ်မှာအမိုက်တွေကောက်နေရင်ဦးရှိယိုကသူ့ကိုလက်ညှိုးညွှန်ပြလိုက်ပြီးမီယိုကြည့်လိုက်တော့ဦးရှိယိုနဲ့ချွတ်ဆွတ်သူနေတဲ့သူကိုတွေ့လိုက်ရတယ်အဲ့ဒီအရေးကဦးရှိယိုကိုတတ်လိုက်တာဖြစ်နိုင်ကြောင်းပြောပြနေပြီးဝမ်းနဲ့နေတဲ့မီယိုကိုရှင်းဘဲကတော့ယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေနှစ်သိမ့်ပေးနေခဲ့ပေမဲ့မီယိုကတော့ခါအိုရီကိုပါစိတ်ပူနေခဲ့တယ်အဲ့ဒါဆိုခါအိုရီလည်းတကူဖြစ်တော့မယ်ဆိုပြီးပြောနေတဲ့အချိန်ရှင်းဘဲကအဲ့ဒါဆိုရင်သူတို့တွေဟီကိုရိုနတ်ကွန်စီကိုတွားတင်ကြောင်းပြောပြလိုက်ကဒဏ္ဍာရီရပုံတူအရေးနှက်ဆိုတွေကိုဟီကိုရိုကပဲတက်ဆင်ပေးတယ်ဆိုပြီးပြောပြလိုက်တယ်ဒါပေမဲ့နှက်ကွန်ကိုရောက်တော့လူမတွေ့တဲ့အချိန်မီယိုကတောထဲကနေကောင်မလေးတယောက်သူ့ကိုစောင့်ကြည့်နေတာကိုတွေ့လိုက်ရတယ်ရှင်ပေပြန်ကြည့်လိုက်တော့တေချာမမြင်ရတာကြောင့်မီယိုကပဲအဲ့ဒါကခါအိုရီဖြစ်တယ်ဆိုပြီးပြောပြလိုက်ကခါအိုရီကိုကယ်ဖို့အတွက်ရှင်ပေကိုဆွဲခေါ်လာခဲ့တယ်ဒီလိုနဲ့သူတို့တွေတောထဲနဲ့လိုက်ရှာနေရင်ရုတ်တဲ့တနက်တန်ကိုကြားလိုက်ရတာကြောင့်ရှင်ပေလည်းတနက်တန်လာရအတိုင်းသွားကြည့်လိုက်တဲ့အချိန်မှာတော့ကောင်မလေးတယောက်တနက်မှန်ထားတာကိုတွေ့လိုက်ရတယ်သူကတော့တခြားလူမဟုတ်ပဲတင်မောပေါ်မှာတွေ့ခဲ့တဲ့မမကြီးပဲဖြစ်ပါတယ်မီယိုလည်းတနက်တန်ရကြောင်းအကူကြီးသွားခေါ်မယ်ဆိုပြီးလှုပ်တဲ့အချိန်အဲ့ဒီမမကြီးကမီယိုကိုလက်ဆွဲလိုက်ပြီးတခုခုပြောပြဖို့ကြိုးစားတဲ့အချိန်တက်ခံလိုက်ရတယ်ရှင်ပေလည်းအံ့ဩတကြီးနဲ့မီယိုရဲ့အတန်ကိုကြားလိုက်ရကမီယိုကိုရှင်ပေကထားနှုတ်ဆက်လိုက်ပြီးသူတို့အဖေပြောသလိုပဲပကံသိန်းတာပကံဆေးတာမပြီးခင်ထိဝန်ဆောင်မှုမရရဘူးဆိုပြီးမီယိုအစ်စ်ကိုတနက်ထောက်ကငပူးရှိတင်တဲ့ပြစ်လိုက်တယ်ကြောင်ကြီးနေတဲ့ရှင်ပေကိုလည်းတနက်နဲ့ပြစ်ချလိုက်ပြီးအဆုံးသတ်လိုက်တယ်ရှင်ဘဲတယောက်ကွက်ကွက်ကုံငွေကြီးအသက်ခံလိုက်ရပြီမဲ့ရုတ်တရက်ပြန်နိုးလာတော့မမကြီးရဲ့ပေါက်စီထဲမှာရှိနေတယ်ဆိုတာသိလိုက်ရပြီးသူလည်းရှက်ကိုရှက်ကန်နဲ့တောက်မှန်လိုက်ပေမဲ့လည်းဒီတစ်ခါမှတော့ပါရက်ခံရမဲ့ကိန်းကနေကတ်တိုးလေးလွတ်မြောက်သွားခဲ့တယ်ရက်ဆွဲကိုပြန်ကြည့်တော့ဇူလိုင်လ22ရက်နေ့ထပ်ဖြစ်နေခဲ့ပြန်ပြီးဒါကတကယ်တမ်းဖြစ်ရမယ်ဆိုရင်မနေ့တုန်းကဖြစ်ရမှာဖြစ်ပြီးသူအသက်ခံလိုက်ရတဲ့ကိစ္စနဲ့ကြုံတွေ့ခဲ့တဲ့ကိစ္စတွေကတကယ်လက်တွေ့လိုမျိုးကြီးဖြစ်နေခဲ့ကဖုန်းထဲမှာသူဖတ်နေတဲ့စာအုပ်တအုပ်ကိုတွေ့လိုက်ရမှအဲ့ဒီစာအုပ်ထဲကအကြောင်းအရာတွေကသူမနေ့ကကြုံတွေ့ရတဲ့ကိစ္စတွေဖြစ်နေခဲ့ပြီးဒီစာအုပ်ကိုဖတ်ပြီးစိတ်ဆွဲသွားတယ်လို့ပဲထင်နေခဲ့တယ်အဲ့ဒီအချိန်မှာမီယိုကမနေ့တုန်းကလိုပဲစပိန်က break မထိန်နိုင်ပဲရေထဲကိုပြုတ်ကျသွားခဲ့တယ်ရှင်ဘဲလည်းမီယိုရဲ့အတွင်းခံကအစမနေ့တုန်းကပုံစံနဲ့တထက်တည်းဖြစ်တာကြောင့်တော်တော်လေးထူးဆန်းနေတယ်ဆိုပြီးစပိန်ကိုတေချာစိုက်ကြည့်လိုက်တော့မှ break ကိုဖျက်ခံထားရတယ်ဆိုတာသိလိုက်ရတယ်ဒီလိုနဲ့လောက်ရရှိတာတွေဆက်လုပ်ရင်မနေ့တုန်းကသူကြုံတွေ့ခဲ့ရတာတွေနဲ့တတိယတည်းတူနေခဲ့ပြီးဦးရှင်တို့သူ့ကိုအိမ်မက်မှာလာပြီးတတိပေးသွားခဲ့တဲ့မီယိုကိုကာကွယ်ရမယ်ဆိုတာနားလည်သွားခဲ့တယ်မနေ့ကလိုပဲဒီနေ့လည်းတပ်ပုံထပ်ပြီးရိုက်ခံလိုက်ရပြန်တယ်အဲ့ချိန်ရှင်ဘဲတယောက်ရှီယိုရီကိုတတိယသွားခဲ့ကဒီနေ့ညကျရင်ရှီယိုရီတို့မိသားစုတွေပျောက်ဆုံးတော့မယ်ဆိုတာကိုသိသွားခဲ့တယ်ညရောက်တော့မိသားစုဝိုင်းထမင်းစားဝိုင်းမှာရှင်ဘဲတယောက်အသွေးများနေပြီးထမင်းတော့မစားနိုင်ဖြစ်သွားခဲ့တယ်အပြင်ကိုလေရင်ထွက်ရှူအောင်မယ်ဆိုပြီးအပြင်ကိုထွက်လာခဲ့တယ်မနက်ကသူ့ကိုလာကြိုးတော့ကမီယိုရဲ့စပိန်ရဲ့ break တွေကိုအမင်တက်တက်တယောက်ယောက်ကဖြတ်ထားတယ်ဆိုတာကိုနားလည်သွားခဲ့ပြီးမီယိုကိုတယောက်ယောက်ကတတ်ဖို့အတွက်ကြိုးစားနေပြီဆိုတာကိုတွေးနေခဲ့တယ်အဲ့ချိန်ရဲသားကြီးတိုမူရာတက်ဆူကမနေ့တုန်းကလိုမျိုးပဲမီယိုကိုကိုယ့်အိမ်ရှိမှာဘာလုပ်နေတာလဲလို့မေးလိုက်ပြီးရှင်ဘဲကတော့အဝေးကနေပဲအဲ့ဒါကိုချောင်းကြည့်နေခဲ့တယ်ဒါပေမဲ့သူကြည့်နေတော့မှပဲမီယိုကရုတ်တရက်တက်ဆူကိုဓာတ်နဲ့လမ်းထိုးလိုက်ကတက်ဆူတယောက်လမ်းမပေါ်မှာပဲတေဆုံးသွားခဲ့တယ်ရှင်ဘဲကတော့အတန်လုံးဝမထွက်နိုင်ဖြစ်နေတဲ့ချိန်ဓာတ်ပုံရိုက်တယ်လို့မျိုးဖလက်မီကြီးထလင်သွားခဲ့ကမီယိုရဲ့ပုံစံကဂလစ်တွေထားလာခဲ့ပြီးမီယိုရဲ့နောက်ဘက်ကအရိတ်ထဲကနေအရိတ်မဲကြီးတစ်ခုကရဲမူကြီးထိုဆူမူရာတက်ဆူရဲ့ပုံစံအဖြစ်ပြောင်းလဲသွားခဲ့တယ်။တေဆုံးသွားတဲ့ရဲမူကြီးရဲ့တကယ်လောင်းကိုတော့အရိတ်တက်ဆူကလက်နဲ့ထိလိုက်ပြီးအမဲရောင်အကွက်လိုမျိုးကြီးကြံထားခဲ့တယ်။ဒီနေ့ကစပြီးငါကတက်ဆူဖြစ်သွားပြီဆိုကမီယိုကိုလည်းပုံမှန်တိုင်းနှုတ်ဆက်နေခဲ့တယ်။တက်ဆူကသူ့ရဲ့တနက်ကိုပါမီယိုကိုပေးလိုက်တာကြောင့်မီယိုရဲ့အစီအစဉ်အောင်မြင်တော့မယ်ဆိုပြီးပြောနေတဲ့အချိန်ရုတ်တရက်ရှင်းဘဲရဲ့ဖုန်းကအတန်ထမိလာခဲ့ပြီးသူ့ကိုဆိုးကဖုန်းဆက်လာခဲ့တာပဲဖြစ်ပါတယ်။ဖုန်းဆက်တန်ကိုမြန်မြန်ပိတ်လိုက်ပေမဲ့လည်းမီယိုကသူ့ရဲ့အပေါ်စီးကနေ level ကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပြီးပဲဖြစ်ပါတယ်မီယိုကရှင်ဘဲကိုခုလိုမျိုးပုံနေလို့မရဘူးဆိုပြီးပြောလိုက်ကရှင်ဘဲကတော့သူ့ level ကထွက်ချလာတဲ့သွေးတွေကိုကင်နေရင်နောက်တဲ့နေရာတနေရာစီကိုခေါ်ဆောင်တာခံလိုက်ရတယ်သူ့ကိုဒီထိန်းချုပ်လို့မရပဲဖြစ်နေတဲ့အချိန်ဦးရှီယိုရဲ့တန်တွေကိုလည်းမပီကလာနဲ့ကြားနေရပြန်တယ်ဘာမှကိုနားမလည်လိုက်ခင်မှာပဲတင်ပေါ်ကန်ဆက်မှာပဲပြန်နိုးလာခဲ့ပြန်တယ်ရှင်ဘဲတယောက်ပြန်ပြီးတော့တတိယလာတဲ့အချိန်မှာတော့တင်ပေါ်ပေါ်မှာမဟုတ်တော့ပဲတင်ပေါ်ကန်ဘက်ပေါ်မှာရောက်နေပြီဆိုတာသိလိုက်ရတယ်နောက်တစ်ခါထပ်ပြီးတော့မီယိုကစပိန်ထက်စီလာခဲ့က break ဂျိုပြတ်သွားတာကိုပါထပ်တွေးလိုက်ရပြန်တယ်ဒီတစ်ခါမှာတော့မီယိုကိုပင်လယ်ထဲမကျအောင်လို့သူကာကွယ်ပေးမယ်ဆိုပြီးရှင်ဘဲကရှေ့ကနေကာကွယ်ပေးနေခဲ့ကအချိန်မထိန်နိုင်တဲ့စပိန်ကလည်းသူ့ကိုတိုက်ချလိုက်တယ်မီယိုကတော့အန်ဒီယာကင်းသွားခဲ့ပေမဲ့လည်းရှင်ဘဲကတော့ရေထဲကျသွားခဲ့တယ်ဖြစ်ရှင်တော့ရှင်ဘဲကရေမကူးတတ်တာကြောင့်မီယိုကပဲသူ့ကိုပြန်ပြီးတော့ကယ်ပေးလိုက်ရတယ်ရှင်ဘဲနဲ့တင်ပေါ်တူစီးလာတဲ့မမကြီးကလည်းဖုန်းထဲမှာတခုခုကိုအတန်သွင်းပြီးစကားပြောနေခဲ့တယ်ဒီနေ့ကိုတော့ရှင်ဘဲကခါတိုင်းနေ့လိုမျိုးဖြစ်ခံတော့မှမဟုတ်ပဲအရင်ဆုံးရဲကိုသူတို့လမ်းဘက်မလာအောင်လို့တခြားနေရာမှာရန်ဖြစ်နေတယ်ဆိုပြီးတော့လမ်းလွဲလိုက်တယ်မနေ့တုန်းကအရေးမီကိုဘယ်ချိန်ပြန်လာမလဲဆိုတာသိနေတဲ့ရှင်ဘဲတယောက်
တက်တည်ယူထားနိုင်ဖို့အတွက်စတင်စီစဉ်လိုက်တယ်အရင်ဆုံးဖုန်းဆက်လာမယ်ဆိုကိုလည်းဖုန်းမဆက်လာဖို့ပြောလိုက်ပြီး airplane mode ကိုလည်းတင်ထားလိုက်ကမီယိုပေါ်လာမဲ့နေရာနားလေးမှာဗီဒီယိုရိုက်ပြီးတော့ record လုပ်ထားလိုက်တယ်ဖုန်းထဲမှာလည်းဆက်တော်တော်များများရှင်းထားပြီးဖြစ်တာကြောင့်မီယိုကိုတော့တေချာပေါက်ရိုက်နိုင်လိုက်မယ်ဆိုပြီးတော့တွေးထားခဲ့တယ်မှန်ထဲမှာစိတ်သက်ကြကြနဲ့ကိုယ့်ကိုယ်ကြည့်နေတော့သူ့ရဲ့ညာဘက်မျက်လုံးကအယောင်ပြောင်းနေတာကိုတွေးလိုက်ရပြီးဘယ်ချိန်ကလေးကဖြစ်နေလဲဆိုတာသူကိုယ်တိုင်နားမလည်နိုင်ဖြစ်နေခဲ့တယ်ဒီလိုနဲ့နောက်တစ်ရက်မနေ့ရောက်တော့သူရိုက်ထားတဲ့ဖုန်းကိုသွားကြည့်လိုက်တဲ့အချိန်တကယ်ပဲမီယိုနဲ့ချွတ်ဆွတ်တူနေတဲ့ကောင်မလေးကိုတွေ့လိုက်ရတယ်။တက်တည်ရပြီဆိုတော့ရှင်ဘဲကမီယိုကိုအဲ့ဒီကိစ္စသွားပြလိုက်ပြီးအရင်နေ့ကမီယိုကသူ့ကိုပုံတူရိပ်ယောဂကြောင့်ပြောပြကူခဲ့တဲ့အတိုင်းမီယိုကိုပြောပြလိုက်တဲ့ချိန်မှာတော့မီယိုကတော့အံ့ဩတဲ့ပုံစံမပေါ်ပဲရှင်ဘဲကတော့အဲ့ဒီမီယိုကမီယိုကိုတတ်ဖို့အတွက်လာနေခဲ့တာဖြစ်ကြောင်းပြောပြလိုက်တယ်။မီယိုလည်းခါအိုရီကိုစိတ်ပူသွားခဲ့ပြီးခါအိုရီလည်းလွန်ခဲ့တဲ့3ရက်လောက်ကသူ့ရဲ့ပုံတူအရေးကိုမြင်ခဲ့တယ်ဆိုပြီးပြောပြလိုက်တာကြောင့်ရှင်ဘဲကလည်းစိတ်ပူသွားပြီးသူသွားကြည့်ပေးမယ်ဆိုပြီးပြောပြလိုက်တယ်။အဲ့လိုနဲ့ရှင်ဘဲတယောက်ခါအိုရီတို့ရှိတဲ့ကုံစုံဆိုင်စီကိုသွားလိုက်ပြီးခါအိုရီတို့ကိုလာစုံစမ်းလိုက်ပေမဲ့အိမ်သားချင်းတော်ကြီးကရောက်လာခဲ့ပြီးခါအိုရီတို့မိဘတွေကိုကူရှာပေးမယ်ဆိုပြီးပြောလိုက်ကအိမ်ထဲကိုဘဲတွင်းနေခဲ့ပေမဲ့တယောက်မှထူးမလာတာကြောင့်တကားဖွင့်ပြီးပဲဝင်လိုက်တယ်အထဲကိုဝင်လိုက်တော့လေ TV ကြီးဖွင့်ထားပြီးတော့သမင်းစားဝိုင်းကလည်းစားလဲစားသမင်းတွေကိုတွေးလိုက်ရကအိမ်ထဲမှာတော့ဘလူးကိုမှမတွေးရတော့ပဲဖြစ်လိုက်ရတယ်အဲ့အချိန်ရှင်ပဲတွေးလိုက်ရတာကတော့ဆိုဖာပေါ်မှာအမဲရောင်လူရိပ်ကြီးနဲ့ကျမ်းပြင်ပေါ်ကအရိပ်ကြီးပဲဖြစ်ပါတယ်ပြီးတော့ကျမ်းပြင်မှာတူထုရာကြီးတွေလည်းတွေးလိုက်ရပြီးဘာတွေများဖြစ်ခဲ့မလဲဆိုပြီးတော့သူကိုယ်တိုင်စဉ်းစားရကြံ့နေခဲ့တယ်အဲ့ချိန်အိမ်ပေါ်ကိုတက်ကြည့်လာတဲ့ချိန်မှာတော့အပေါ်မှာလည်းဘလူးကိုမှထပ်မတွေ့ရတာကြောင့်မီးကိုဖွင့်ဖို့အတွက်လုံနေတဲ့ချိန်နောက်ဘက်ကဓာတ်ပုံရိုက်တယ်လို့မျိုးအလင်းတန်းကြီးထပ်ပေါ်လာခဲ့ပြန်တယ်သူကတော့တခြားသူမဟုတ်ပဲခါအိုရီဖြစ်ပါတယ်အဲ့အချိန်မှာခါအိုရီကရှင်ဘဲဟာမနေ့တုန်းကသူ့ကိုဘာလို့အဲ့ဒီမေးခွန်းမေးခဲ့တာလဲမေးလိုက်တယ်တကယ်တော့မနေ့ကရှင်ဘဲဟာခါအိုရီကိုခါအိုရီနဲ့ပုံစံတူရှိတဲ့ကောင်မလေးကိုမြင်ဘူးလားဆိုပြီးမေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဘဲလည်းအဲ့ဒီမေးခွန်းကိုဖြေရခန့်နေတဲ့ချိန်ခါအိုရီလည်းရှင်ဘဲဟာသူတို့ရဲ့လေးဝက်ချက်ကိုတည်သွားပြီဆိုပြီးပြောလိုက်တယ်အခုတော့ရှင်ဘဲကိုရှင်ပြမရတော့မယ်ဆိုပြီးခါအိုရီကသူ့ရဲ့ရိတ်ထဲကနေနောက်ထပ်လူတစ်ယောက်ကိုထုတ်လိုက်တယ်ဒါပေမဲ့မပြီးမြောက်ခင်မှာပဲဘေးရင်ကအန်တီကြီးကအပေါ်မှာလူရှိနေလားဆိုပြီးလာမေးလိုက်တာကြောင့်ရှင်ဘဲလည်းကန်ကောင်းသွားခဲ့ပြီးခါအိုရီလည်းထွက်ပြေးသွားခဲ့တယ်ရှင်ဘဲတယောက်အိမ်ကိုပြန်လာရင်ပထမဆုံးနေ့ကသူတွေ့ခဲ့တဲ့တင်မောဘော်ကမမကြီးဟာတခုခုကိုတော့တေချာတီးလိုက်မယ်ဆိုပြီးစိတ်ထဲကထင်နေခဲ့တယ်ဒါပေမဲ့သူ့ကိုဘယ်လိုရှားမလဲမသိတာကြောင့်ဟိုတယ်ပိုင်ရှင်အဖိုးကြီးကိုပဲသွားမေးလိုက်ပြီးနှုတ်ကြီးကြီးနဲ့အမကြီးကိုတွေ့မိလားမေးလိုက်တော့ဟိုတယ်မှာမတဲပဲကော်ဖီဆိုင်ပဲလာသွားတယ်ဆိုတာသိလိုက်ရတယ်စိတ်တက်ကြကြနဲ့ဆိုင်ကိုပြန်လာတဲ့အချိန်ရဲသားထက်စုကတော့ရှင်ဘဲကိုတည်င်းမပေးလို့ဆိုပြီးစူနေခဲ့ကအိုးရင်နေကလို့ပဲကိုဘာရာကာမိသားစုကညတွင်ချင်းကြီးရွှေ့ပြောင်းသွားပြီးဖြစ်ကြောင်းကိုပြောပြခဲ့တယ်ပြီးတော့ရှင်ဘဲကိုလည်းပေးစရာတခုရှိတယ်ဆိုပြီးဘောင်းပြအိတ်ကတ်ထဲကဖုန်းတစ်လုံးကိုထုတ်ပေးလိုက်တယ်အဲ့ဒါကတော့တခြားသူရဲ့ဟာမဟုတ်ပဲဥရှီယိုရဲ့ဖုန်းဖြစ်နေခဲ့ပြီးဥရှီယိုမသေးဆုံးခင်တရက်လိုကသူသာတခုခုဖြစ်ခဲ့ရင်ရှင်ဘဲကိုပေးပါဆိုပြီးတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်အဲ့အချိန်ကဆိုလို့ဆိုလဲရောက်ကြည့်လာခဲ့တာကြောင့်ရှင်ဘဲလည်းသူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုဘာမှဖုန်းခွင့်မထားတော့ပဲသူ့ကိုထုတ်ပြလိုက်တယ်ရှင်ဘဲကလည်းသူတိတာမှန်သမျှအားလုံးပြောပြလိုက်ကဆိုကလည်းတစ်စက်ကလေးမှတန်တရားမဝင်ပဲရှင်ဘဲကိုတော့မှရှင်ဘဲကလူစေးဟုတ်မဟုတ်သူမသိနိုင်ဘူးဆိုပြီးပြောပြလိုက်တယ်သူကလည်းအစစ်ဟုတ်မဟုတ်ဆိုတာမသိနိုင်ပဲသူတို့တွေမှာဗဟိနိတွေအများကြီးရှိနေခဲ့တယ်ဆိုကလည်းသူတိထားတယ်များပြောပြခဲ့ပေမဲ့အရေးကိစ္စနဲ့ပတ်သက်ပြီးသူလည်းဘာမှမသိရဖြစ်နေခဲ့တယ်သူတို့တွေဟီရိုကိုနတ်ကုံကိုတွားမေးတင်ကြောင်ပြောပြလိုက်ပြီးရှင်ဘဲကတော့နတ်ကုံကအန်နဲ့များတယ်ဆိုတာကိုပထမဆုံးနေ့ကအတွေ့အကြုံရလူရှင်တဲ့နေရာကိုမတွားတင်သေးဘူးဆိုပြီးအကြံပေးလိုက်တယ်မနေ့ပြန်မှာတွားရအောင်ဆိုပြီးပြောလိုက်ကဆိုကလည်းမနေ့ပြန်ကြရင်အဲ့ဒီနတ်ကုံမှာပွဲတော်ရှိကြောင်ပြောပြလိုက်တယ်ဒီလိုနဲ့မနေ့ပြန်ကိုပဲတဘောတူညီလိုက်ကြတယ်သူတို့အချင်းချင်းပဲတိမဲ့စကားဝက်ကိုလည်းပြောထားခဲ့ကြတယ်ရှင်ဘဲတို့အိမ်ပြန်လာတဲ့အချိန်မှာတော့မိုးတွေကတဲကြီးမဲကြီးကိုရွာကျလာခဲ့ပြီးမိုးခုန်နေတုန်းမှာမီယိုကဟိုတနေ့ကမပေးလိုက်ရတဲ့ဥရှီယိုရဲ့ဆွဲကြိုးကိုပြန်ပေးလိုက်တယ်အဲ့လိုနဲ့နောက်ရက်ရောက်တော့ပွဲတော်နေရောက်လာခဲ့ပြီဖြစ်ပြီးဆိုးကရိုးရဝတ်စုံကြီးကိုဝတ်ကသူတို့တွေပွဲတော်စီကိုရောက်လာခဲ့ကြတယ်ဆိုးရဲ့ညမထုတ်ကီပါလာခဲ့ပြီးဆိုးကတော့ဒီနေ့ကလုံးဝကိုဖြစ်တဲ့နေ့ဆိုပြီးရှင်းဖယ်ကိုတိုင်ပင်နေခဲ့တယ်အကြောင်းကတော့သူဒီနေ့မီယိုကိုဖွင့်ပြောမလို့ဆုံးဖြတ်ထားခဲ့တာပဲဖြစ်ပါတယ်သူတို့တွေစကားကောင်းနေတော့မှပဲရှင်းဖယ်ကရုတ်တရက်လူအုပ်တွေကြားထဲကနေသပင်အဝါရောင်ကောင်မလေးတယောက်ပြေးသွားတာကိုတွေ့လိုက်ရတယ်အဲ့လိုနဲ့ရှင်းပေလည်းရုတ်တရက်ပဲပြေးလိုက်သွားခဲ့တယ်ဘာမှပြောညံမပြောနဲ့ပြေးလိုက်သွားခဲ့တာကြောင့်အားလုံးကလည်းလမ်းပြောင်းနေတဲ့အချိန်ရှင်းပေလည်းအကောင်မလေးနောက်ကိုလိုက်မနိုင်ပဲဖြစ်သွားခဲ့တယ်ဒါပေမဲ့ခြေအားတိုင်းလိုက်သွားတဲ့အချိန်မှာတော့ဟိုတနေ့ကမှတကြိုးလိုက်တဲ့ဥရှီယိုကြီးကိုအရှင်လက်လက်တွေ့လိုက်ရတယ်ဥရှီယိုလည်းရှင်းပေကိုတွေ့ချင်းပဲပြေးဖက်လိုက်ပြီးရှင်းပေပြန်ရောက်နေတာကိုမယုံကြည်နိုင်ဖြစ်နေခဲ့ကလယ်ဘင်းမှာလည်းဆွဲကြိုးလေးရှိနေသေးတာကြောင့်ရှင်းပေကတော့အဲ့ဒါဥရှီယိုအစ်စ်မဟုတ်ဘူးဆိုပြီးပြောနေခဲ့တယ်ဥရှီယိုကတော့သူကအစ်စ်ဖြစ်ကြောင်းပြောနေခဲ့ပြီးရှင်းပေကဒီကိုဘာလာလောက်တာလဲမေးလိုက်တော့ဥရှီယိုလည်းကြောင်နေခဲ့ကသူကဒီမှာဘာလို့ရှိနေတာလဲသူလည်းမသိဘူးဆိုပြီးပြန်ပြေးလိုက်တယ်ရှင်းပေကတော့သူ့ကိုတေးပြီးဆိုပြီးပြောနေခဲ့ပေမဲ့ဥရှီယိုကတော့သူတေးတယ်ဆိုရင်ဒီလိုမျိုးလမ်းအောင်ရှောက်နိုင်မှာမဟုတ်ဘူးဆိုပြီးပြောနေခဲ့ကသူလည်းဘာမှမမှတ်မိပဲဖြစ်နေခဲ့တယ်ရှင်းပေလည်းဘာစကားတခုမှမပြောနိုင်ပဲဆွမ်းအားစွာကြည့်နေခဲ့ရတယ်ဥရှီယိုကတော့ငိုယိုနေခဲ့ပြီး
လိုပဲဖြစ်ဖြစ်အဲ့ဒါတွေကိုစိတ်ထဲမထားဘူးနဲ့ဒီနေ့ကပွဲတော်နေဖြစ်တာကြောင့်ပွဲတော်မှာလဲကျင်တယ်ဆိုပြီးပြောနေခဲ့တယ်ဒါပေမဲ့ရှင်းပေကတော့ဥရှိယိုကတည်ပြီးတော့လို့တကြိုတောင်ပြီးသွားပြီဖြစ်ပြီးအခုလိုမျိုးရုတ်တရက်ပေါ်လာတာကလုံးဝမကောင်းဘူးဆိုပြီးပြောနေခဲ့တယ်စကားနားမထောင်တဲ့ဥရှိယိုကတော့ပွဲစည်းတန်းကိုမြန်မြန်ပြေးသွားခဲ့ကကလေးကလားလူတွေလုံနေခဲ့တာကြောင့်ရှင်းပေလည်းမနေသူ့ကိုဆွဲခေါ်လာခဲ့ရတယ်ဥရှိယိုကတော့ဥရှိယိုပဲဖြစ်ပါတယ်အဲ့ဒီချိန်သူတို့ဖြတ်ပြေးသွားတာကိုလူအုပ်ထဲမှာရှိနေတဲ့အရေးမီယိုကတွေ့သွားခဲ့တယ်ရှင်းပေကဥရှိယိုကိုလူရှင်းတဲ့နေရာစီခေါ်လာခဲ့ပြီးဒီမှာပုံနေဖို့အတွက်ပြောနေခဲ့ပေမဲ့ဥရှိယိုကတော့ဗိုက်ဆနေခဲ့ပြီးမီယိုတို့ကိုလည်းတွေ့ကျင်နေခဲ့တယ်အဲ့ဒီအချိန်မှာဖြစ်ရှင်တော့မီယိုကဖုန်းဆက်လာခဲ့တာကြောင့်တွားလိုက်အောင်မယ်ဆိုပြီးဥရှိယိုကိုအမှစောင့်ခိုင်းထားခဲ့တယ်ဒီလိုနဲ့အလောတကြီးနဲ့မီယိုတို့နားလေးစီကိုရောက်သွားခဲ့တယ်ဒီနေ့ကဒီကျွန်းရဲ့ရိုးရာပွဲတစ်ခုဖြစ်တဲ့အမိုက်တရိုက်တွေကိုဘေးလွတ်ပေးတဲ့မိဘုံပွဲတစ်ခုဖြစ်နေခဲ့ကဟီရိုကိုနတ်ကုံကတန့်စင်ပေးတဲ့ဆိုတဲ့အယူကြောင့်အခုလိုမျိုးလုပ်နေခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးပွဲတော်မကျင်းပရတာလည်းတော်တော်လေးကြာနေပြီဖြစ်ပြီးမီယိုကတော့ရှင်းပေနဲ့သူအခုလိုမျိုးအများအားဖြစ်စင်နေခဲ့တယ်ဒါပေမဲ့အဲ့ချိန်မှာစိုးကသူ့ရဲ့ထိန်းချုပ်ထားတဲ့စန္ဒာတွေကိုဒီနေ့မှာပဲဖွင့်ဟလိုက်ပြီးမီယိုကိုချစ်ခွင့်ပန်လိုက်ပြီးပဲဖြစ်ပါတယ်ဒါပေမဲ့မီယိုကတော့ရှက်ကိုရှက်ကန်နဲ့စိုးကိုတော့တငယ်ချင်းလိုပဲတတ်မှတ်ကြောင်ပြောပြလိုက်ကအပြေပြန်ပေးဖို့ခက်ခဲနေတဲ့ချိန်ဥရှိယိုကရုပ်ဖြတ်ပြီးတော့ရောက်လာခဲ့တယ်စိုးကိုလည်းပုံမှန်လိုမျိုးသွားနှုတ်ဆက်နေခဲ့တာကြောင့်ဥရှိယိုရဲ့အတန်အမူအရာနဲ့အပြောဆိုတွေအားလုံးကဥရှိယိုဆိုတာလုံးဝတိတာနေခဲ့ပြီးအလိန်တွေပေါ်သွားခဲ့ပြီးပဲဖြစ်ပါတယ်ဒါပေမဲ့မီယိုကတော့သူ့အမကိုတွေ့ပေမဲ့လည်းအခုတွေ့နေရတဲ့သူကသူ့ရဲ့အမမဟုတ်ဘူးဆိုပြီးပြောလိုက်တယ်ဥရှိယိုအတူရောင်ဆိုပြီးတော့လည်းအော်ပြောလိုက်တာကြောင့်ဥရှိယိုလည်းတော်တော်လေးကိုထိတ်လန့်သွားခဲ့တယ်အဲ့ချိန်ရှင်းပေကဥရှိယိုရဲ့လက်ကိုဖမ်းထားခဲ့ပြီးမလာနဲ့လို့ပြောထားတာကိုဘာလို့လာရလဲလို့ပြောလိုက်ကလက်ကိုအားနဲ့ညှစ်ချလိုက်ပြီးပဲဖြစ်ပါတယ်ဥရှိယိုလည်းနားတယ်လို့အော်နေတဲ့ချိန်ရှင်းပေရဲ့ခန္ဓာကိုယ်ကပုံစံပြောင်းသွားခဲ့ပြီးဥရှိယိုလည်းအဲ့ဒါကရှင်းပေအစစ်မဟုတ်ဘူးဆိုပြီးအော်ပြောလိုက်တယ်အားလုံးကိုထွက်ပြေးတော့ဆိုပြီးတော့အော်ပြောနေခဲ့တယ်တကယ်ပဲရှင်းပေကအရေးတကောင်ဖြစ်နေခဲ့တယ်အဲ့ဒီကိစ္စတွေမတိုင်ခင်လွန်ခဲ့တဲ့နိုင်ဝဲလောက်ကရှင်းပေဟာမီယိုဖုန်းဆက်လို့အပေါ်ကိုတက်တော့မဲ့ချိန်လန်တဝက်မှာအရေးမီယိုကလူတွေအများကြီးကိုတက်ပြီးသူ့ကိုစောင့်နေတယ်ဆိုတာတွေးလိုက်ရတယ်ရှင်းပေကဘာမှမလုပ်နိုင်ခင်မှာပဲမီယိုကသူ့ကို level ညှစ်ချလိုက်ပြီးတော့ရှင်းကကိုညမကိုဗီဒီယိုရိုက်ထားတာလားဆိုပြီးတော့မေးချလိုက်တယ်ရုပ်တရက်ရှင်းရဲ့အရေးကနောက်ကနေရောက်လာခဲ့ပြီးရှင်းဘဲကိုမတတ်ထင်တယ်လို့မှာလိုက်ကရှင်းဘဲရဲ့လက်ရှိပုံစံကိုလည်းသူကိုယ်တိုင်ပဲပုံတူကူးလိုက်တယ်မီယိုလည်းသူတို့အကြောင်းကိုသိနေတဲ့ရှင်းဘဲကိုတက်ပြစ်လိုက်တဲ့ပြီဆိုပြီးဓာတ်နဲ့ထိုးမဲ့ချိန်ပုံတူအရေးရှင်းဘဲကကြားတဲ့ကနေတားလိုက်ပြီးရှင်းဘဲကိုတတ်လို့မရသေးဘူးဆိုပြီးပြောပြလိုက်တယ်တကယ်လို့ရှင်းဘဲကိုတတ်လိုက်ရင်ရှင်းဘဲကအစားကနေပြန်ရောက်သွားလိမ့်မယ်ဆိုပြီးပြောပြလိုက်ကသူတို့ရဲ့အမေနိုးထားလာတဲ့အထိခဏဆောင်ခိုင်းထားဖို့တမ်းမှားလိုက်ပြီးရှင်းဘဲအသူကတော့ရှင်းဘဲအစစ်ပုံစံဟန်ဆောင်ကအပေါ်ကိုတက်သွားခဲ့တယ်မီယိုကတော့ရှင်းဘဲရဲ့လက်ကိုချိုးချလိုက်ပြီးဒါတော့အသေးရုံးကန်မှုအတွက်လုံနေတဲ့ရှင်းဘဲရဲ့ခြေထောက်ကိုပဲထပ်ပြီးချိုးလိုက်တယ်အဲ့ချိန်မီယိုရဲ့ခေါင်းကိုကြောက်ကြက်တင်နဲ့ဒလက်စစ်ဖြစ်နေခဲ့ကမီယိုတယောက်လည်းခေါင်းပွင့်သွားခဲ့ရတယ်အခုလိုမျိုးဖြစ်နေတဲ့သူကတော့တခြားသူမဟုတ်ပဲတင်မောဘော်ကရှင်းဘဲရဲ့ရှေ့မှာထိုင်ခဲ့တဲ့မမကြီးပဲဖြစ်ပါတယ်ရှင်ဘေးကိုချိန်မီလေးပဲလာကန်လိုက်နိုင်ပြီးလာကန်လိုက်တဲ့သူကတော့မမကြီးနာကူမို့ရိုနုစကဲဖြစ်နေခဲ့ကရှင်ဘေးနားမှာရှိနေတဲ့မီယိုလည်းရုတ်တရက်ပဲပျောက်သွားခဲ့တယ်မမကြီးကအထာအလုံးကိုနှက်နေခဲ့ကနောက်ကနေပေါ်လာတဲ့မီယိုကိုလည်းအตาရလေးရှောင်ပြလိုက်တယ်ပြီးတော့မီယိုရဲ့အရေးကိုကောက်ပစ်လိုက်တာကြောင့်မီယိုလည်းလုံးဝနားမလည်နိုင်ဖြစ်နေတဲ့အချိန်မီယိုတယောက်ကတော့နှိမ့်နှင်းခံလိုက်ရပြီဖြစ်ပါတယ်အရင်ဆုံးမမကြီးကသူ့ကိုယ်သူနာကူမီရိုနုစကဲဖြစ်ကြောင်းကိုရှင်းပြလိုက်တယ်ပြီးတော့ရှင်ဘေးကိုလည်းရှင်ဘေးမလာဆိုပြီးမေးလိုက်တာကြောင့်ရှင်ဘေးကိုကူညီဖို့အတွက်ဒီကျုံးကိုသူရောက်လာခဲ့တာဖြစ်ကြောင်းပြောပြလိုက်တယ်ရုပ်တရက်နောက်ထပ်အရေးတကောင်ကိုအာယုံခံမိလိုက်ပြီးမြ မြန်ဆန်ဆန်ပဲနားကခြုံထဲမှာပုံနေတဲ့အချိန်သူတို့နာကိုဖြတ်သွားတဲ့သူကတခြားသူမဟုတ်ပဲအရေးတကောင်ဖြစ်တဲ့ဥရှိယိုရဲ့အရေးပဲဖြစ်နေခဲ့တယ်ရှင်ဘဲကလည်းအရေးတွေအကြောင်းကိုဘယ်လိုသိတာလဲမေးလိုက်တော့သူလည်းသူ့ရဲ့ theory ကအရေးတွေကိုခွဲခြားဖို့အတွက်အပေါ်ပိုင်းက 3D လူကိုပဲကြည့်မယ်ဆိုရင်လုံးဝခွဲခြားလို့မရပဲအောက်ဘက်ကအရေးကိုကြည့်ပြီးတော့ခွဲခြားမှာဖြစ်ကြောင်းပြောပြလိုက်တယ်သူတို့ရဲ့အရေးပေါ်ကိုတစ်ခုခုကလုံးဝအထိမခံဘူးဆိုပြီးပြောပြလိုက်တာကြောင့်ရှင်ဘဲကလည်းအပေါ်မှာရှိနေတဲ့သူ့ရဲ့တငယ်ချင်းတွေကိုကူညီပေးပါဆိုပြီးတောင်းဆိုနေခဲ့တယ်နာဂူမီလည်းသူဒီကိုလာတဲ့အဓိကရွေးချက်ကအရေးမိတ်စာတွေကိုအဆုံးသတ်ဖို့ပဲဖြစ်ပါတယ်အဲ့အချိန်အပေါ်ဘက်ကနှက်ကွန်ဘက်ကနေ flat မကြီးကိုတွေးလိုက်ရတာကြောင့်အပေါ်မှာသူ့တငယ်ချင်းတွေဒုက္ခရောက်နေပြီဆိုတာသိလိုက်ရပြီးရှင်ဘဲလည်းအပေါ်ကိုအမြန်တက်နေခဲ့ရတယ်ဒီလိုနဲ့အပေါ်ကိုရောက်သွားတဲ့အချိန်မှာတော့တိုကီကိုကိုပဲရင်တွေးလိုက်ရပြီးတိုကီကိုရဲ့နောက်ဘက်မှာတော့အရန်ကိုတုံးလုံး6စားစရာကောင်းတဲ့လူတွေလောင်းနေအများကြီးပုံထားတာကိုတွေးလိုက်ရတယ်တိုကီကတော့တောင်းပန်စကားပဲဆိုနေခဲ့ကသူလည်းဘာမှမတတ်နိုင်လို့မကာကွယ်နိုင်လိုက်ဘူးလို့ပြောနေတဲ့အချိန်တိုကီရဲ့ခေါင်းကိုအချွန်တစ်ခုခုနဲ့စိုက်တာခံလိုက်ရတယ်တိုကီလဲကျတော့တဲ့အချိန်မှာတော့နောက်ဘက်မှာလက်လေးဘက်နဲ့အရေးကြီးကိုတွေးလိုက်ရပြီးမီယိုကိုလိုက်ခါနေတဲ့အချိန်မီယိုကိုစိုးဝကာကွယ်ပေးထားပြီးစိုးရဲ့အရေးကစိုးရဲ့ခန္ဓာကိုယ်အစ်စ်ကိုတက်ပစ်လိုက်တယ်မီယိုကိုပဲထပ်တတ်တော့မဲ့ချိန်မှာပဲနာဂူမီကပဲဂျားထဲကနေကယ်ပေးလိုက်ပြီးလက်လေးပဲရှိတဲ့အရေးကြီးကလည်းတနက်ပုံစံဖြစ်ဖန်တီးပြောင်းလဲလိုက်တယ်ဒီလိုနဲ့နာဂူမီကိုပြန်ပြစ်လိုက်တဲ့အချိန်မှာတော့နာဂူမီကအနာဂတ်ကိုကြိုမြင်လိုမျိုးဖြစ်နေပြီးရှောင်လိုက်နိုင်ခဲ့တယ်ဒါပေမဲ့အနှဲငယ်ကိုတော့ထိသွားခဲ့ပြီးနာဂူမီလည်းဒဏ်ရာရရှိသွားခဲ့တယ်ရှင်ဘေးကလည်းမီယိုကိုကယ်ဖို့လုပ်တဲ့အချိန်လက်လေးပဲအရေးရဖမ်းတာကိုခံလိုက်ရပြီးရှင်ဘေးရဲ့ညာမဲ့လုံးကသူတို့အမေရဲ့မူရင်းမျက်လုံးဖြစ်တာကြောင့်ဘလို့လို့ရှိနေတာလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့တယ်ရှင်ဘေးကလည်းကြံရှိနေတဲ့အားလေးနဲ့မီယိုစီကိုအသေးအံသွားနေခဲ့ပြီးမီယိုအနာကိုရောက်တော့မဲ့ချိန်မှာပဲမီယိုတယောက်အရေးဖြစ်ပြောင်းလဲတာခံလိုက်ရပြီးဖြစ်ပါတယ်ရှင်ဘေးတယောက်တည်းကိုပဲခြံထားခဲ့ပြီးလက်လေးဘက်နဲ့ကောင်ကသူတို့ရဲ့စီစဉ်ထားမြောက်တော့မယ်ဆိုပြီး
အလောင်းပုံတစ်ခုလုံးကတစ်စက္ကန့်အတွင်းမှာပဲပျောက်သွားခဲ့တယ်ပြီးတော့အပေါ်မှာရှိနေတဲ့အနီရောင်အလင်းတန်းကြီးကိုအမေဆိုပြီးခေါ်နေခဲ့ကအဲ့ဒီအနီရောင်ကြီးကကောင်မလေးတယောက်ဖြစ်နေခဲ့တယ်အရေးတွေအားလုံးကသူတို့အမေပြန်နှိုးထားလာဖို့အတွက်လုပ်နေခဲ့တာဖြစ်ပြီးတမျိုးလုံးကိုလည်းစိတ်ကြိုက်စားသုံးပါလို့ဆိုလိုက်ကအရေးတွေကတမျိုးလုံးကိုကူးသွားခဲ့တယ်ပြီးတော့ပွဲတော်ထဲမှာရှိနေတဲ့သူတွေတယောက်ပြီးတယောက်ပျောက်သွားခဲ့ပြီးဆိုရဲအဖေဖြစ်တဲ့ဟီရှီကာတာကလည်းလူထောင်ပေါင်းများစွာကိုစားသုံးပြီးပြန်လဲရှင်တန်လာပြီးပေါ့ကလေးမဆိုပြီးပြောလိုက်တယ်နာဂူမိုလည်းအခုလိုမျိုးဖြစ်ပျက်သွားတာကိုလုံးဝမယုံကြည်နိုင်ဖြစ်နေပြီးရှင်ဘဲလည်းတော်တော်လေးကိုဝမ်းနည်းနေခဲ့ကြတယ်ရှင်ဘဲကိုနာဂူမိုကအားလုံးပြီးဆုံးသွားပြီလို့ပြောနေတဲ့အချိန်ရှင်ဘဲကတော့အားလုံးမပြီးသေးကြောင်းပြောပြလိုက်တယ်နောက်ဆုံးအနေနဲ့သူ့ကိုတခုကူညီဖို့နဲ့သူ့ရဲ့ခေါင်းတက်တဲ့ကိုတနက်နဲ့ပြစ်လိုက်ဖို့အတွက်တောင်းဆိုနေခဲ့တယ်။အကြောင်းကတော့သူကအနာဂတ်ကိုပြန်ပြီးခရီးသွားနိုင်တာကြောင့်ဒါတွေမဖြစ်လောက်အောင်သူရအောင်တားမယ်ဆိုပြီးပြောပြလိုက်ကနာဂူမီလည်းဘာမှနားမလည်နိုင်ပေမဲ့ရှင်ပဲခိုင်းတဲ့အတိုင်းလှုပ်တော့မဲ့ချိန်အရေးတွေထဲကနေဥရှီကိုပေါ်လာခဲ့ပြီးနာဂူမိုကိုတိုက်ခိုက်မဲ့အရေးကောင်ကိုပြတ်ရှင်းလိုက်တယ်။နာဂူမိုလည်းမတွေ့ဝေတော့ပဲရှင်ပဲခေါင်းတွေတစားစီဖြစ်သွားအောင်ပစ်ချလိုက်တယ်။ရှင်ပဲတယောက်နောက်တစ်ခါလေပေါ်မှာထက်လွင့်နေခဲ့ပြီးဘယ်မှမသိတဲ့နေရာကိုဆွဲခေါ်တာခံလိုက်ရကအနီအောင်လင်းတန်းကကောင်မလေးကိုလည်းတွေ့လိုက်ရတယ်။ဒီတစ်ခါမှာတော့ဥရှီယိုရဲ့အတန်ကိုရှင်းရှင်းလင်းလင်းကြားလိုက်ရဒီစွမ်းမှာကန့်သက်ရှိတယ်ဆိုတာသိလိုက်ရတယ်။ရှင်ဘဲတယောက်22ရက်နေ့ကိုပြန်ရောက်လာခဲ့ပြီးဒီတစ်ခါမှတော့သူကိုယ်တိုင်ကရေဆိုပြီးပြီဖြစ်တာကြောင့်စပိန်တိုက်ခံရတဲ့အချိန်ကိုကြော်သွားပြီဆိုတာသိလိုက်ရတယ်။သူပြောင်းလာတာဒါနဲ့ဆို3ချိန်မြောက်ရှိနေပြီးတစ်ခါတည်ပြီးပြန်ပြောင်းလာရင်အချိန်တွေပို့ပြီးတော့နောက်ကျသွားတယ်ဆိုတာသိလိုက်ရတယ်။သူ့စွမ်းမှာလည်းအကန့်သက်ရှိတယ်ဆိုတာသိလိုက်ရပြီးတကယ်လို့မီယိုတာသူ့ထက်ရင်တည်သွားခဲ့ရင်အချိန်ကူပြောင်းပြီးတော့တောင်မီယိုကိုထပ်ခဲ့နိုင်တော့မှမဟုတ်ဘူးဆိုတာကိုနားလည်သွားခဲ့တယ်။ဒါနဲ့ဆိုရင်3ခါမြောက်ရှိနေပြီဖြစ်တာကြောင့်ရှင်ဘဲလည်းဒီတစ်ခါမှတော့တေချာလောက်ပြီးစူးစမ်းတော့မယ်ဆိုပြီးအစီအစဉ်ဆွဲနေတဲ့အချိန်မှာကမ်းခြေတစ်ခုမှာအီရှီယိုကရေကူးစုံနဲ့ပြန်လဲနိုးထလာခဲ့တယ်။အဲ့ဒါမတိုင်ခင်ကမမကြီးကဒီကျွန်းမော်ကိုရောက်လာတဲ့အချိန်နိုင်ရီတစ်ခုရှိနေတာကိုသိလိုက်ရတယ်။ဒီလိုနဲ့နိုင်ရီတဲကိုဝင်လာတဲ့အချိန်မှာတော့ဒီမျိုးရဲ့ဖုန်းတော်ကြီးဖြစ်တဲ့ခါရီကယ်ရီကသူ့ကိုနှုတ်ဆက်လိုက်ပြီးသူ့ကိုမှတ်မိလားဆိုပြီးမေးနေခဲ့ကမမကြီးဟီဆူရိုနဲ့လည်းရင်းနှီးနှီးရှိနေခဲ့တယ်။နှစ်ယောက်စလုံးကတော့အရင်တုန်းကအတိုင်းတွေ့တာနဲ့ကိုက်နေကြပဲဖြစ်ပါတယ်။ဥရှီယိုရဲ့အဖေဖြစ်တဲ့အလန်လည်းရောက်လာပြီးဟီဆူရိုကိုနှုတ်ဆက်နေခဲ့ကဟီဆူရိုကနားမှာရှိနေတဲ့လူတွေရဲ့အရေးကိုနင်းကြည့်နေခဲ့ပြီးသူနဲ့စကားပြောတဲ့လူတိုင်းကတော့နင်းလို့ရနေသေးတယ်။သူတီးလိုက်ရတာကအခုတည်သွားတဲ့သူကအီရှီယိုဖြစ်နေပြီးအီရှီယိုကိုလည်းသူကငယ်ငယ်လေးကတည်းကတီးတဲ့သူပဲဖြစ်ပါတယ်။ဘာလို့ဆိုဒီမှာထက်တန်းတဲ့တုန်းကဆိုင်မှာမုံလာဆိုင်အီရှီယိုကသူ့ကိုအမြဲတမ်းနောက်ရက်လေးရှိလို့ပဲဖြစ်ပါတယ်။သူ့ရဲ့စိတ်ထဲမှာတော့ Ronuske ဆိုတဲ့နာမည်ကိုတောင်းတနေခဲ့ပြီးအခုတော့14နှစ်တောင်ရှိသွားပြီမလား။ဘယ်လိုပဲတည်တည်ထူးဆန်းတော့မှမဟုတ်ဘူးဆိုပြီးပြောနေတဲ့အချိန်အလန်ကရှင်းဖေစီကနေဖုန်းရခဲ့ကရှင်းဖေကပင်လယ်ထဲကျတော့လို့ဘို့စာလဲပြီးမှလာမယ်ဆိုပြီးပြောတာကြားလိုက်ရတယ်။ရှင်းဖေဆိုတဲ့စကားကြားလိုက်တော့ရှင်းဖေဆိုတာဘယ်လိုလဲမေးလိုက်ပြီးအလန်လည်းသူ့ရဲ့ချစ်ဆုံးတငယ်ချင်းရဲ့တားဖြစ်ကြောင်းပြောပြလိုက်ကတင်ပေါ် accident တစ်ခုမှဆုံးသွားတဲ့မိဘနှစ်ယောက်အတွက်ကြံနေတဲ့သားလေးကိုသူကမွေးစားခဲ့တာဖြစ်ကြောင်းပြောပြခဲ့တယ်။ဟီဆူရိုလည်းဒီကနေချက်ချင်းထွက်သွားတဲ့အချိန်အလန်ကသူ့ကိုမနှဲသားလိုက်ပြီးပြောစရာရှိတယ်လို့ဆိုလိုက်ကအီရှီယိုရဲ့တည်ဆုံမှုကလွန်ခဲ့တဲ့14နှစ်ဟီဆူရိုမောင်လေးရဲ့အမှုကိစ္စနဲ့တူနေတယ်ဆိုပြီးပြောပြလိုက်တယ်။အီရှီယိုရဲ့ level မှာလည်း level ညှစ်ခံထားရတဲ့လက်ရသွေးလဲရပြီးထူးဆန်းတယ်လို့ပြောပြလိုက်တာကြောင့်ဟီဆူရိုလည်းအီရှီယိုရဲ့လောင်းကိုတွားရောက်စစ်ဆေးလိုက်တယ်။ level ကမိတ်ကတ်တွေကိုဖယ်ကြည့်လိုက်တဲ့အချိန်မှာတော့တကယ်ကြီးလက်ရကိုသွေးလဲရကအလောင်းကိုပြင်ပေးတာကဘယ်သူလဲမေးလိုက်တော့ဟီရှီကာတာစေကန်းကဖြစ်ကြောင်းပြောလိုက်ပြီးအလောင်းကိုပြင်ပေးတဲ့ဆရာဝန်ဟီရှီကာတာရောက်လာခဲ့တယ်။အလောင်းကိုမလေးမစားပြုတ်နေတာပဲလို့ပြောလိုက်တာကြောင့်ဟီဆူရိုလည်းဒေါသထွက်ပြီးထွက်လာခဲ့တယ်။အဲ့အချိန်မှာသူ့ရဲ့ငယ်တငယ်ချင်းကဟီဆူရိုကိုလမ်းခေါ်လိုက်ကဟီဆူရိုနဲ့ပြန်တွေ့ရလို့ဝမ်းသာနေခဲ့တယ်။ဥရှီယိုကသူ့ရဲ့သမီးကိုအသက်ပေးပြီးကယ်ခဲ့တာဖြစ်ကြောင်းရှင်းပြနေခဲ့ပြီးလုံးဝမဖြစ်သင့်တဲ့ရာလို့ဆိုကဝမ်းနဲ့စွာငွေကြွေးပြနေခဲ့တယ်။အလန်ကပဲကြားထဲကနေသူ့ကိုပြန်ပြီးနှိမ့်သိမ့်ပေးနေခဲ့ရတယ်။သူ့ရဲ့တငယ်ချင်းကရှိုက်ကြီးတင်ငိုနေခဲ့ပေမဲ့ဟီဆူရိုကတော့တတိမပြတ်ပဲသူ့ကိုစောင့်ကြည့်နေခဲ့တယ်။ပြီးတော့တငယ်ချင်းဖြစ်သူရဲ့အရေးကိုခြေထောက်နဲ့နင်းကြည့်တော့မဲ့ချိန်အရေးကနင်းမခံတာကြောင့်ဟီဆူရိုတယောက်တော်တော်လေးဒေါသထွက်သွားခဲ့တယ်။ပြီးတော့သူ့တငယ်ချင်းရဲ့ယောက်ျားကခေါ်လိုက်ပြီးခါအိုရီလက်ရှိနေခဲ့ကဟီဆူရိုကတော့ဒေါသတကြီးနဲ့သူတို့အားလုံးကိုကြည့်နေခဲ့တယ်။ခဏကြာတော့ဟီဆူရိုကနဲဆူဆိုတဲ့မုတ်ဆိုဖိုးကြီးနဲ့တွားတွေ့နေခဲ့ပြီးခိုဘာယာကာဝါမိသားစု3ယောက်လုံးကအရေးတွေဖြစ်နေပြီဖြစ်ကြောင်းကိုပြောပြခဲ့တယ်။ပြီးတော့နဲဆူကိုလည်းဖုန်းတစ်လုံးပေးလိုက်ပြီးသူ့အကူအညီတစ်ခုတောင်းစရာရှိတယ်ဆိုပြီးပြောလိုက်တယ်။ရှင်ဘဲကတော့ထုံးစံအတိုင်းအလန်တို့နဲ့တွေ့ဆုံပြီးအလောင်းအတွက်3ချိန်မြောက်ထပ်ပြီးဇာပနာပွဲကိုကျင်းပပေးနေရပြန်ပြီပဲဖြစ်ပါတယ်။ဇာပနာပွဲပြီးသွားတဲ့အချိန်မှာတော့ခါအိုရီရဲ့အမေကရှင်ဘဲကိုခါအိုရီရဲ့ပုံစံတူကောင်မလေးကိုတွေ့လာဆိုပြီးမေးလိုက်တဲ့မိကုန်းပေါ်မိကုန်းထုတ်နေတဲ့အချိန်ပေးစိတ်တကောင်ကသူတို့ရိတ်ပေါ်သွားလိုက်တာကိုတွေ့လိုက်ရတယ်။ရှင်ဘဲလည်းသူကဘာမှမဟုတ်ကြောင်ပြန်လဲရှင်းပြလိုက်ရပြီးအဲအကြောင်းကိုလည်းဘာမှမသိသလိုဟန်ဆောင်လိုက်ရတယ်။ဒီတစ်ခါ3ချိန်မြောက်အတိတ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ဇာပနာပွဲမှာလူတိုင်းကိုအရေးတွေအကြောင်းသွားမေးနေခဲ့တယ်။တော်တော်များများကတော့ဂါဂနာနာမသိပဲနောက်ထပ်မျက်မှန်နဲ့နှုတ်ကြီးကြီးမိမတယောက်ကြောင့်မေးနေခဲ့တဲ့အချိန်အလန်ကဟီဆူရိုကိုပြောတယ်ဆိုတာသိလိုက်ရတယ်။ဟီဆူရိုကသူတို့နဲ့ရင်းနှီးတဲ့သူဖြစ်ကြောင်းနဲ့အလန်နဲ့ကဘယ်လိုလုပ်သိတာလဲဆိုပြီးမေးနေခဲ့ကရှင်ဘေးကိုလည်းသူစာတစ်ခုခြံထားခဲ့တယ်ဆိုပြီး
သူကတော့အက်ဆာကိုနားမလည်ဘူးဆိုတဲ့အကြောင်းပေးလိုက်တယ်ရှင်ပေလည်းအက်ဆာကိုကြည့်လိုက်တော့မှဒါဟာဘယင်းနီဝက်စာတစ်ခုဆိုတာသိလိုက်ရတယ်ရှင်ပေကတော့ညံကောင်းတဲ့သူဖြစ်တဲ့အပြင်ရိုနိုစကဲရဲ့စာအုပ်ကိုပဲဖတ်ဘူးတာကြောင့်ဝက်စာကိုအဖြေရှာနိုင်လိုက်ပြီးဖုန်းတစ်လုံးကိုဆက်လိုက်တယ်အဲ့ဖုန်းကိုဆက်လိုက်တဲ့အချိန်မှာတော့ကင်လိုက်တဲ့သူကဟီဆူရူမဟုတ်ပဲနေဆူဖြစ်နေခဲ့တယ်အဲ့လိုနဲ့နေဆူလည်းမင်းသိရှင်တဲ့မိခွန်းရဲ့အဖြေတွေကိုလိုချင်တယ်ဆိုရင်သူပြောတဲ့နေရာကိုထွက်ခဲ့ဖို့အတွက်တောင်းဆိုလိုက်တယ်ရှင်ပေလည်းအပြင်တနေရာကိုထွက်သွားတဲ့အချိန်ဒီတိုင်းမတ်တက်ရက်ထားဖို့အတွက်ပြောလိုက်ပြီးရှင်ပေလည်းမတ်တက်ရက်ထားတဲ့အချိန်မှာတော့နေဆူကသူ့ကိုစနိုက်ပါနဲ့ချိန်ထားခဲ့တယ်ပြီးတော့စနိုက်ပါနဲ့ပြစ်ချလိုက်ပြီးရှင်ဘဲကိုမဟုတ်ပဲရှင်ဘဲရဲ့အရေးကိုပြစ်ချလိုက်တယ်ရှင်ဘဲကအရေးလားလူလားဆိုတာကိုစမ်းသပ်တာပဲဖြစ်ပါတယ်အောင်မြင်သွားတော့မှဟီဆူရူရှိတဲ့နေရာကိုခေါ်လိုက်ပြီးဟီဆူရူနဲ့တွေ့ရတော့မယ်ဆိုတာသိလိုက်ရတယ်အယ်လန်ရဲ့အရေးလည်းအယ်လန်ကိုသွားရှာနေတဲ့အချိန်ဟီဆူရူရှင်းပြတာကိုပဲခံလိုက်ရတယ်အယ်လန်စစ်ကတော့အိမ်နာထဲမှာဘာမှမသိပဲစူညံတန်ကိုပဲကြားလိုက်ရတယ်အကြောင်းကတော့ရှီယိုရီအသက်ခံရပြီးဆိုရင်တခြားမိသားစုဝင်တွေပြစ်မှတ်ထားခံရမယ်ဆိုတာဟီဆူရူကသိနေလို့အခုလိုမျိုးကြံစီခဲ့တာပဲဖြစ်ပါတယ်အလုပ်ကိစ္စပြီးသွားတော့နေဆူရူရှိနေတဲ့နေရာစီထွက်လာခဲ့ပြီးဟီဆူရူကိုတွေ့ချင်းမှာပဲရှင်းပေလည်းချက်ချင်ပဲစာအုပ်ကိုလမ်းပေးလိုက်ကသူကဟီဆူရူရဲ့ဖန်ကြီးစားဖြစ်ကြောင်းပြောပြလိုက်တယ်စာရေးဆရာမမဲကူမီရိုနိုစကဲဆိုတာကိုလည်းသူသိထားကြောင်းနဲ့လက်မှတ်တောင်းနေခဲ့တာကြောင့်ဟီဆူရူလည်းလက်မှတ်ထိုးပေးလိုက်ရတယ်ဟီဆူရူကတော့ရှင်းပေမပြောခင်မှာပဲရှင်းပေကသူဟာရိုနိုစကဲဖြစ်တယ်ဆိုတာသိလိုက်ရတာကသူတုံးတက်ထားတာလေးတွေရှိကြောင်းပြောပြလိုက်တယ်။ရှင်းပေကအနာဂတ်ကလာတာမဟုတ်လားဆိုပြီးတော့မေးချလိုက်တာကြောင့်ရှင်းပေလည်းလုံးဝမအံ့ဩနိုင်တော့ပဲသူအားကိုးလို့ရမယ့်သူရတော့မယ်ဆိုပြီးဝမ်းနအားရနဲ့မျက်ရည်တွေပါကျလာခဲ့တယ်။သူ့ကိုစွမ်းကြောင်းကိုရေးမှတ်ထားတဲ့နှုတ်ကိုလည်းဟီဆူရူကိုပြလိုက်ပြီးဟီဆူရူလည်းတော်တော်လေးစိတ်ဝင်စားသွားခဲ့တယ်။အရေးလူသားတွေကဟီဆူရူရေးထားတဲ့ဒီစာအုပ်ထဲကအတိုင်းရှင်းလူသားတွေမလားဆိုပြီးမေးလိုက်တယ်။ဒီလိုနဲ့ဟီဆူရူလည်းလွန်ခဲ့တဲ့14နှစ်ကဒီကျွန်းမှာရှိတဲ့အရေးတွေကိုသူတွေးခဲ့ကြောင်းပြောပြခဲ့တယ်။ပြီးတော့အဲ့ဒီအရေးတွေကသူ့မိသားစုဝင်တွေကိုတတ်သွားကြောင်းနဲ့အဲ့ဒီအကြောင်းပြချက်ကြောင့်ပဲရှင်ပေပြောတာတွေကိုယုံခဲ့ကြောင်းပြောပြခဲ့တယ်။ရှင်ပေကတော့အကြောင်းစုံကိုသိချင်ပေမဲ့ဟီဆူရူကသူ့သားအကြောင်းစုံပြောလိုက်ရင်ရှင်ပေတဲ့ကော်ပီကူးခံရတဲ့အချိန်သူ့ရဲ့အကြောင်းကိုလည်းတခြားရိတ်တွေသိသွားမှစိုးရိမ်နေခဲ့တယ်။ပြီးတော့နေဆူကကိုယ့်ရဲ့ပုံသူအရေးကောင်ကိုအဆုံးသတ်နိုင်လိုက်ရင်တော့တက်လုံးပြန်ပြီးတော့ကော်ပီကူးလို့မရတော့ဘူးဆိုပြီးပြောပြလိုက်တယ်။မိသားစုထဲမှာတယောက်ကူးခံရရင်ကျန်တဲ့သူတွေလည်းပြတ်မှတ်ထားခံရမယ်ဆိုတော့သိလိုက်ရပြီးအယ်လန်ကိုတော့ကယ်ပြီးဖြစ်ကြောင်းသိလိုက်ရတယ်။ရှင်ပေလည်းအနာဂတ်ကနေသူသိသမျှကိစ္စတွေအားလုံးကိုပြောပြလိုက်ပြီးဒါပေမဲ့ဟီဆူရူကတော့ရှင်ပေပြောတဲ့အားလုံးကိုမယုံပဲပထမဆုံးစမ်းတက်ချက်တစ်ခုအဖြစ်သူတငယ်ချင်းတွေကိုအစားထိုးနေရယူထားတဲ့အရေးတွေကိုတွားရောက်ပြက်ရှင်းဖို့ထွက်လာခဲ့ကြတယ်။ရှင်ပေတို့ကတော့နောက်ကနေစောင့်ကြည့်နေခဲ့ကြပြီးဟီဆူရူတယောက်တည်းအိမ်ထဲကိုဝင်သွားခဲ့တယ်။သူ့ရဲ့ငယ်တငယ်ချင်းအရေးကလည်းဟီဆူရူကိုပုံမှန်တိုင်းပဲလာလဲတဲ့အထင်နဲ့ခေါ်လိုက်ပြီးအိမ်ထဲကိုဝင်လာတဲ့အချိန်မှာတော့ဟီဆူရူကလည်းသူ့ရဲ့လက်ကစ်ကိုဖွင့်ခွင့်ပေးပါဆိုပြီးတောင်းဆိုလိုက်တယ်။ပြီးတော့သူ့ရဲ့တူကြီးကိုအားရပါရနဲ့ရိုက်ချလိုက်ကအရေးတငယ်ချင်းကခေါင်းပွင့်သွားခဲ့ပေမဲ့ဘာမှမဖြစ်ပဲပြန်ထလာခဲ့တယ်။ဟီဆူရူကဖိုက်တာဖြစ်နေခဲ့ကအရေးတွေကိုပြန်ချနေခဲ့ပြီးပထမတယောက်ကိုတော့ဖြည့်ရှင်းနိုင်လိုက်တယ်။ပြီးတော့အဲ့အရေးရဲ့ယောက်ျားဖြစ်တဲ့အရေးကောင်ကလည်းဟီဆူရူကိုတိုက်ခိုက်ဖို့အတွက်ထွက်လာခဲ့ပေမဲ့ဟီဆူရူကအဲ့အရေးကောင်ကိုလည်းအตาရလေးပဲအပြတ်ရှင်းနိုင်လိုက်တယ်။အခုလိုမျိုးအရေးတွေကိုအตาရလေးလုံးနိုင်တာကြောင့်ခါအိုရီလည်းဟီဆူရူကတာမန်မဟုတ်ဘူးဆိုတာသိလိုက်ရပြီးခါအိုရီရဲ့ရိတ်ကိုထုနိုင်လိုက်ပေမဲ့အပြတ်မရှင်းနိုင်ပဲခါအိုရီလည်းချက်ရှင်ပဲထွက်ပြေးသွားခဲ့တယ်။ပြီးတော့သူ့ကိုတော့ပြန်ပြီး level ညစ်နေခဲ့တာကြောင့်ဟီဆူရူလည်းပြန်ပြီးတော့ခုခံနေခဲ့ရတယ်။ခါအိုရီကတော့ဟီဆူရူကတာမန်မဟုတ်ဘူးဆိုတာသိလိုက်ပြီးချက်ရှင်ပဲထွက်ပြေးသွားခဲ့တယ်။အပြင်မှာစောင့်နေတဲ့နေဆူတို့ကိုလည်း plan B ပြောင်းသွားပြီဆိုပြီးပြောလိုက်ကနေဆူလည်းအဲ့ဒီ message ကိုရရချင်းပဲသူ့ရဲ့လက်နက်ကိုအသင့်ပြင်လိုက်တယ်။ခါအိုရီကတော့အရေးပုံစံဖြစ်ပြောင်းပြီးအိမ်ရဲ့ပြင်ကိုထွက်လာတဲ့အချိန်နေဆူလည်းတန်မူတွေနဲ့လိုက်ပြစ်နေခဲ့ကခါအိုရီကတော့လင်းလင်းမြဲမြဲပဲသူ့နာကနေထွက်ပြေးသွားနိုင်ခဲ့တယ်။ခါအိုရီလွတ်မြောက်တော့မဲ့အချိန်မှာအတင်းဆောင်နေတဲ့ရှင်ပေကပဲပြေးလာတဲ့ခါအိုရီကိုခုံအုပ်လိုက်တယ်။လဲကျသွားတဲ့ခါအိုရီရဲ့အရေးကိုတန်မိုး၃ချောင်းဆိုင်လဲတဲ့အချိန်မှာတော့ခါအိုရီကလုံးလုံးလှုပ်လို့မရတော့ဘူးဆိုပြီးနေဆူကပြောပြခဲ့တယ်။အဲ့ချိန်ဟီဆူရူလည်းပြန်ရောက်လာခဲ့ပြီးတကယ်ပဲရှင်ပေတာမပါရင်ခါအိုရီကသူ့လက်ထဲကလွတ်သွားမယ်ဆိုတာကိုသိသွားခဲ့တယ်။အဖမ်းခံထားရတော့မှခါအိုရီက6ချားစရာကောင်းတဲ့ရည်တန်းနဲ့ထရီလိုက်ပြီးရှင်ပေလည်းဦးရှီယိုကိုတတ်လိုက်တာမင်းလားဆိုပြီးမေးလိုက်တော့ခါအိုရီလည်းသူတတ်လိုက်တာဖြစ်ကြောင်းဝန်ခံလိုက်တယ်။ရှင်ပေလည်းဘာလို့အခုလိုမျိုးတွေလုပ်နေတာလဲမေးလိုက်တော့ခါအိုရီကဒါအဆုံးသက်ဖြစ်ကြောင်းပြောပြခဲ့တယ်။ဒီနိုယာဒီမှာအရာအလုံးရဲ့အဆုံးသက်ရောက်တော့မှဖြစ်ကြောင်းကိုလည်းပြောပြခဲ့ပြီးဒေါ်တာထွက်နေတဲ့ရှင်ဘေးကိုတော့သူကလည်းခါအိုရီပဲမို့လို့ရှင်ဘေးကိုလည်းအရေးမြင်မြန်ဖြစ်လာပေးဖို့တောင်းဆိုနေတဲ့အချိန်ဟီဆူရူကပဲခါအိုရီကိုအပြတ်ရှင်းပစ်လိုက်တယ်။ပြီးတော့ရှင်ဘေးကိုလည်းအရေးတည်းရဲ့စကားကိုနားမယောင်ဖို့နဲ့တတိထားဖို့လည်းပြောနေခဲ့တယ်။ဒီလိုနဲ့ရှင်ဘေးကိုလည်းသူ့ကိုယ်သူမဲကူမီရိုစကဲဖြစ်ကြောင်းမိတ်ဆက်လိုက်ပြီးဟီဆူရူတော့တကယ်တော့တကုတ်နှစ်စိတ်ရှိနေတဲ့သူပဲဖြစ်ပါတယ်။အခုလိုမျိုးအစွမ်းထမ်းနေတာကဟီဆူရူရဲ့မောင်လေးမဲကူမီဖြစ်နေခဲ့တယ်။တကယ်တော့ဟီဆူရူတစ်ချိန်လုံးဖုန်းပြောပြီး record လုပ်နေခဲ့တာကသူ့မောင်နဲ့ဆက်သွယ်နေခဲ့တာဖြစ်ပြီးဟီဆူရူဖြစ်ပြန်ပြောင်းတဲ့အချိန်မှာတော့စီးထားတဲ့သပင်ကိုဖြေလိုက်ရင်ဟီဆူရူပြန်ပြောင်းသွားခဲ့တယ်။ဒီလိုနဲ့9နာရီဝန်းကျင်မှာမီယိုရဲ့ရိတ်ထပ်ပေါ်လာမှကြောင့်ဟီဆူရူလည်းမီယိုရဲ့ရိတ်ကိုပြတ်ရှင်းဖို့အတွက်ရှင်ဘဲတို့အိမ်ကိုရောက်လာခဲ့ကြတယ်။ရှင်ဘဲကလည်းအိမ်ထဲကိုဝင်သွားတဲ့အချိန်မှာတော့ပုံမှန်အတိုင်းပဲအိမ်သားတွေအတွက်ခါရီဟင်းချက်ပေးဖို့အတွက်လုပ်နေခဲ့တယ်။ခါရီဟင်းအနက်လေးကမွေးနေတာပဲဆိုတဲ့စကားကြောင့်ရှင်ဘဲလည်းဟုတ်တာပေါ့လို့ပြန်ဖြေလိုက်တဲ့အချိန်သူ့ကိုစကားပြောနေတဲ့သူကမီယိုမဟုတ်ပဲဦးရှီယိုဆိုတာတိလိုက်ရတော့အံ့ဩသွားခဲ့ရတယ်။
ရုတ်တရက်ကြီးရောက်လာတဲ့ဦးရှီယိုကြောင့်ရှင်ဘေးတောင်အံ့ဩနေခဲ့ပြီးဦးရှီယိုက24ရက်မှာပေါ်ရမှာဖြစ်ပေမဲ့ဘာလို့အခုပေါ်လာလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့တယ်။ဒါပေမဲ့အိမ်သားတွေနဲ့တော့ပေးမတွေ့သေးပဲဦးရှီယိုကိုပုံခိုင်းထားခဲ့လိုက်တယ်။ဒီလိုနဲ့သူ့အခန်းထဲခေါ်သွားပြီးသူချက်တဲ့ကာရီဟင်းကိုပါကျွေးလိုက်တာကြောင့်ဦးရှီယိုကတော့တခါမှမစားတော့ဘူးထင်ထားတဲ့ကာရီဟင်းကိုပြန်စားရတော့တော်တော်လေးပျော်နေခဲ့တယ်။ဒါပေမဲ့ရှင်ဘေးကတော့ဦးရှီယိုဆိုတာအရေးဆိုတာသိတာကြောင့်ဦးရှီယိုကိုတခါတည်းရှင်းပြဖို့အတွက်ကြံစီထားပြီးကာရီဟင်းစားနေရတဲ့ဦးရှီယိုကတော့တော်တော်လေးကိုပျော်နေခဲ့တယ်။ဦးရှီယိုရဲ့အမူအရာတွေကြောင့်အရင်ကသူဒီမြို့တွေကနေထွက်သွားတဲ့နောက်ဆုံးခိုက်တန်းကိုတတိယသွားခဲ့ပြီးဦးရှီယိုကသူနဲ့တူတူဒီမြို့မှာပဲအမြဲတမ်းနေခိုင်းစေချင်ပေမဲ့ရှင်ဘေကဦးရှီယိုပေါ်မှာခံစားချက်ရှိနေခဲ့တာကြောင့်မိသားစုလိုမျိုးမနေပဲကိုချစ်တော်ပေါ်ရက်တီကဦးရှီယိုကိုစောင့်ရှောက်ခင်ခဲ့တာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကရှင်ဘေတိုကျိုမြို့စီသွားတော့မယ့်ချိန်ဦးရှီယိုကနောက်ဆုံးအနေနဲ့ကာရီဟင်းချက်ပေးဖို့လည်းတောင်းဆိုခဲ့ပေမဲ့နောက်တစ်ခါမှလို့ပြောခဲ့ပြီးဦးရှီယိုကတော့တိတ်ဆုံးသွားခဲ့ရတယ်။အခုတော့ပြန်ချက်ပေးခွင့်ရတဲ့အတွက်ကျေးဇူးတင်နေခဲ့တယ်။ဦးရှီယိုကထူးဆန်းစွာနဲ့ပဲ24ရက်နေ့ကျရင်ဆိုးရွားတဲ့ຢာတစ်ခုဖြစ်တော့မယ်ဆိုပြီးပြောပြခဲ့တယ်။အပြင်ဘက်မှာတော့ရှင်ဘဲတို့အိမ်ကိုမမကြီးဟီဆူရူကလည်းစောင့်ကြည့်နေခဲ့ပြီးစနိုက်ပါတမနယ်ဆူကလည်းသူ့ရဲ့ rifle တနက်နဲ့စောင့်ကြည့်နေခဲ့တယ်။နောက်တဲ့15မိနစ်ဆိုရင်ပေါ်လာမှာဖြစ်ပေမဲ့ခုချိန်ထိမတွေ့ရသေးပါဘူး။အရေးလိုအရာတစ်ခုကလည်းအိမ်ရဲ့နေရာလွတ်ကြားတွေထဲကနေအိမ်ထဲကိုဝင်လာခဲ့တယ်။ရှင်းဖယ်လည်းတကားဖွင့်နှံကြားလိုက်တော့ဖွင့်ကြည့်လိုက်မှမီယိုကိုတွေးလိုက်ရပြီးဦးရှီယိုကိုအတင်းဖွက်ထားခဲ့ပေမဲ့လည်းသူတွေးလိုက်တဲ့မီယိုကမီယိုအစ်စ်မဟုတ်ပဲရှင်းဖယ်ကိုဓာတ်နဲ့ကောက်ထိုးလိုက်တယ်။ဒါပေမဲ့အချိန်မီလေးပဲဦးရှီယိုကကြားထဲကနေကယ်ပေးလိုက်တယ်။မီယိုကပြန်ပြီးတော့တိုက်ခိုက်လိုက်ကမီယိုကလည်းသူ့ရဲ့အရေးစွာနဲ့လင်းလင်းမြဲမြဲပဲဓာတ်ကိုကောက်ယူလိုက်ပြီးဦးရှီယိုရဲ့အရေးကိုထိုးချလိုက်တယ်ပြီးတော့ဓာတ်ကိုကောက်ချစ်လိုက်တာကြောင့်ဦးရှီယိုလက်တစ်ခုလုံးစုပ်ပြတ်တက်သွားပြီးသူကိုယ်တိုင်လည်းလုံးဝနာကျင်သွားခဲ့ရတယ်။ရှင်းပင်လည်းကြံရမရတော့ပဲအခန်းရဲ့လိုက်ကာကိုဖွင့်ချလိုက်ကမီယိုကိုအချိန်ဆွဲထားဖို့အတွက်လုပ်နေခဲ့တယ်။ဒါပေမဲ့မီယိုကတော့ခုခံဝင်မပေးပဲရှင်းပင်ကိုဓာတ်နဲ့ထိုးတော့မဲ့အချိန်ပရင်းပေါက်ကနေကြီးစံတရောက်ကဖြတ်ဝင်လာခဲ့ပြီးမီယိုရဲ့ခေါင်းပွင့်သွားခဲ့တယ်။အဲ့အချိန်ရှင်းပင်ကမီယိုရဲ့အရေးကိုထိုးချလိုက်တာကြောင့်မီယိုကလည်းအမှန်နဲ့ချက်ချင်းပဲလဲကျသွားခဲ့တယ်။ဒါပေမဲ့မီယိုဟန်ဆောင်နေပြီးတောင်းပန်နေခဲ့ပေမဲ့ရှင်းပင်ကတော့အပြတ်ရှင်းနိုင်လိုက်တယ်။အဲ့အချိန်တကားဖွင့်ပြီးဝင်လာတဲ့သူကတော့တခြားသူမဟုတ်ပဲဟီဆူရူဖြစ်နေခဲ့ကအရေးဖြစ်တဲ့ဦးရှီယိုကိုဆုံးသက်တော့မဲ့ချိန်ရှင်းပယ်ကပဲကြားထဲကနေကာကွယ်ပေးလိုက်တယ်။ဦးရှီယိုကသူ့ရဲ့အသက်ကိုနှစ်ခါတောင်ကယ်ထားတာကြောင့်သူ့ကိုယုံကြည်ပေးပါဆိုပြီးတောင်းဆိုနေခဲ့ကဟီဆူရူကတော့ရှင်းပယ်ကအရေးတွေရဲ့စကားကိုနားယောင်မိသွားပြီဆိုပြီးထင်သွားခဲ့တယ်။ရှင်းပယ်လည်းအတင်းတောင်းဆိုနေခဲ့တာကြောင့်လက်ခံလိုက်ရတယ်။အဲ့ချိန်ဦးရှီယိုရဲ့လက်ကဒဏ်ရာကတော်တော်လေးပြင်းထန်လာခဲ့ပြီးအဲ့ဒီကောင်မလေးကဦးရှီယိုဆိုတာတီးလိုက်တော့သူ့ကို point message ပို့လာတဲ့သူကဦးရှီယိုဆိုတာနားလည်သွားခဲ့ပြီးဟီဆူရူကလည်းအဲ့ဒါကိုလက်ခံပေးလိုက်တယ်။ဒဏ်ရာရနေတဲ့ဦးရှီယိုရဲ့လက်ကိုလည်းဘာမှမသိတဲ့ရေနဲ့ဆေးကြောပေးလိုက်ပြီးလက်ကတော့ပျောက်သွားခဲ့ပြီဖြစ်ပါတယ်။ပြီးတော့ဟီဆူရူကသူ့ကိုဒီမျိုးစီရအောင်ခေါ်လာတဲ့သူကလည်းတခြားသူမဟုတ်ပဲဦးရှီယိုကိုယ်တိုင်ဖြစ်ကြောင်းပြောပြလိုက်ကဦးရှီယိုကတော့အဲ့ဒါကိုလုံးဝမမှတ်မိပါဘူး။24ရက်နေ့ကျရင်ဆိုးရွားတာတစ်ခုဖြစ်မဲ့အကြောင်းနဲ့သူတို့တွေအားလုံးကိုကယ်တင်နိုင်မဲ့သူကရှင်းပေဖြစ်ကြောင်းကိုလည်းအတန်မက်ဆေ့ပို့ထားခဲ့တယ်။အဲ့ချိန်နဲ့သူရောက်လာခဲ့ပြီးဒီတက်ပို့ပြီးရေးကြီးတဲ့ຢာကမီယိုကဘလို့လုပ်ပြီးအိမ်ထဲရောက်သွားတာလဲမေးလိုက်တော့ရှင်ပဲလဲမီယိုရဲ့ရေးကိုမဖြေရှင်းခင်ကမီယိုကသူတို့တွေရှီယိုရီကိုတတ်ခဲ့တယ်ဆိုတာသိကြောင်းပြောပြခဲ့တယ်။ဒါပေမဲ့တည်င်းကဘလို့ပေါက်ကျသွားလဲမသိပေမဲ့သူတို့ရဲ့ခြေလမ်းတိုင်းကိုလည်းအရေးတွေကသိနေခဲ့တာကြောင့်ဟီဆူရူလည်းဒီတိုင်းဆိုရင်သူတို့တွေပူပေါင်းလို့မရတော့ဘူးဆိုပြီးပြောပြလိုက်တယ်။အကြောင်းကတော့တန်တရားဝင်နေခဲ့တာကဦးရှီယိုကိုပဲဖြစ်ပါတယ်။ဒီလိုနဲ့သူတို့တွေအဖွဲခွဲထားခဲ့ပြီးရှင်းပိတ်ကတော့ဟီဆူရူကိုစိတ်ပူတာကြောင့်မနေ့ပြန်3နာရီကြာရင်တောအုပ်ထဲမှာဟီဆူရူကရှီယိုရီရဲ့လက်ချက်နဲ့တိတ်ဆုံးမဲ့အကြောင်းကိုပါပြောပြခဲ့ပြီးဟီဆူရူကိုလည်းလုံးဝမသေးပါနဲ့ဆိုပြီးတော့ဂယူးဆိုင်ဖို့အတွက်မှာလိုက်တယ်။နောက်ရက်မနေ့ရောက်တော့ရှင်းပိတ်လည်းပုံမှန်အတိုင်းပဲသူ့မွေးစားဖေရဲ့ဆိုင်မှာလှုပ်လှုပ်နေပြီးဦးရှီယိုရဲ့ဖုန်းကိုယူခဲ့ကစိုးကိုလည်းတခုခုပြောပြဖို့အတွက်တနေရာခေါ်လာခဲ့တယ်။ဒီတစ်ခါမှတော့ပြောပြရုံမဟုတ်ပဲဦးရှီယိုကိုရုပ်လုံးပြလိုက်ကစိုးတယောက်ကတော့ပါဇက်အဟောင်းသားနဲ့ဖြစ်နေခဲ့တယ်။စိုးကိုလည်းရှင်းပေးသိတာတည်းအားလုံးကိုပြောပြလိုက်ပြီးရှင်းပေးလဲသူရဲစီကနေရထားတဲ့ဦးရှီယိုရဲ့ဖုန်းကိုထုတ်ပေးလိုက်တယ်။ဖုန်းရဲ့ password ကသူကိုယ်တိုင်တော့ဖွင့်လို့မရပေမဲ့လက်ပွေစနစ်ရှိနေတာကြောင့်ဖွင့်ကြည့်လိုက်ပြီး gallery ထဲမှာဗီဒီယိုတစ်ပုဒ်ရှိနေတယ်ဆိုတာသိလိုက်ရတယ်။ဘာဗီဒီယိုလဲဆိုတာသူကိုယ်တိုင်လည်းမမှတ်မိနိုင်ဖြစ်နေခဲ့တာကြောင့်ဒီဗီဒီယိုကိုတူတူကြည့်ဖို့အတွက်ဖြစ်လာခဲ့ကြတယ်။ဗီဒီယိုထဲမှာတော့ဦးရှီယိုက2ယောက်ဖြစ်နေခဲ့ပြီးဒီဗီဒီယိုကိုရှင်းပေးကြည့်နေတဲ့အချိန်ဦးရှီယိုအစ်စ်ကမရှိတော့တော့ဘူးဆိုပြီးပြောပြခဲ့ကဒီဖြစ်ပျက်တွေအားလုံးရဲ့အစကိုပြောပြခဲ့တယ်။ဒီဖြစ်ပျက်တွေအားလုံးရဲ့အစမှာတော့ဇူလိုင်လ18ရက်နေ့ရှီယိုရီကသူနဲ့ပုံစံတူကောင်မလေးတယောက်ကိုတွေ့ခဲ့ကြောင်းပြောပြနေခဲ့တယ်။ဦးရှီယိုကတော့အဲ့ဒီကိစ္စကိုမယုံပဲဒါကမှဖြစ်နိုင်ဘူးဆိုပြီးပြောနေခဲ့ပေမဲ့တရက်သူတို့တွေကန်းကျင်မှာအမိုက်ကောက်နေတဲ့အချိန်ဓာတ်ပုံရိုက်လိုက်တဲ့အတန်မျိုးကိုကြားလိုက်ရတယ်။အဲ့ချိန်ဦးရှီယိုကကမ်းမထိပ်ကနေကောင်မလေးတယောက်ကိုတွေ့လိုက်ရပြီးအဲ့ဒီကောင်မလေးကမျက်စိရှိရင်ပျောက်သွားခဲ့တာကြောင့်ဦးရှီယိုကလိုက်ရှာနေရင်းနဲ့သူနဲ့ချွတ်ဆွတူတဲ့ကောင်မလေးကိုတွေ့လိုက်ရကရှီယိုရီကိုလည်းလုံးဝယုံကြည်သွားခဲ့တယ်။အဲ့လိုနဲ့ဦးရှီယိုကပဲရှီယိုရီကိုဘာမှစိတ်မပူဖို့အတွက်ပြောနေပြီးအဲ့ဒီပုံတူကောင်မလေးကိစ္စကိုသူစုံစမ်းပေးမယ်ဆိုပြီးတော့ဂတိ
တိပေးခဲ့တယ်ဒီလိုနဲ့အိမ်ကိုပြန်လာပြီးရေချိုးတော့မဲ့ချိန်မှာဦးရှီယိုကသူ့ရဲ့အရေးကောင်မလေးကိုတွေ့လိုက်ရပြီးသူကလည်းအံ့ဩသွားခဲ့ရကအရေးဦးရှီယိုကလည်းသူလည်းသူ့အိမ်သူ့ယာကိုပြန်လာခဲ့တာဖြစ်ကြောင်းပြောပြလိုက်တယ်သူလည်းဘယ်လိုလုပ်ပြီးပေါ်လာလဲမသိပေမဲ့သူလည်းဦးရှီယိုတယောက်ပဲဆိုပြီးပြောပြလိုက်တယ်ထူးဆန်းစွာနဲ့ပဲဦးရှီယိုရဲ့အရေးကဦးရှီယိုလိုမျိုးပဲလွတ်လွတ်လပ်လပ်ဖြစ်နေခဲ့ပြီးနှစ်ယောက်စလုံးကရှီယိုရီရဲ့အရေးကိုလိုက်ရှာနေခဲ့ကြတယ်တောအုပ်ထဲမှာတနေပဲကုန်သွားခဲ့ပြီးဘာတဲလွန်စာတစ်ခုမှမတွေ့ရပဲဖြစ်နေတဲ့အချိန်တောအုပ်ထဲကဆေးရုံဟောင်းကြီးတစ်ခုစီကိုရောက်လာခဲ့ကြတယ်ဆေးရုံဟောင်းကြီးကတရေချောက်တယ်ဆိုပြီးနာမည်လေးကြီးတာကြောင့်ဦးရှီယိုကတော့တရေချောက်နေခဲ့ကမသွားချင်ပေမဲ့လည်းအရေးကြောင့်စုံစမ်းနေတာကြောင့်သွားခဲ့လိုက်တယ်ဒါပေမဲ့ရုတ်တရက်ကြီးတောထဲကနေကြီးကန်းတကောင်ကိုအကောင်တကောင်ကစားနေတာကိုတွေ့လိုက်ရတယ်အကောင်ကြီးကအမဲအောင်အရေးပုံစံနဲ့ပုံပြက်ပန်းပြက်ရှိနေခဲ့ပြီးဦးရှီယိုကိုလည်းပုံရိုက်လိုက်တာကြောင့်အဲ့ဒီအမဲအောင်အရေးကြီးကနေဦးရှီယိုရဲ့ပုံစံဖြစ်ပြောင်းလဲလာခဲ့တယ်အပြည့်အဝတော့မပြောင်းလဲနိုင်ပေမဲ့ဦးရှီယိုတို့ကိုတဲတန်တိုက်ခိုက်နေခဲ့တယ်အဲ့ချိန်ဦးရှီယိုရဲ့အရေးကိုတိုက်ခိုက်နေခဲ့တာကြောင့်ဦးရှီယိုအစ်စ်ကလည်းပြန်ပြီးတော့ကယ်ပေးနေခဲ့ရကရုတ်တဲ့ခေါင်းကိုလျှော့သွားပြီးအရေးကိုရိုက်မိလိုက်တဲ့အချိန်အထိနာရတဲ့အရေးလည်းသူ့ကိုတစ်ချက်ပဲကန်ချလိုက်တယ်ဦးရှီယိုရဲ့အရေးကိုလည်းချွန်ထက်တင်တဲ့ဒုံနဲ့ရိုက်လိုက်ကြတဲ့အောင်ဦးရှီယိုရဲ့အရေးလည်းတန်ရရရှိသွားခဲ့တယ်ဒီအဖြစ်ပြက်တဲ့ကအစိုးရအကောင်ကတော့အရေးတွေအားနည်းချက်ကိုတိသွားခဲ့တယ်ဦးရှီယိုရဲ့အရေးကရုတ်တဲ့အစွမ်းနေရလာခဲ့ပြီးသူ့စပင်နဲ့တိုက်ခိုက်နိုင်လိုက်ကဟိုအရေးကလည်းထွက်ပြေးဖို့အတွက်လုံနေတဲ့အချိန်အရေးဦးရှီယိုကလည်းမြင်မြင်ဆန်ဆန်ပဲအဆုံးသတ်ပေးနိုင်လိုက်တယ်အရေးဦးရှီယိုကသူ့အစွမ်းကြောင့်လက်နေခဲ့ပေမဲ့လူသားဦးရှီယိုကတော့သူ့ကိုကောင်းကောင်းမွန်မွန်ပဲဆက်ဆံခဲ့ကအဲ့ဒီအစွမ်းကမိုက်တယ်ဆိုပြီးတော့မှချီးကျူးနေခဲ့တယ်ဒဏ်ရာရနေတာတွေကလည်းလူသားဦးရှီယိုကိုဓာတ်ပုံနောက်တစ်ခါရိုက်လိုက်တဲ့အချိန်အားလုံးကတက်တာသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုနဲ့တိလိုက်ရတဲ့အချက်လက်တွေအများကြီးလက်ရှိနေပြီးအရေးတွေက9ရက်ပဲတက်ရှင်လို့ရကြောင်းနဲ့သူတို့တွေကြာကြာတက်ရှင်ရှင်နေဆိုရင် original ကိုတက်ပြတ်မှရမယ်ဆိုတာသိလိုက်ရတယ်အဲ့လိုနဲ့ဦးရှီယိုလည်းကောလာဟာလာတွေအရာကိုယ့်ရဲ့အရေးကိုမြင်သိမယ်ဆိုတာကမှန်နေတာပဲဆိုပြီးပြောပြလိုက်တယ်အဲ့ဒါကြောင့်အရေးကိုမြင်ခဲ့တဲ့ရှီယိုရီအတွက်လည်းအန်ဒီရရှိနေပြီးရှီယိုရီကိုကာကွယ်နိုင်မှုအတွက်နှစ်ယောက်လုံးကပူးပေါင်းလိုက်ကြတယ်အန်ဒီများတဲ့ကိစ္စဖြစ်တာကြောင့်သူတို့တွေရှင်းပေးအတွက် message တမင်ချန်ထားခဲ့တာပဲဖြစ်ပါတယ်အစပိုင်းမှာဆိုရင်အရေးဦးရှီယိုကသူအတူရောင်ဆိုရင်ရှင်းပေးမကြိုက်မှာကိုတဘောမကြပေမဲ့ဦးရှီယိုအစ်စ်ကသူ့ကိုတော်တော်လေးချစ်တယ်ဆိုတာသိလိုက်ရတယ်ရှင်းပေးတို့လည်းအခုမှဦးရှီယိုနှစ်ယောက်ကရှီယိုရီကိုကယ်တင်ဖို့အစွမ်းကိုစူးစမ်းခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်လက်ရှိမှာတော့ပျောက်ဆုံးနေတဲ့မညံ့တွေကိုဦးရှီယိုကတိသွားခဲ့ပြီဖြစ်ပြီးသူတို့နှစ်ယောက်ကိုလည်းတနေရာခေါ်လာခဲ့တယ်ဦးရှီယိုတိတ်ဆုံးမဲ့နေ့ကိုပိုင်ကျောင်းရဲ့နောက်ဘက်ကကမ်းခြေစီကိုပဲဖြစ်ပါတယ်ဇူလိုင်လ21ရက်နေ့ဖြစ်ပြီးအားလုံးကပုံမှန်တိုင်းရေကစားဖို့အတွက်လာခဲ့ကြတာပဲဖြစ်ပါတယ်ဒါကမညံ့တစ်ခုပဲဖြစ်တာကြောင့်ရှင်းပေးတို့လည်းဒီတိုင်းပဲရက်ကြည့်နေခဲ့ကြတယ်ဦးရှီယိုရဲ့အရေးကဦးရှီယိုရဲ့ဆွဲကြိုးဖြစ်ပုံစံပြောင်းလိုက်ပြီးဦးရှီယိုရဲ့နားမှာပဲနေခဲ့ကရှီယိုရီကိုကာကွယ်ဖို့အတွက်ပြင်နေခဲ့ကြတယ်အဲ့ချိန်ကောင်မလေးတယောက်ကတွိုင်းလက်သွားခြင်းလို့ဆိုတာကြောင့်မီယိုကလိုက်ပို့နေတဲ့အချိန်ရှီယိုရီကကန်းဆန်နာလေးမှာပျောက်နေခဲ့တယ်အဲ့ချိန်တိုကီကပင်လယ်ထဲမှာကောင်မလေးတယောက်ရင်းနေတာကိုတွေးလိုက်ရတာကြောင့်အဲ့ဒါရှီယိုရီပဲဆိုတာဦးရှီယိုရဲ့အရေးကလည်းအာယုံခံမိနေခဲ့တာကြောင့်ဦးရှီယိုကပဲအလင်းမြန်သွားလိုက်ပြီးရှီယိုရီကိုကယ်ဖို့အတွက်ရေကူးသွားခဲ့တယ်ရှင်းဘဲတို့လည်းပင်လယ်ထဲကမြင်ကွင်းကိုမြင်လိုက်ရပြီးရှီယိုရီရဲ့အရေးကရှီယိုရီကိုပင်လယ်ထဲဆွဲခေါ်ထားတာကိုတွေးလိုက်ရတယ်ဦးရှီယိုရဲ့အရေးကလည်းပေါ်လာခဲ့ပြီးရှီယိုရီရဲ့အရေးကိုတိုက်ခိုက်လိုက်တယ်ဒီလိုနဲ့ရေမိုးပြီးတော့မေ့လန်းနေပြီဖြစ်တဲ့ရှီယိုရီကိုပင်လယ်စီခေါ်သွားတော့မဲ့ချိန်လွတ်မြောက်ဖို့အတွက်စက္ကန့်ပိုင်းလိုမှာပဲရှီယိုရီကရိတ်ပုံစံဖြစ်ပြောင်းပြီးဦးရှီယိုကိုလမ်းဖက်နိုင်လာခဲ့တယ်ရှီယိုရီနဲ့ဦးရှီယိုတို့နှစ်ယောက်လုံးကိုဖက်ထားခဲ့တာကြောင့်သူတို့တွေရေမိုးပြီးနစ်တော့မဲ့ချိန်မှာဦးရှီယိုနောက်တစ်ယောက်ကရောက်လာခဲ့ပြီးအရေးကိုရေထဲဆွဲခေါ်သွားခဲ့တယ်ရှီယိုရီအရေးကလည်းဦးရှီယိုရဲ့လေဘင်းကိုညှစ်ပြီးရေနက်ထဲကိုဆွဲခေါ်သွားခဲ့တာကြောင့်ဦးရှီယိုကလည်းရှီယိုရီကိုကယ်နိုင်မှုအတွက်ရေမျက်နှာပြင်ပေါ်ကိုတဲတန်တက်လာခဲ့ပေမဲ့လည်းရှီယိုရီကမြန်မြန်ဆန်ဆန်ပဲထက်ရောက်လာခဲ့ပြန်တယ်နောက်ထပ်ဦးရှီယိုရဲ့အရေးရဲ့မျက်နှာကိုပါအရေးစွမ်းအားနဲ့လမ်းကင်လိုက်ပြီးဦးရှီယိုလည်းအသက်မရှူနိုင်ဖြစ်သွားခဲ့တယ်ဦးရှီယိုရဲ့အရေးကိုလည်းဖျက်ဆီးတော့မဲ့ချိန်မှာပဲသူလည်းရေမွန်းတော့မှဖြစ်တာကြောင့်ရှီယိုရီအစ်စ်ကိုဖျက်ဆီးပြီးသူကဟန်ဆောင်နေရဝင်ယူခဲ့တာပဲဖြစ်ပါတယ်ဦးရှီယိုအစ်စ်နဲ့အရေးနှစ်ယောက်လုံးကတော့ရေနက်ထဲကိုရောက်ကတိတ်ဆုံးသွားခဲ့ရတယ်ရှီယိုရီကိုကယ်ဖို့အတွက်ဦးရှီယိုကသူ့အသက်ကိုစွန့်စားထားခဲ့ပေမဲ့လည်းရှီယိုရီကိုလည်းမကယ်နိုင်ဖြစ်ခဲ့တဲ့အတွက်ဦးရှီယိုကအစ်စ်ကိုတောင်းပန်စကားဆိုနေခဲ့တယ်နောက်ပိုင်းမညံ့တွေကတော့သူတို့တွေတည့်ရဲ့တိုင်းဖြစ်လာခဲ့ပြီးဆိုးကတော့ရှီယိုရီရဲ့အတူရောင်ကိုဒေါ်လာထွက်နေခဲ့ကကလက်သားချေပြင်းမယ်လို့ပြောနေခဲ့ပေမဲ့ရှင်ပေးကတော့သူတက်လိုက်ပြီဖြစ်ကြောင်းပြောပြခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်မှာရှီယိုရီရဲ့ရေကရှင်ပေးရဲ့လက်ကိုလမ်းဖမ်းလိုက်ပြီးရှင်ပေးကိုရှာသွေးပြီဖြစ်ကြောင်းပြောနေခဲ့ကရှင်ပေးတို့အားလုံးလည်းထိတ်လန့်သွားခဲ့ရတယ်အကြောင်းကတော့ဒါကမညံ့ပဲဖြစ်တာကြောင့်မညံ့နေခဲ့ကပုံရိပ်တွေကသူတို့ကိုထိတွေ့လို့မရဘူးဆိုတာပဲဖြစ်ပါတယ်ပြီးတော့ရှီယိုရီရဲ့မျက်နှာကနေကောင်မလေးတယောက်ရဲ့မျက်နှာပုံစံပြောင်းလဲသွားခဲ့တာကြောင့်ရှင်ပေးလည်းဒါက24ရက်နေ့ညကအနီအောင်လင်းတန်းတဲကကောင်မလေးဆိုတာကိုသိလိုက်ရတယ်ဒီလိုနဲ့သူတို့တွေမူလနေရာစီပြန်ရောက်လာခဲ့ကြပြီးထူးဆန်းစွာနဲ့ရှင်ပေးရဲ့လက်မှာအမဲအောင်လက်ရကြီးတစ်ခုတွေးလိုက်ရတယ်အဲ့ချိန်မှာဦးရှီယိုရဲ့အရေးကဦးရှီယိုကိုတတ်သွားတဲ့အရေးတွေကိုအပြတ်ဖြည့်ရှင်းပြစ်မယ်ဆိုပြီးရှင်ပေးနဲ့သူကျုံသွားလိုက်တယ်ဒီလိုနဲ့ညရောက်တော့ဆိုးက baseball တုံးနဲ့တော်တဲ့ရောက်လာခဲ့ပြီးသူတို့တွေမှတ်ညံထဲမှာတွေးလိုက်ရတဲ့ဆေးရုံဟောင်းစီကိုထွက်လာခဲ့ကြတယ်ဆိုးကအဲ့ဒီဆေးရုံဟောင်းကသူ့အဖေရဲ့ပိုင်တဲ့ထဲကတစ်ခုဖြစ်ပြီးသူတော်တစ်ခါပဲလာဘူးကြောင်ပြောပြခဲ့တယ်အဲ့ဒါကြောင့်အဲ့ဒီထဲမှာဘာတွေရှိလဲဆိုတာသူကိုယ်တိုင်လည်းမသိဘူးဆိုပြီးပြောပြခဲ့တယ်ဆေးရုံရဲ့အတွင်းဘက်ကိုလိုက်လံစစ်ဆေးကြည့်နေခဲ့တော့လူမနေတာတော်တော်လေးကြာနေပြီဖြစ်တဲ့ပုံစံပေါ်နေခဲ့တယ်ရှေးအောင်ဆေးတွေလည်းအများကြီးရှိနေခဲ့ကအခုခေတ်မှာဘန်းလိုက်တဲ့အန်ဒီရှိတဲ့ဆေးတွေပါတွေးလိုက်ရတယ်အဲ့အချိန်အခန်းတစ်ခုတည်းရုပ်ထုကြီးတစ်ခုကိုတွေးလိုက်ရကအဲ့ဒီရုပ်ထုကတော်တော်လေးထူးဆန်းနေခဲ့တယ်ဘာအတွင်ပြင်ကြီးလည်းမသိတာကြောင့်သူတို့တွေမေးခွန်းများနေတဲ့အချိန်ညံကောင်း
ကောင်းတဲ့ရှင်းပေကပဲအခန်းတစ်ခုရဲ့ဂျားလေးထဲမှာနောက်ထပ်အခန်းတစ်ခန်းရှိနိုင်တယ်ဆိုပြီးဦးရှိယိုကိုရိတ်ပုံစံပြောင်းပြီးဝင်ခိုင်းကြည့်လိုက်တယ်ဦးရှိယိုလည်းအထဲကိုကြည့်လိုက်မှအထဲမှာနောက်ထပ်တကားတစ်ချက်ရှိနေသေးတာကြောင့်တော့လို့အရာကိုလိုအပ်ကြောင်းပြောပြလိုက်တယ်ဆိုတော့ဖြက်စီကြည့်ဖို့အတွက်လုပ်ပေမဲ့သူ့အားနဲ့ဘလို့မှမရပါဘူးဒါပေမဲ့ထူးဆန်းစွာနဲ့ပဲရုပ်ထုထဲကိုစကန်ဖတ်ကြည့်လိုက်တော့အထဲမှာတော့ပုံစံတစ်ခုကိုတွေ့လိုက်ရပြီးဦးရှိယိုကသူ့စမင်တစ်ချောင်းကိုဆွဲနှုတ်လိုက်တယ်ပြီးတော့တော့ပုံစံဖန်တီးလိုက်ပြီးလျှို့ဝှက်တကားကြီးကိုဖွင့်နိုင်လိုက်ပြီးဖြစ်ပါတယ်အဲ့လိုနဲ့အထဲကိုဝင်ကြည့်လိုက်တော့မြင်းရောက်လိုင်ကောင်နဲ့တွားလို့ရတဲ့နောက်ထပ်အပေါက်တစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒီထဲမှာအရေးတွေရဲ့အငွေ့သက်ကိုရကြောင်းဦးရှိယိုကပြန်ပြီးတော့ပြောပြခဲ့တယ်သူတို့တွေကြောက်နေခဲ့ပေမဲ့လည်းစုံစမ်းစရာရှိတာကိုတော့စုံစမ်းရမှာပဲဖြစ်ပါတယ်အထဲကိုဝင်ကြည့်လိုက်တော့ဘုံကိုချင်းတစ်ခုဖြစ်နေခဲ့ပြီးလိုင်ကောင်ကလည်းတော်တော်လေးကိုကျဲတယ်ဆိုတာသိလိုက်ရတယ်ဦးရှိယိုကတော့အရန်ကို6ဆဆရာကောင်းတဲ့အငွေ့သက်ကြီးကိုခန်းစားမိကြောင်းပြောပြလိုက်ကသူတို့တွေရှေ့ကိုတိုးတော့မဲ့ချိန်မှာပဲအရေးတကောင်နားမှာရှိတယ်ဆိုတာကြောင့်ရှင်းပယ်တို့ကြည့်လိုက်တော့မှကလေးတယောက်ပုံစံဖြစ်နေခဲ့ပြီးရှင်းပယ်ကလည်းတန်မိုးဆက်နဲ့ပြစ်ဖို့အတွက်ချိန်ရွယ်နေခဲ့တယ်ဒါပေမဲ့မဖြစ်နိုင်ဖြစ်နေတဲ့အချိန်ကလေးရဲ့အရေးကမမြင်နိုင်ပေမဲ့အနှံ့ခံနိုင်တာကြောင့်ရှင်းပယ်တို့ကိုစတင်တိုက်ခိုက်လာပြီးဖြစ်ပြီးရှင်းပယ်တို့လည်းပြန်လဲတိုက်ခိုက်နေရပြီးဖြစ်ပါတယ်ဆိုးကလည်း baseball တုံးနဲ့တိုက်ခိုက်လိုက်ပေမဲ့အရေးက baseball တွေကိုဝင်သွားခဲ့ပြီးဆိုးကိုပြန်ပြီးတော့တိုက်ခိုက်တော့မဲ့ချိန်မှာပဲရှင်းပယ်ကတန်မိုး၃ချောင်းကိုစိုက်နိုင်လိုက်တယ်ဒီလိုနဲ့အရေးကလေးကမလုံနိုင်ဖြစ်သွားခဲ့ပြီးဦးရှိယိုစီကိုလမ်းပစ်နိုင်လိုက်တာကြောင့်ဦးရှိယိုလည်းအပြတ်ရှင်းပေးလိုက်တယ်ဒီလိုနဲ့သူတို့တွေအန်နေကင်းသွားပြီးဦးရှိယိုကတော့အရှိမအများကြီးရှိနိုင်ကြောင်းပြောပြလိုက်ကရှင်းဘဲကလည်းအဆုံးစွန်တီကိုစုံစမ်းကျင်နေခဲ့တယ်အကြောင်းကတော့သူတို့တခုခုဖြစ်သွားမယ်ဆိုရင်တော့မှသူ့ကိုယ်သူတက်တည်လိုက်ပြီးအတိတ်ကိုပြန်သွားမှာပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့တွေခရီးဆက်လာကြပြီးလိုင်ကောင်းတစ်ခုတည်းကိုရောက်သွားခဲ့ကအဲ့ဒီထဲမှာလိုင်ကောင်းကျယ်ကြီးရှိတယ်ဆိုတာသိလိုက်ရတယ်ဒါပေမဲ့ချက်ချင်းပဲအရေးကလေးတွေအများကြီးကသူတို့ကိုဝိုင်းထားခဲ့ပြီးဦးရှိယိုလည်းရုတ်တရက်ရောက်လာတဲ့အရေးတွေကြောင့်နားမလည်နိုင်ဖြစ်နေခဲ့တယ်အဲ့လိုနဲ့သူတို့တွေအတကုံပြေးနေရပြီးဖြစ်ပါတယ်ရှင်းပေတို့တငယ်ချင်း၃ယောက်ကတော့အရေးတွေရဲ့အတိုက်စီကိုရောက်လာခဲ့ကြတာဖြစ်ပြီးထွက်ပြေးဖို့အတွက်စူးစမ်းနေပေမဲ့လည်းအသေးအတန်ပြန်ပြီးခုခံတိုက်ခိုက်နေခဲ့ရတယ်။စိုးယူလာတဲ့ gas မီကြောင့်ခုခံမှုကတော်တော်လေးဆင်ပြေနေခဲ့တယ်။တစ်ဖက်ကနေဆူနဲ့ဟီဆူရူတို့နှစ်ယောက်လည်းသူတို့ရဲ့ season ကြောင့်တိုင်ပင်နေခဲ့ကြပြီးဟီဆူရူရဲ့စိတ်ထဲမှာဒီရေစိုးပိုက်လိုင်းကတခုခုရှိနိုင်တယ်ဆိုပြီးအောက်ကိုဆင်းလာခဲ့ကြတယ်။မီယိုကလည်းရှင်းပေကိုစိတ်ပူပြီးတော့ဖုန်းဆက်နေခဲ့ကစိုးစီကိုတွားမယ်ပြောပြီးစိုးရဲ့ဖုန်းကိုလည်းဆက်လို့မရထိုကီကိုလည်းဆက်လို့မရတာကြောင့်တယောက်တည်းစိတ်ရှုပ်နေတဲ့အချိန်အိမ်ရှိရဲ့လမ်းတောင်းတစ်ခုမှာခါအိုရီကရှင်းပေကဒီမှာရှိတယ်ဆိုပြီးပြောကထွက်ပြေးသွားခဲ့တယ်။နောက်ကနေလိုက်တော့မဲ့ချိန်ရဲသားထက်စုကိုတွေ့လိုက်ရပြီးထက်စုကတော့ရက်ဘာကိုသွားမလို့ပြင်နေခဲ့တယ်။အဲ့ချိန်သူတို့နှစ်ယောက်လုံးမလန့်မကန်းကနေရှီယိုရီကရေစိုးမြောင်းကိုလက်ညှိုးညွှန်နေတာကိုတွေ့လိုက်ရပြီးသူတို့အနားကိုသွားစစ်ကြည့်လိုက်တော့မှပျောက်သွားတာကိုတွေ့လိုက်ရတယ်။ရှာရှည်တဲ့မီယိုကြောင့်ထက်စုကလည်းမသွားခြင်းပဲအောက်ကိုဆင်းလာခဲ့ရတယ်။ရှင်းမေတို့လည်းအရေးတွေကိုနှိမ့်နှင်းနိုင်လိုက်ပေမဲ့သူတို့ရောက်နေတဲ့နေရာကတော်တော်လေးထူးဆန်းနေပြီးဒီကျုံးမှာခုလိုမျိုးလိုင်ကောင်းကျယ်ရှိနေတာကိုနားမလည်နိုင်ဖြစ်နေခဲ့တယ်။ပြီးတော့ပင်လယ်ထဲမှာပဲပေါက်တဲ့အပင်တွေကိုကုန်းပေါ်မှာတွေ့လိုက်ရတာကြောင့်ဒါကအရေးနဲ့ပုံတူဖန်တီးထားတဲ့အရာတာဖြစ်ကြောင်းဦးရှီယိုကသူတို့ကိုရှင်းပြလိုက်ရတယ်။အဲ့အချိန်မှာဦးရှီယိုကမီယိုနဲ့တိုက်ခိုက်တုန်းကရလာတဲ့တန်ရာကြောင့်အားနဲ့နေခဲ့ပြီးဖြစ်ပြီးအားပြန်ဖြစ်ဖို့အတွက်မူရင်းခန္ဓာကိုယ်ကိုပြန်ပြီးပုံကူကူဖို့အတွက်လိုအပ်နေခဲ့တယ်။အဲ့ချိန်တယောက်ယောက်သူတို့နောက်ကိုရောက်လာခဲ့ကမလာတဲ့နေရာကိုဘာလာလောက်တာလဲမေးလိုက်ပြီးအခုလိုမျိုးမေးလိုက်တဲ့သူကတခြားသူမဟုတ်ပဲစိုးရဲ့ညီမအရင်ဖြစ်တဲ့ထိုကီဖြစ်နေခဲ့တယ်။ဟီဆူရူတို့လည်းတန်စကာတစ်ခုနဲ့လမ်းပိတ်သွားခဲ့ပြီးနေဆူကတော့အန်တယ်များတာကြောင့်ဒီထက်ပိုပြီးမသွားတင်တော့ဘူးဆိုပြီးပြောပြနေခဲ့တယ်။ဒါပေမဲ့ဟီဆူရူကတော့ဒီထဲမှာအရေးကြီးရှိတယ်ဆိုတာကိုခန်းစားမိနေတဲ့အချိန်နောက်ကနေအတန်တန်ကိုကြားလိုက်ရပြီးအဲ့ဒီတန်ကတော့မီယိုနဲ့ထက်ဆူရူနှစ်ယောက်ရဲ့တန်ပဲဖြစ်ပါတယ်။လိုင်ကူထဲဝင်မဲ့တန်စကာကိုလည်းခါအိုရီကဖျက်ပစ်လိုက်ပြီးမီယိုတို့လည်းအထဲကိုလိုက်ဝင်သွားခဲ့ကြတယ်။မီယိုတို့ကရိတ်မဟုတ်ဘူးဆိုတာသိတယ်။ဟီဆူရူတို့လည်းလိုက်လာခဲ့တယ်။ထိုကီကိုတွေ့လိုက်ရတဲ့ဆိုးကလည်းဘာမှကိုနားမလည်နိုင်ဖြစ်နေခဲ့ပြီးအဲ့ဒီနောက်ွက်ကကြားတဲ့အားလုံးကိုထိုကီကသိနေတာလားဆိုပြီးတော့မေးလိုက်တယ်။ထိုကီကလည်းအားလုံးကိုလက်နဲ့ချဖို့အတွက်ပြောနေပြီးချင်းမေတို့သိကျင်တဲ့ຢာတွေအားလုံးအတွက်သူအမှန်တရားကိုလိုက်ပြမှာဖြစ်ကြောင်းပြောပြလိုက်တယ်။ရှေ့တိုးလာတဲ့ထိုကီကြောင့်ချင်းပေလည်းချက်ချင်းပဲထိုကီရဲ့ရိတ်တွေကိုတန်မိုးနဲ့လမ်းပစ်လိုက်ပေမဲ့ထိုကီကတော့ဘာမှမဖြစ်ပဲသူ့ကိုတော့လောင်ရင်းနေခဲ့တယ်။အချောင်းကတော့ထိုကီကအရေးမဟုတ်ပဲလူသားဖြစ်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အနာကလာပြီးနောက်တဲ့အခွင့်အရေးတစ်ခုပေးမယ်မဟုတ်ရင်တော့အားလုံးတည်ရမယ်ဆိုပြီးပြောလိုက်တယ်။ဆိုးနဲ့တိုကီတို့ရဲ့ဖေဟီရှီကာတာကသူ့ရဲ့ Nesma ကိုစားတောက်ပွဲအတွက်ပြင်ဆင်ပြီးလို့ရပြီဖြစ်ကြောင်းပြောပြလိုက်တယ်။တစ်ဖက်ကရှင်းပေတို့ကလည်းလက်နဲ့ချလိုက်ပြီးဆိုးကတော့သူ့ညမကိုအားလုံးကိုရှင်းပြခိုင်းနေခဲ့ကဒဏ်ရာရနေတဲ့ဦးရှီကိုလည်းဖမ်းခံလိုက်ရတယ်။ဆိုးကနောက်ွက်ကလက်မဲကြီးကသူတို့အဖေလားဆိုပြီးထိုကီကိုမေးနေခဲ့ပေမဲ့ထိုကီကတော့သူ့အဖေကဆိုးကိုတမင်မပြောပြခဲ့တာဖြစ်ကြောင်းနဲ့ဆိုးကိုမရွေးခဲ့တာဆိုပြီးတော့လည်းပြောပြလိုက်တယ်။အခုလိုမျိုးမလုပ်ရင်လည်းသူတို့အမေကအသက်ရှင်မှာမဟုတ်ကြောင်းကိုလည်းပြောပြလိုက်ကသူတို့မှရွေးချယ်စရာမရှိကြောင်းကိုလည်းပြောပြခဲ့တယ်။တစ်ဖက်ကနေဆူနဲ့ဟီဆူရူတို့လည်းကလေးမိတ်စာတွေကိုလိုက်လံဖျက်ဆီးနေခဲ့ကြပြီးနားပတ်ဝန်းကျင်ကမုံမမှန်မှုဆိုတာလည်းနားလေသွားခဲ့ကြတယ်။အဲ့အချိန်မှာသူတို့ရှေ့ကိုခါအိုရီရောက်ရှိလာခဲ့တယ်။နေဆူကတော့ခါအိုရီကိုတတ်ပြီးမလားဆိုပြီးမေးနေခဲ့ပေမဲ့ခါအိုရီကတော့တကယ်မသိသေးပါဘူး။ဟီဆူရူတို့ကိုသူနဲ့ထူးလိုက်တော့ကတေချင်းရောင်ဆောင်ခဲ့တာဖြစ်ပြီးချန်နေတဲ့အပိုင်းစားတချို့ကဒီရေစုံမြောင်းထဲကိုထွက်ပြေးသွားတယ်ဆိုတာဟီဆူရူလည်းသိပြီးသားပဲဖြစ်ပါတယ်။ခါအိုရီကတော့ဒီတစ်ခါမှတော့ဟီဆူရူကိုလုံးဝလွတ်ပေးမှမဟုတ်ဘူးဆိုပြီးပြောလိုက်ကခါအိုရီရဲ့နောက်ကနေလက်လေးပဲအရေးမိတ်စာကြီးကပေါ်လာခဲ့တယ်။ရှင်းပြပြောစကားအရလက်လေးပဲမိတ်စာကဒီအရေးတွေရဲ့နောက်ွယ်မှာရှိတဲ့အကျန်းဆုံးကောင်ပဲဖြစ်ပါတယ်။ခါအိုရီကိုတနက်နဲ့လမ်းပစ်လိုက်ပေမဲ့လက်လေးပဲအရေးမိတ်စာကကာကွယ်နိုင်လိုက်ပြီးခါအိုရီကပဲဟီဆူရူမှာရှိတဲ့စွမ်းကိုနားလည်တော်ပြီးဖြစ်ကြောင်းပြောပြလိုက်ကဟီဆူရူကအချိန်20စက္ကန့်စာလောက်ကိုကြုံမြင်နိုင်ပေမဲ့သူ့ရဲ့လက်လေးပဲအရေးမိတ်စာကလည်း20
ကန်ထောက်ကြိုပြီးတော့ပြစ်နိုင်ကြောင်းပြောပြလိုက်ကဟီဆူရူမရှောင်နိုင်ခင်မှာပဲနယ်ဆူကဂျားထဲကနေကာပေးလိုက်ကနယ်ဆူတယောက်တက်ခံလိုက်ရတယ်မလဲတာတော့တဲ့ဟီဆူရူလည်းပုံနေရပြီးပြန်ပြီးတိုက်ခိုက်ဖို့အတွက်လုပ်ပေမဲ့ရေစိုးမြောင်းရဲ့အဖုံးကိုဒိုင်းကလှုပ်ပြီးကာနေခဲ့တာကြောင့်ဟီဆူရူလည်းပြေးနေရပြီဖြစ်ပါတယ်ဒါပေမဲ့နောက်ဆုံးတစ်ချက်မှာတော့ဟီဆူရူတနက်မှန်သွားခဲ့တယ်နောက်ကလိုက်ဖို့လုပ်ပေမဲ့တွေးတွေကပို့ပြီးတော့နှက်နေခဲ့တာကြောင့်တည်စင်နိုင်တဲ့အဆုပ်ကိုထိသွားခဲ့ကလိုက်ဆံမလို့တော့ဘူးဆိုပြီးလက်လေးပဲမိတ်ဆာကပြောပြခဲ့တယ်တစ်ဖက်ကရှင်းပေတို့လည်းထိုကီရဲ့နောက်ကိုလိုက်လာခဲ့ကြတယ်ထိုကီကရှင်းပေကိုဒီကိစ္စတွေသိသွားရင်တောင်မှမီယိုကိုမပြောပြပဲမီယိုကိုတော့ဖုံးကွက်ထားပေးပါဆိုပြီးတောင်းဆိုလိုက်တယ်ဒီလိုနဲ့သူတို့တွေဒဏ်ရာရနေတဲ့ကောင်မလေးတယောက်စီကိုခေါ်လာခဲ့ပြီးအဲ့ဒီကောင်မလေးကအရေးတွေရဲ့မိခင်လို့လဲဆိုပါတယ်သူ့ရဲ့နာမည်ကိုယ်တိုင်ကဟီရိုကိုနှက်ဖျားမှာပဲဖြစ်ပါတယ်ချင်းပေလည်းအဲ့ဒီကောင်မလေးရဲ့မျက်နှာကိုမြင်တော့မှရင်းနေနေမှတ်မိနေခဲ့ပြီး24ရက်နေ့စူလိုက်ပြုံလိုက်လူတွေတက်ခံရမယ့်နေ့မှာအဓိကလက်သက်ဆိုတာနားလည်သွားခဲ့တယ်သူ့ရဲ့နာမည်ကတော့ဟိုင်းနေဖြစ်ပြီးသူကဒီဟီတိုကကျွန်းမှာနေနေတာရာဇဝနင်းတစ်ခုလောက်ရှိပြီဖြစ်ကြောင်းပြောပြခဲ့တယ်ဒီအရာတွေအားလုံးရဲ့အစကလည်းသူကိုယ်တိုင်ဖြစ်ပြီးဦးရှီယိုကိုတက်ခဲ့တာကလည်းသူကိုယ်တိုင်ကရှီယိုရီပုံစံပြောင်းပြီးတက်ခဲ့တာဖြစ်ပြီးဦးရှီယိုကိုမစားလိုက်ရလို့သူတော်မှဝမ်းနေနေခဲ့တယ်အဲ့ချိန်တိုကီကလက်ခုပ်နှစ်ချက်တီးလိုက်ကနတ်စမာကလည်းအခေါင်းနှခေါင်းကိုတဲလာပေးခဲ့တယ်တကယ်တော့ဟီရှီကာတာမိသားစုကဆေးရုံကအလောင်းတွေကိုဟိုင်းနေစီအမြဲတမ်းပို့ပေးနေခဲ့တာဖြစ်ပြီးအပြန်အလှန်အနေနဲ့ဟိုင်းနေကဆိုးတို့ရဲ့အမေကိုအရေးအဖြစ်ပုံစံပြောင်းပြီးအသက်သွင်းလာပေးခဲ့တာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်ဆိုးတို့ရဲ့အမေကဘလို့မှအသက်မဆက်နိုင်တော့လို့ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်တိုကီကပဲသူတို့အမေကိုတက်ဆက်ထားတာကဘာမှထူးခြားတဲ့ဆေးတွေမဟုတ်ပဲဟိုင်းနေရဲ့စွမ်းကြောင်းတာဖြစ်ကြောင်းပြောပြခဲ့တယ်ရှင်ဘေးကတော့အဲ့ဒါကဟိုင်းနေရဲ့တုံးချခံတက်လို့ပြောနေခဲ့ပေမဲ့တိုကီတို့ကတော့ဘာမှမတတ်နိုင်ပါဘူးအဲ့ချိန်ဟိုင်းနေကအခေါင်းရဲ့အဖုံးတွေကိုသူ့အစွမ်းနဲ့ဖျောက်ပစ်လိုက်ပြီးအခေါင်းထဲမှာတော့နောက်တစ်လောင်းကဦးရှီယိုရဲ့အလောင်းဖြစ်နေခဲ့တယ်။ကိုနေ့ကမစားလိုက်ရတဲ့ဦးရှီယိုရဲ့လောင်းကိုအခုစားရတော့မယ်ဆိုပြီးဟိုင်းနေကပျော်နေခဲ့ကရှင်ပေလဲဦးရှီယိုရဲ့လောင်းကိုဟိုနေ့ကတကြိုလိုက်ပြီးမလားဆိုပြီးမေးလိုက်တော့တကယ်တကြိုလိုက်တဲ့အလောင်းကဦးရှီယိုရဲ့အလောင်းမဟုတ်ပဲတခြားသူတယောက်ရဲ့အလောင်းဖြစ်ကြောင်းနဲ့အယိုးပြတွေကလည်းတခြားသူရဲ့အယိုးပြတွေဖြစ်ကြောင်းပြောပြခဲ့တယ်။အဲ့ဒါတွေအားလုံးကိုဟီရှီကာတာမိသားစုကပဲစီစဉ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ချိန်ဆိုးကတော့မတီးခံနိုင်တော့ပဲတယောက်တည်းထားပေါက်ကွယ်နေတဲ့အချိန်ထိုကီလည်းပြန်ပြီးတော့ပောက်ကွယ်ပြလိုက်တယ်။ဆိုးကအခုလိုမျိုးမရင်ကျက်တာကြောင့်သူကပဲဆိုးရဲ့တာဝန်တွေကိုယူပေးခဲ့ရတာဖြစ်ကြောင်းနဲ့အခုချိန်ဒီလိုပဲလုံနေတော့မှလားဆိုပြီးတော့မေးလိုက်တယ်။ဆိုးတယောက်ကတော့စွန့်ရနေခဲ့တယ်။ဗိုက်စာနေတဲ့ဟိုင်းနဲ့လည်းရှေ့မှာရှိတဲ့အလောင်းကိုစားပြလိုက်ပြီးနောက်ထပ်ဦးရှီယိုရဲ့အလောင်းကိုစားတော့မဲ့ချိန်မှာပဲရှင်ဘဲကဟိုင်းနဲ့ကဦးရှီယိုရဲ့အလောင်းကိုစားခံပြီး20စက္ကန့်လောက်ငြိမ်သက်သွားတဲ့အခွင့်အရေးကိုအမိရယူလိုက်ကဦးရှီယိုကိုကယ်ပေးလိုက်တယ်။ဦးရှီယိုလည်းသူ့ရဲ့အလောင်းကိုဂျားထဲကနေလူယူနိုင်လိုက်တယ်။ပြီးတော့ကော်ပီပြန်ကူးလိုက်ပြီးအားဖြစ်နိုင်လိုက်ပြီဖြစ်ပါတယ်။ဟိုင်းနဲ့ကတော့သူ့အစာကိုလူသွားလူဆိုပြီးတော့ဒေါတာထွက်နေခဲ့ကသူ့အစာကိုပြန်ယူလာပေးဖို့အတွက်သူ့ရဲ့တပည့်နတ်စမတ်ကိုအမိတ်ပေးလိုက်ပြီးဖြစ်ပါတယ်။နတ်စမတ်လည်းသူ့ရဲ့မူလပုံစံကိုပြောင်းလဲသွားခဲ့ပြီးရှင်ပေတို့ကိုစတင်တိုက်ခိုက်ခဲ့တယ်။စွမ်းအားအဖြစ်ပြန်ရသွားပြီဖြစ်တဲ့ဦးရှီယိုကြောင့်နတ်စမတ်ကိုတော့အသားရလေးထိန်းနိုင်လိုက်ပြီးပြန်လဲတတ်တာလိုက်တဲ့သူ့ရဲ့လက်နဲ့ပဲနတ်စမတ်ရဲ့အရေးကိုဖျက်ဆီးနိုင်လိုက်ပြီဖြစ်ပါတယ်။ဒီလိုနဲ့အခွင့်ရေးရသွားတဲ့ရှင်းပေလဲအရေးတည်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ဟိုင်းနဲကိုပြက်ရှင်ဖို့အတွက်ရှေ့ကိုတိုးသွားတဲ့အချိန်မှာပဲသူ့ရဲ့တန်မိုးဆက်နဲ့လက်ချောင်းတွေအလုံးဖြတ်ခံလိုက်ရတယ်လက်လေးဘက်နဲ့အရေးကမီယိုကိုခေါ်ပြီးပါရောက်လာခဲ့တယ်ပြီးတော့မီယိုကိုတစားကန်လှုပ်ထားခဲ့ပြီးအလုံးကိုလက်နဲ့ချဖို့ပြောကမဟုတ်ရင်မီယိုကိုတပ်ပစ်မယ်ဆိုပြီးပြောနေတဲ့အချိန်ထိုကီကလည်းမီယိုကိုမထိဖို့အတွက်ကတိပေးထားတဲ့မလာဟိုင်းနဲဆိုပြီးတော့အော်ဆဲလိုက်တယ်ဒါပေမဲ့လက်လေးဘက်နဲ့အရေးကတော့ဟီရှီကာတာမိသားစုကသူတို့ပေါ်မှာတာဝန်ချေခဲ့တယ်ဆိုပြီးအခုတော့မလိုအပ်တော့ကြောင်းပြောပြလိုက်တယ်ဒီလိုနဲ့ထိုကီကိုလည်းတနက်နဲ့လမ်းပစ်လိုက်တဲ့အချိန်ဆိုးကပဲရှေ့ကနေကာပြီးလိုက်ပြီးတိတ်ဆုံးသွားခဲ့ရတယ်ဒဏ်ရာရပြီးမထနိုင်တော့တဲ့ဟီဆူရူရဲ့နားကိုတော့မီယိုနဲ့လမ်းလွဲတော့တဲ့ချက်ဆူကရောက်လာခဲ့ပြီးဟီဆူရူလည်းသူ့ကိုတခုခုညှိပေးဖို့အတွက်တောင်းဆိုလိုက်တယ်ထက်ဆူကလည်းစေးုံပို့ပေးမယ်လို့ဟီဆူရူကတော့ဒီလိုင်ကိုရဲ့ level ဟိုကိုတွားကျင်နေခဲ့တယ်ထိုကီလည်းလက်လေးပဲမိစ္ဆာရဲ့တတ်တာကိုခံလိုက်ရပြီးဟိုင်းနယ်လည်းနောက်ဆုံးမှာတော့သူ့ကိုတစ္ဆာဖောက်သွားတဲ့ဥရှီယိုကိုဖျက်ဆီးဖို့အတွက်စတင်ပြင်ဆင်လိုက်တယ်ရှင်းဘယ်ကတော့အခုချိန်တည်းအရှင်တွေကိုနားမလဲပဲဟိုင်းနယ်ကိုခုခံဖို့ကြိုးစားပေမဲ့သူ့ရဲ့ညာမျက်လုံးကပဲအဖောက်ခံလိုက်ရတယ်ဟိုင်းနယ်ကပဲရှင်းဘဲကိုဘသူကဆရာကြီးလဲဆိုတာကိုပြသလိုက်တယ်ဒါပေမဲ့ဖြစ်ရှင်တော့ဟိုင်းနယ်ကသူ့ရဲ့မူလမျက်လုံးကိုတော့မှပြန်မယူနိုင်ပဲဖြစ်သွားခဲ့တယ်လက်လေးပဲနဲ့မိစ္ဆာကဥရှီယိုရဲ့အကြောင်းကိုအားလုံးနားလည်သွားခဲ့ပြီးဥရှီယိုကအသိကိုခီးသွားနိုင်ကြောင်းပြောပြခဲ့တယ်အခုဆိုရင်လည်းဘယ်နှချိန်မြောက်ရှိနေပြီလဲမသိပေမဲ့သူ့ကိုယ်တာတက်လိုက်ရင်သူကအစားကနေပြန်စားလိုက်မယ်ဆိုပြီးပြောပြလိုက်တယ်အဲ့တော့24ရက်နေ့ပွဲအထိသူ့ကိုယ်တာအသက်ရှင်အောင်ထားလိုက်မယ်ဆိုရင်သူတို့တွေအတွက်အားလုံး okay ဆိုပြီဆိုပြီးပြောနေခဲ့တယ်ဒါပေမဲ့မီယိုကိုတော့မလိုတော့တာကြောင့်ရှင်ဘဲရဲ့ရှေ့မှာပဲမီယိုကောင်ကိုခြေပစ်လိုက်တယ်ရှင်ဘဲကတော့သူ့မျက်စိရှေ့မှာတင်မီယိုအသက်ခံလိုက်ရတာကိုခြောက်ခြားစွာမြင်လိုက်ရတယ်အဲ့အချိန်ကိုက်ဆိုလို့ဟီဆူရူရောက်လာပြီးလက်လေးဘက်ကောင်ရဲ့ခေါင်းကိုလည်းပွင့်ပေးလိုက်တယ်ပြီးတော့ရှင်ဘဲကိုလည်းတနက်နဲ့ချိန်ထားခဲ့ပြီးဒါကနောက်ဆုံးကြည်တောက်မယ်ဆိုကရှင်ဘဲကိုမျောလင်းချက်လေးနဲ့တနက်နဲ့လမ်းပစ်လိုက်တယ်ဒါပေမဲ့လက်လေးဘက်ကောင်ကကာလိုက်နိုင်ပြီးဟီဆူရူရဲ့မျက်လုံးကိုပါပွင့်ထွက်တော့အောင်ပစ်လိုက်တယ်ဟီဆူရူလည်းလဲကျတည်ဆုံးသွားခဲ့ကသူ့ကိုလိုက်ဖို့လည်းထက်စုလည်းတည်သွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ရှင်ဘဲကတော့အားလုံးပြီးသွားပြီဖြစ်ကြောင်းပြောလိုက်ကအစိတ်ပလင်ကိုမော့တောက်ပြီးပြီပဲဖြစ်ပါတယ်အဲ့ဒါမတိုင်ခင်ကတခုခုအရေးကြုံလာတဲ့ခါကျရင်အသိကိုပြန်သွားနိုင်ဖို့အတွက်စေကန်ထဲကနေအစိတ်ပလင်ကိုယူလာခဲ့တာပဲဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ရှင်ဘဲကတော့အသိကိုပြန်သွားတော့မှာပဲဖြစ်
ဖြစ်ပါတယ်။အဲ့ချိန်ဟိုင်းနဲကရှင်ဘဲကိစ္စကိုအတာထားလိုက်ဖို့နဲ့အရေးကြီးတာကဥရှိယိုဟာသူ့ရဲ့အစွမ်းကိုပြန်ပြီးတော့တွန်းလှန်နေလို့ပဲဖြစ်ပါတယ်။ဥရှိယိုကသူ့ရဲ့အစွမ်းတွေကိုပါစိုးယူနေပြီးသူ့ကိုပါပြန်ပြီးတော့တံပြန်တိုက်ခိုက်နေခဲ့တာကြောင့်ဥရှိယိုကိုဖျက်ဆီးလို့မရပဲဖြစ်နေခဲ့တယ်။လက်လေးဘက်ကောင်လည်းဥရှိယိုကိုအဆုံးသတ်ဖို့အတွက်သွားလိုက်တဲ့အချိန်ရှင်ဘဲလည်းတည်သွားပြီဖြစ်တာကြောင့်ရှင်ဘဲလည်းဥရှိယိုကိုခေါ်ပြီးအသိကိုပြန်ပြီးခီးသွားနေခဲ့ပြီဖြစ်ပါတယ်။ဒီလိုနဲ့အသိကာလကိုရောက်လာခဲ့တယ်။ဒီတစ်ခါရောက်လာတဲ့အချိန်ကတော့ဟီဆူရူနဲ့တွေ့နေတဲ့အချိန်ဖြစ်ပြီးစကားပြောနေတုန်းရုပ်တရက်ရှင်ဘဲရဲ့လက်ထဲကနေဥရှိယိုလည်းရုပ်တရက်ပေါ်လာခဲ့တယ်။နေစုကတနက်နဲ့ပြစ်တော့မဲ့ချိန်ရှင်ဘဲကသူတို့ရဲ့မိတ်ဆွေဖြစ်ကြောင်းပြောပြလိုက်ကဥရှိယိုလည်းဟီဆူရူကိုချက်ချင်းပဲပြေးဖက်လိုက်တယ်။အကြောင်းကတော့သူတို့ရဲ့မျက်စိရှိမှဟီဆူရူတည်သွားခဲ့လို့ပဲဖြစ်ပါတယ်။အဲ့လိုနဲ့အားလုံးတီးလိုက်ရတာကအနာဂတ်မှာသူတို့တွေအားလုံးတည်သွားခဲ့လို့ပဲဖြစ်ပါတယ်။ဟီဆူရူရဲ့ခြေနေကိုတုံးသက်ခိုင်းလိုက်တော့ရှင်ဘဲကသူတို့ဒီနေ့ညမီယိုကိုဖြည့်ရှင်းပြီးတဲ့အချိန်သူတို့တွေအဖွဲခွဲကြခဲ့တာဖြစ်ပြီးအဲ့ဒါကပဲသူတို့ရဲ့အစီအစဉ်ကြရှုံရခြင်းရဲ့အဓိကအကြောင်းရင်းလို့ပြောပြလိုက်တယ်။ဟီဆူရူလည်းအားလုံးကိုလက်ခံပြီးသူ့ကိုဒီကျုံးကိုရအောင်ခေါ်လာတဲ့သူကလည်းဥရှိယိုဖြစ်နေခဲ့တာကြောင့်လက်ခံလိုက်တယ်။နေစုကတော့အရေးဆိုတာနဲ့တိတ်ပြီးတော့လက်မခံခြင်းပါဘူး။ဥရှိယိုနဲ့လက်ဆွဲနှုတ်ဆက်လိုက်တဲ့အချိန်အနာဂတ်မှာဖြစ်လာတဲ့ကိစ္စတွေကိုဟီဆူရူတို့မြင်လိုက်ရတော့ပို့ပြီးတော့လက်ခံသွားခဲ့တယ်။ဒီလိုနဲ့သူတို့တွေဟိုင်းနဲကိုပဲတခါလေးသွားတတ်မလားမေးလိုက်တော့ရှင်ဘဲကသူတို့တွေအရင်ဆုံးအရေးတွေကိုအင်အားနည်းအောင်လုပ်ရမယ်ဆိုပြီးပြောလိုက်ကရှီယိုရီရဲ့အရေးကိုပဲပုံမှန်တိုင်းသွားဖြည့်ရှင်းဖို့အတွက်ပြောပြလိုက်တယ်။တစ်ဖက်မှာတော့ဆိုးကလည်းဥရှိယိုရဲ့တည်ဆုံမှုကိုမတော်တဆအဖြစ်တတ်မှတ်တာကိုတိတ်မကျေနပ်ပဲသူ့ရဲ့အဖေကိုစုံစမ်းကျင်နေခဲ့ပေမဲ့အဖေဖြစ်သူကတော့ဆိုးကိုတိတ်တောင်စောက်ဖက်မလုပ်ပါဘူးဒါပေမဲ့အသေးအတန်ဖြစ်နေတဲ့ဆိုးကိုည10နာရီမှာပြောပြမယ်ဆိုပြီးပြောခဲ့လိုက်တယ်အပြင်သွားပြီးတယောက်ယောက်နဲ့လည်းဖုန်းပြောနေခဲ့ကဘာလို့ဒီရက်ပိုင်းတယောက်ပြီးတယောက်အရေးမကောင်းဆိုးဝါးတွေကိုလိုက်လံစုံစမ်းနေတာလဲဆိုပြီးတော့မေးလိုက်တယ်အီဆူရူနဲ့ရှင်ဘဲကိုလည်းဥရှိယိုကပဲပြောပြလိုက်တာဖြစ်နိုင်ကြောင်းပြောပြနေခဲ့ကဖုန်းထဲကသူကဘာမှစိတ်မပူဘူးနဲ့ရှင်ဘဲတို့တမိသားစုလုံးကိုအရေးပြောင်းတော့မယ်ဆိုကြောင်းပြောပြခဲ့တယ်အရင်တုန်းကအတိုင်းပဲရှင်ဘဲတို့လည်းအပြင်မှာစောင့်နေခဲ့ပြီးအီဆူရူကိုတယောက်တည်းသွားခိုင်းလိုက်တယ်အီဆူရူတိုက်ခိုက်ပြီးထွက်ပြေးလာမယ်ရှီယိုရီကိုသူတို့ကအပြင်မှာစောင့်ပြီးတော့ဖမ်းမှာပဲဖြစ်ပါတယ်ပုံမှန်တိုင်းပဲအီဆူရူလည်းအိမ်ထဲကိုဝင်သွားခဲ့ပြီးကိုကလည်းကြီးပြူပဲလက်ခံလိုက်တယ်ပြီးတော့တစ်တာတွေကတန်တော့ကိုထုတ်ပြီးတော့ရိုက်ချလိုက်တယ်အသိကဖြစ်လာတဲ့အသေးစိတ်ကိုရှင်ဘဲကနေဆူတို့ကိုပြောပြနေခဲ့တယ်ဒါပေမဲ့ရုတ်တရက်သူတို့တွေစကားကောင်းနေတော့မှပဲဗရင်ပေါက်ကနေဟီဆူရူကပြုတ်ကျလာခဲ့ပြီးဟီဆူရူရဲ့လက်တစ်ဖက်ကလုံးဝမရှိတော့ပါဘူးဟီဆူရူကဒီကနေထွက်ပြေးတော့ဆိုပြီးပြောနေတဲ့အချိန်ရှင်ဘဲတို့ရဲ့ရှေ့မှာနေဟီဆူရူတယောက်တက်ခံလိုက်ရတယ်ဘလို့လို့ဖြစ်နိုင်မှလဲဆိုပြီးရှင်ဘဲလည်းမယုံနိုင်ဖြစ်နေတဲ့အချိန်ခါဝရီပုံစံပြောင်းထားတဲ့ဟိုင်းနဲလဲဟိုတခါကရှင်ဘဲကိုရှားတွေ့တုန်းကရှင်ဘဲကိုသူကအမတ်မှတ်ထားကြောင်းနဲ့အဲ့ဒီအမတ်သားရှိနေတွေ့ရှင်ဘဲဘာမှရှိမလဲဆိုတာကိုသူရှာလို့တွေ့ကြောင်းပြောပြခဲ့တယ်ပြီးတော့အချိန်ခရီးသွားလို့ရတာကသူ့ရဲ့အစွမ်းဖြစ်ကြောင်းကိုလည်းပြောပြလိုက်တယ်။တပြိုင်နက်တည်းမှာပဲလက်လေးပဲအရေးကနေစုကိုလည်းတခါတည်းပြက်ရှင်းလိုက်တယ်။ပြီးတော့ရှင်ဘဲကိုပါဖမ်းတော့မယ်အချိန်ဥရှိယိုကပဲမြန်မြန်ဆန်ဆန်ထွက်လာခဲ့ပြီးရှင်ဘဲရဲ့ခေါင်းကိုဖျက်ပစ်လိုက်တယ်။ပြီးတော့လက်လေးပဲမိစ္ဆာရဲ့အသွေးတွေကိုဖမ်းနိုင်ဖို့အတွက်လက်တစ်ဖက်ကိုလည်းဖျက်ပစ်လိုက်တယ်။ရှင်ဘဲကိုအသက်ရှင်လည်းမဖမ်းနိုင်လိုက်ပေမဲ့ခါအိုရီပုံစံပြောင်းလဲထားတဲ့ဟိုင်းနဲကတော့မင်းဘလောက်ပဲပြေးပြေးရအောင်လိုက်မယ်ဆိုပြီးအသွေးတစ်ခုရသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီတစ်ခါမှလည်းရှင်မေကအတိတ်ကိုပြန်ပြီးခုန်ကူးနေတဲ့အချိန်ဥရှိယိုလည်းနာယီပြစ်ပုံစံပြောင်းပြီးသူနဲ့လိုက်လာတယ်ဆိုတာသိလိုက်ရတယ်။ဒီလိုနဲ့အတိတ်ကိုပြန်ရောက်သွားတဲ့အချိန်မှာတော့ဇူလိုင်လ22ရက်နေ့မဟုတ်ပဲမိုးရွာနေခဲ့တာကြောင့်ရှင်ဘဲလည်းအံ့ဩနေတဲ့အချိန်သူတို့မွေးစားဖေရဲ့ကော်ဖီဆိုင်ကိုရောက်နေခဲ့တယ်။ကော်ဖီဆိုင်ထဲကိုကောင်မလေးတယောက်ကရောက်လာခဲ့ပြီးအဲ့ဒီကောင်မလေးရဲ့နောက်မှာလည်းသူ့ရဲ့မောင်လေးကရှိနေခဲ့တယ်။တကယ်တော့ရှင်ဘဲတို့ရောက်လာတဲ့နေရာကလွန်ခဲ့တဲ့14နှစ်ဟီဆူရူရဲ့မညံထဲမှာဖြစ်နေပြီးရှင်ဘဲတို့လည်းလိုက်ကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။လွန်ခဲ့တဲ့14နှစ်တုန်းကရှင်ဘဲရဲ့အဖေနဲ့မေလည်းရှိနေခဲ့တယ်။ဟီဆူရူကသူ့ရဲ့တငယ်ချင်းအာဇာတိုကိုငယ်ချင်းတေးရခဲ့ကြောင်းပြောပြနေခဲ့ပြီးအဲ့ဒီတငယ်ချင်းတေးရဲ့နာမည်ကဟိုင်းနဲဆိုပြီးတော့ပြောပြနေတာကိုသိလိုက်ရတယ်ပြီးတော့နောက်ထပ်မှတ်ညံတစ်ခုစီရောက်သွားခဲ့ပြန်ပြီးအဲ့ဒီမှတ်ညံရဲ့တည်ငြိမ်ကတော့တောထဲကဆေးရုံဟောင်းစီဖြစ်နေခဲ့ကဟီဆူရူကသူ့ရဲ့အမွာမောင်ဖြစ်တဲ့ရိုနိုစကဲနဲ့အာဆာတိုတို့ကိုပါခေါ်လာခဲ့တယ်။ဒါပေမဲ့အာဆာကိုကတော့ဒီနေရာကတရေချောက်တယ်ဆိုပြီးနာမည်ကြီးတာကြောင့်အိမ်ပြန်ချင်နေခဲ့ပြီးယူနိုစကဲကလည်းမဖြစ်နိုင်ဘူးလို့ပြောနေခဲ့ကအိမ်ပြန်ဖို့အတွက်မာနေခဲ့တယ်။မပြန်တဲ့ဟီဆူရူကြောင့်သူတို့နှစ်ယောက်ပဲအရင်ပြန်သွားခဲ့ပြီးဟီဆူရူကလည်းပေါ်မလာတဲ့သူ့ငယ်ချင်းကိုစောင့်ကြည့်နေတဲ့အချိန်အခန်းထဲမှာမီးလင်းသွားတာကိုတွေ့လိုက်ရတယ်။အဲ့အချိန်ပတင်းပေါက်တွေကနေပေါ်လာတဲ့သူကတော့ဟိုင်းနဲဖြစ်နေပြီးဟီဆူရူကဟိုင်းနဲကိုစိတ်မဆိုးပေမဲ့ဘာလို့ထွက်မတွေ့လာလဲမေးလိုက်တော့ဟိုင်းနဲကလည်းဟီဆူရူလိုမျိုးတခြားသူတွေကသူ့ပေါ်မဆက်ဆံမှာကိုစိုးရိမ်နေခဲ့တယ်။ဟီဆူရူနဲ့ဟိုင်းနဲတို့နှစ်ယောက်ကတော်တော်လေးရှင်နေတဲ့ပုံပေါ်နေခဲ့ပြီးလာလေတဲ့အချိန်တိုင်းလဲဟီဆူရူကဟိုင်းနဲကိုမုံနေဝဲလာပြီးခဲ့တယ်။သူနဲ့လည်းအမြဲတမ်းတူလာဆော့ပြီးနေခဲ့ပြီးဒီလိုနဲ့အချိန်တလားလောက်ကြာသွားတဲ့အချိန်မှာတော့သူတို့ရဲ့ယဉ်ကျေးမှုတွေကပုံမခိုင်မြဲလာခဲ့တယ်။ဟိုင်းနဲကလည်းအမြဲတမ်းလိုဘိုက်စာနေခဲ့ပြီးဟိုင်းနဲကိုယ်တိုင်လည်းအမြဲတမ်းဘိုက်စာနေတဲ့သူ့ကိုယ်သူမုံနေခဲ့ကသူ့ရဲ့မွေးရမြေကိုပြန်ကျင်လို့ဝမ်းနေနေတဲ့အချိန်ဟီဆူရူကပဲလာရုံနဲ့တိမ်ပေးလိုက်တယ်။ဟိုင်းနဲကအရေးကိုပါဖက်ပေးပါဆိုပြီးတောင်းဆိုလိုက်တာကြောင့်ဟီဆူရူလည်းအရေးကိုထိပေးလိုက်တဲ့အချိန်ဟီဆူရူရဲ့လက်တွေကနှွေးထွေးတယ်ဆိုပြီးဟိုင်းနဲကဝမ်းသာနေခဲ့တယ်။တရက်
မှာတော့ဟီဆူရူတယောက်ပုံမှန်တိုင်းဟိုင်းနဲ့စီလာတဲ့အချိန်နေဆူနဲ့တွေ့ခဲ့ပြီးနေဆူကဒီနေရာမှာအစိတ်ရှိတဲ့မွေတွေပေါ်တာကြောင့်တော်ရဲကိုမလာသင့်ဘူးဆိုပြီးပြောနေခဲ့ကသူကတော့မုတ်ဆိုးဖြစ်တာကြောင့်သူ့ရဲ့အလုပ်ကမွေကိုဖမ်းမှဖြစ်ကြောင်းပြောပြခဲ့တယ်တစ်ဖက်ကဟီဆူရူရဲ့မောင်ယူနိုစကဲနဲ့အာဆာကိုတို့နှစ်ယောက်ကဟီဆူရူကိုလိုက်ရှာနေခဲ့တယ်မုံဝယ်ပြီးထွက်သွားတဲ့ကြားတာကြောင့်ယူနိုစကဲလည်းလိုက်လာခဲ့ကမုံထုတ်ဝယ်ပြီးလိုက်လာခဲ့တယ်ဒါပေမဲ့သူ့အမကိုမတွေ့ရပဲကောင်မလေးတယောက်ကိုတွေ့တော့အဆင်ပြေလားမေးလိုက်တဲ့အချိန်အဲ့ကောင်မလေးကဟိုင်းနေဖြစ်နေခဲ့တယ်ဟီဆူရူလည်းဘာမှမသိပဲဟိုင်းနေစီကိုရောက်လာတဲ့အချိန်မှာတော့ဟိုင်းနေကသူ့အမောင်ယူနိုစကဲကိုတတ်နေတယ်ဆိုတာတွေ့လိုက်ရပြီးဟိုင်းနေဘာလုပ်နေတာလဲဆိုပြီးမေးလိုက်တာကြောင့်ဟိုင်းနေလည်းတငယ်ချင်းဖြစ်သူရဲ့မောင်ကိုတတ်မိလိုက်တဲ့အတွက်သူကိုယ်တိုင်လည်းသူ့ကိုယ်သူမယုံကြည်နိုင်ဖြစ်နေခဲ့ကအရန်ကိုယူကျုံမြတ်ဖြစ်သွားပြီးသူ့ရဲ့ညာဘက်မျက်လုံးကပြုတ်ထွက်သွားခဲ့တယ်ညာဘက်မျက်လုံးကထွက်ပြေးသွားခဲ့ပြီးဟိုင်းနေလည်းမြေကြီးထဲကိုပြေးဝင်သွားခဲ့တယ်ဟီဆူရူလည်းသူ့မောင်ရဲ့အသက်ကိုကယ်ဖို့အတွက်ကြိုးစားနေခဲ့ပေမဲ့အရန်ကိုနောက်ကျသွားပြီးဖြစ်ချင်တော့နောက်ထပ်အရေးနှစ်ကောင်ကဟီဆူရူရဲ့အနားကိုချင်းကပ်လာခဲ့တယ်ဟီဆူရူပေါ်ကိုခုံအိုးတော့မဲ့ချိန်မှာပဲအဲ့ဒီအရေးကောင်ကဓာတ်နဲ့ပေါက်တာခံလိုက်ရတယ်နေဆူကလာကယ်နေတာဖြစ်ပြီးရုတ်တရက်နေဆူရဲ့ရိတ်ကိုဟိုမကောင်းဆိုးဝါးကပုံတူကူးလိုက်ပြီပဲဖြစ်ပါတယ်နေဆူကိုလည်းပြန်လဲတိုက်ခိုက်နေပြီးနေဆူရဲ့ဘယ်ဘက်မျက်လုံးကိုဓာတ်နဲ့ခုတ်တာခံလိုက်ရတယ်အဲ့ချိန်ဟီဆူရူကပုံမှန်မဟုတ်တဲ့ဆွမ်းနဲ့နေဆူကိုခေါ်ပြီးတောထဲကိုထွက်လာခဲ့တယ်တကယ်တော့ရူနိုစကဲရဲ့စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းကဟီဆူရူရဲ့ကိုယ်ထဲကိုရောက်သွားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီကစပြီးဟီဆူရူကနှစ်ကိုယ်တစ်စိတ်ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်ဟီဆူရူရဲ့ခန္ဓာကိုယ်ထဲရူနိုစကဲဝင်ထားတဲ့အချိန်ဆိုရင်ဖြစ်လာမယ့်အနာဂတ်ရဲ့20စက္ကန့်လောက်ကိုကြိုပြီးတော့မြင်နေတာကြောင့်တိုက်ခိုက်ရေးမှလည်းတော်တော်လေးကိုသုံးဝင်ပြီးခဏတော့အရေးနှစ်ကောင်ကိုလည်းဖြည့်ရှင်းနိုင်လိုက်တယ်ဒါပေမဲ့ဟီဆူရူပြန်ဖြစ်သွားတဲ့အချိန်မှာတော့သူ့ရဲ့ကြက်သားတွေကခန္ဓာကိုယ်ကိုလက်မခံနိုင်ပဲလဲကျသွားခဲ့တယ်ဒီလိုနဲ့နောက်တစ်လလောက်ကြာသွားတဲ့အချိန်မှာတော့ဟီဆူရူလည်းဟိုင်နဲနဲ့မတွေ့ဖြစ်တော့ပဲသူတို့မိဘတွေနဲ့တိုကျိုကိုပြောင်းသွားခဲ့တာပဲဖြစ်ပါတယ်တိုကျိုကိုသွားမဲ့တင်မောပေါ်ရောက်နေတော့ကန်ဆတ်ကနေဟိုင်နဲကိုတွေ့လိုက်ရပြီးပြန်လာရင်ပြန်လာကြည့်တက်ပြစ်မယ်ဆိုပြီးပြောလိုက်တယ်အဲ့ဒီမညံပြီးသွားတော့ရှင်းဖေတယောက်အသိစီပြန်ရောက်လာခဲ့ပြီးသူပြန်ရောက်လာတဲ့အချိန်ကခါအိုရီကိုသွားဖမ်းမဲ့စီစဉ်ဆွဲနေတဲ့ကာလဖြစ်ပြီးရှင်းဖေလည်းသူတို့ရဲ့စီစဉ်လုံးဝမအောင်မြင်ဘူးဆိုတဲ့အကြောင်းပြောပြခဲ့လိုက်တယ်တကယ်ပဲခါအိုရီတို့အိမ်မှာလက်လေးဘက်နဲ့အရေးရှိနေခဲ့ပြီးရှင်းဖေတို့အလောင်းကိုစောင့်နေခဲ့တာပဲဖြစ်ပါတယ်ရှင်းဖေလည်းအစီအစဉ်ပြောင်းလိုက်ပြီးအကူညီရမဲ့သူတွေအားလုံးကိုခေါ်လိုက်ကတစုတစီတဲ့ចောင်းဝင်ခံမတွေကိုခေါ်ထားလိုက်တယ်မယုံမှဆိုလို့အားလုံးကိုလည်းဥရှီယိုရဲ့အစွမ်းနဲ့မညံ့တွေအားလုံးကိုပြပေးလိုက်တယ်နောက်ဆုံးမှာတော့မီယိုလည်းသူ့ရဲ့အမဖြစ်သူနဲ့ပြန်လဲတွေ့ခွင့်ရတော့ပြီပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့ရဲ့စီဝေးပွဲကိုစလိုက်ပြီးရှင်းဖေကပဲအနာဂတ်မှာဖြစ်လာမယ့်ဖြစ်ရဆိုကြီးအတွက်သူတို့တွေရဲ့အသက်ကိုစရေရရင်စရေရပါစေဒီကျွန်းကိုကယ်တင်ရအောင်ဆိုပြီးတော့မိန့်ခွန်းချွေးလိုက်တယ်ဆိုကတော့ရှင်းဖေရဲ့ပေါ်တာဖြစ်တာကြောင့်ရှင်းဖေပြောစကားနောက်ကိုလိုက်ပြီးကျန်တဲ့သူတွေလည်းလက်မခံခြင်းပဲလက်ခံလိုက်ကြတယ်ရှင်းဖေရှိတဲ့နေရာဆိုရင်ဟိုင်နဲကတေချာပေါက်လာမှာဖြစ်တာကြောင့်နေစုကိုစတိုင်ပါနဲ့ပြင်မချိန်နာခိုင်းလိုက်တယ်ဒါပေမဲ့အဲ့စီစဉ်ကိုလည်းတိနေပြီးမီယိုရဲ့အရေးကပဲတက်ပစ်လိုက်တယ်ပြီးတော့နေစုရဲ့စနိုက်ပါကိုသူတို့တွေယူလိုက်တယ်တစ်ဖက်ကရှင်းဖေကလည်းမိန့်ခွန်းချွေပြီးသွားလို့အားရနေတဲ့အချိန်မှာပဲအရာအလုံးမောင်းဝိုက်သွားပြီးနောက်တစ်ခါအချိန်ထပ်မှန်ကူပြောင်းသွားခဲ့ပြန်တယ်ဒီတစ်ခါအချိန်ပြောင်းတော့တဲ့အချိန်ကည6နာရီခွဲဝန်းကျင်ဖြစ်နေခဲ့ပြီးအစည်းအဝေးတော့မစသေးတဲ့အချိန်ပဲဖြစ်ပါတယ်တကယ်တော့ရှင်းဖေတယောက်အစည်းအဝေးလုပ်နေတော့စနိုက်ပါနဲ့ချောင်းပြစ်တာခံလိုက်ရတာပဲဖြစ်ပါတယ်ဒီတစ်ခါအချိန်ကူပြောင်းရတဲ့အချိန်မှာတော့ရှင်းဖေကကြောက်ကံပါကြီးတစ်ခုကိုတွေးလိုက်ရပြီးသူဟာဒီအချိန်တိုးလေးအတွင်းခဏတေလို့မရဘူးဆိုတဲ့အကြောင်းကိုနားလည်သွားခဲ့တယ်အဲ့ဒါဆိုရင်တော့ဘယ်သူ့ကိုမှသူကယ်နိုင်တော့မှာမဟုတ်ပဲအနာဂတ်ကိုလည်းပြောင်းလဲလို့ရတော့မှာမဟုတ်ပါဘူးအခုအရေးလူသားတွေဘက်ကအစီအစဉ်ကလည်းရှင်းဖေကိုအရင်တုန်းကလိုမျိုးအရှင်ထားတော့မှာမဟုတ်ပဲအမြဲတမ်းလိုက်တက်နေမှာဖြစ်ပြီးနောက်ဆုံးအချိန်ကူပြောင်းတဲ့အစွမ်းအလုံးမလုံးတော့တဲ့အထိလိုက်တက်နေတော့မှာပဲဖြစ်ပါတယ်အခုဆိုရင်ရှင်းဖေကကြောက်ကံပါမှာရက်နေရတယ်လို့ဖြစ်နေပြီးသူလည်းဒီကာလထဲမှာတည်သွားမယ်ဆိုရင်သူလည်းတကယ်တည်သွားမှာဖြစ်ကြောင်းပြောပြလိုက်တယ်ဒီလိုနဲ့ရှင်းဖေလည်းအပြင်ဘက်မှာစနိုက်ပါမထားတော့ပဲသူတို့ကိုထိတ်တဲ့ရင်ဆိုင်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့ခဏကြာတဲ့အချိန်မှာတော့အရေးမိတ်ဆာတွေဘက်ကအရေးမိတ်ဆာတွေအင်အားလုံးရင်းနဲ့ရောက်လာခဲ့ကြပြီးနေစုလဲစနိုက်ပါနဲ့တကောင်ပြီးတကောင်လိုက်ဖြုတ်နေခဲ့ပြီဖြစ်ပါတယ်အဲ့လိုနဲ့ဟိုင်းနဲကအဝေးကနေဒုက္ခပေးနေတဲ့နေစုကိုမီယိုအတွက်တာဝန်ပေးလိုက်ပြီးမီယိုလည်းနေစုစီကိုချီတက်သွားခဲ့တယ်ဆိုထိုကီကိုနဲ့မီယိုအစ်တို့ကအရေးမီယိုကိုဖြည့်ရှင်းဖို့အတွက်ရှိနေခဲ့ပြီးထိုကီကိုမှရှိနေတဲ့အရေးမိတ်ဆာနှစ်ကောင်ကြောင့်မီယိုလည်းခက်တွေ့နေတဲ့အချိန်ရှင်းပေနဲ့ဥရှီယိုတို့လည်းသူတို့ရဲ့စီစဉ်တိုင်းလုပ်နေခဲ့ကြတယ်အရေးမိတ်ဆာတွေကိုတကောင်ပြီးတကောင်အပြတ်ဖြုတ်နေတဲ့ဟီဆူရူကတော့တော်တော်လေးကိုကြမ်းနေခဲ့တယ်ဒါပေမဲ့20စက္ကန့်ကိုကြိုမြင်နိုင်တဲ့စွမ်းကြောင့်ရှင်းပေတက်ခံမယ်ဆိုတာတွေးလိုက်ရပြီးလက်လေးပဲမိတ်ဆာကောင်ရဲ့တနက်ပြစ်ချက်ကိုဂျားထဲကနေကာပေးလိုက်တယ်ဒါပေမဲ့နောက်တဲ့တစ်ချက်ပြစ်ခံထီတော့မဲ့ချိန်လက်လေးဘက်ကောင်ကိုနေစုကစနိုက်ပါနဲ့လှမ်းပစ်လိုက်တယ်မီယိုရဲ့ရိတ်ကလည်း3ယောက်တစ်ယောက်ဝိုင်းချနေခဲ့တာကြောင့်ထိုကီကိုလုံးဝမရှင်နိုင်ပဲဖြစ်နေခဲ့တယ်အဲ့ချိန်ဟိုင်းနဲကမီယိုခက်သွေးနေခဲ့တာကြောင့်ထိုကီကိုထိန်းချုပ်နေတဲ့အရေးကောင်တွေကိုသူ့စကားနားထောင်ဖို့အတွက်အမိန့်ပေးလိုက်ပေမဲ့အကောင်တွေကဟိုင်းနဲရဲ့အရေးကိုဖီဆန်ပြီးမီယိုကိုလက်တီနဲ့ထိုးချလိုက်တာကိုတွေးလိုက်ရတယ်အဲ့ချိန်ထိုကီကိုလည်းဟိုင်းနဲကိုလောင်ပြုံးလိုက်ပြီးအခုသူ့ရဲ့ကလေးတွေဖြစ်သွားပြီဖြစ်ကြောင်းပြောနေခဲ့ကဟိုင်းနဲဒေါ်လာထွက်နေတဲ့အချိန်ဥရှီယိုကသူတို့ကိုများခေါ်နေခဲ့တယ်မီယိုလည်းဝတ်စားတီတောင်ကျွတ်ပြီးတော့ထိုကီကိုတဲတန်
လိုက်ချနေခဲ့ပေမဲ့မီယိုအစ်စ်သုံးနေတဲ့ gas မီကြောင့်စိုးကလည်းတန်မိုးနဲ့ချုပ်နိုင်လိုက်ပြီဖြစ်ပါတယ်။အားကစားခန်းမတစ်ခုတည်းကိုဦးရှီယိုလည်းခေါ်လာခဲ့ပြီးဦးရှီယိုကတော့တစ်ဖက်မှာရှိတဲ့စင်ပေါ်မှာရှိနေခဲ့တယ်။တကယ်တော့ဒီကွင်းလင်းပြင်ထဲကိုဦးရှီယိုတို့ကတမင်များခေါ်လာခဲ့တာဖြစ်ပြီးအပေါ်ဘက်ကနေတူဖန်တီးထားတဲ့ဓာတ်ဆီတွေနဲ့လောင်းချလိုက်ကရှင်းပေကလည်းမီးချစ်ဆန်နဲ့မင်းကြီးပေးလိုက်တယ်။လက်လေးဘက်ကောင်နဲ့ဟိုင်းနေတို့ကလည်းအရှင်လက်ကြီးမီးတကြိုတာခံနေရပြီဖြစ်ပြီးမီးကသူတို့အပေါ်မှာထိရောက်တယ်ဆိုတာကိုသိလိုက်ရတယ်။ဒါပေမဲ့လည်းဟိုင်းနေကိုတော့အာဆာကိုရဲ့ရိတ်ကလာကယ်ပေးလိုက်ပြီးရှင်းပေကလည်းဟိုင်းနေဝင်ထားတဲ့ခါအိုရီရဲ့အရိတ်ကိုတနက်နဲ့ပစ်ချလိုက်တယ်။အဲ့လိုနဲ့ခါအိုရီရဲ့ရိတ်လည်းရှင်းပေရဲ့ရှေ့မှာပြုတ်ကျလာခဲ့ပြီးဦးရှီယိုလည်းအမိဖမ်းနိုင်လိုက်ပြီဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ခါအိုရီရဲ့ရိတ်ကိုသူကိုယ်တိုင်ဖျက်ဆီးပစ်မယ်ဆိုပြီးခေါင်းကိုကင်ထားကဖျက်ဆီးနေခဲ့တယ်။အဲ့ချိန်ခါအိုရီပုံစံဟန်ဆောင်ကမျက်ရည်ချူဖို့အတွက်လုံနေခဲ့ပြီးဦးရှီယိုတယောက်အငိုက်မိသွားတဲ့ချိန်မှာတော့လက်လေးဘက်ကောင်ရဲ့ဖမ်းတာကိုခံလိုက်ရတယ်။ပြီးတော့မီးထဲကိုဆွဲသွင်းခံလိုက်ရပြီးရှင်းပယ်လည်းကယ်ဖို့အတွက်လုပ်ပေမဲ့တနက်တွေနဲ့တလက်ဆက်ပစ်တာခံလိုက်ရတယ်။ရှင်းပယ်လည်းအသေးအတန်ပဲဦးရှီယိုကယ်ဖို့အတွက်လုပ်နေခဲ့ပေမဲ့သူ့အနေနဲ့ဘလို့မှမတတ်နိုင်တဲ့ဖြစ်နေတဲ့အချိန်တကယ်ဦးရှီယိုကနောက်ကနေပြန်ပေါ်လာခဲ့ပြီးလက်လေးဘက်ကောင်ကိုဒိုးနဲ့လှုပ်ပေးလိုက်တယ်။ပြီးတော့ဟိုင်နဲကိုပြန်ပြီးတော့အန်တုနိုင်တဲ့သူ့ဆွမ်းကြောင်းလက်လေးဘက်ကောင်ကိုအပြတ်ရှင်းတော့မဲ့အချိန်မှာပဲခါအိုရီရဲ့ရိတ်ထဲကိုဟိုင်နဲပြန်ပေါ်လာခဲ့ပြီးအခန်းထဲမှာရှိတဲ့မီးတွေအားလုံးကိုဖျောက်ပစ်လိုက်တယ်။ပြီးတော့အခန်းတစ်ခန်းလုံးကပောက်ကွယ်သွားခဲ့ပြီးဟိုင်နဲကတော့လွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ရှင်ပယ်လည်းတနက်တွေအများကြီးပြစ်ခံလိုက်ရပေမဲ့သူကိုယ်တိုင်ကလည်းသူ့ကိုပြစ်မှတ်ထားမယ်ဆိုတာသိနေပြီး online shop ကမှာထားတဲ့ခြေကဝတ်စုံကိုဝတ်ထားကြောင်းပြောပြလိုက်ကရှင်းပေရဲ့စီစဉ်လည်းအောင်မြင်သွားခဲ့တယ်။အရေးတကောင်ကိုတော့သူတို့တွေအရှင်ဖန်ထားပြီးအဲ့ဒါကတော့မီယိုရဲ့ရိတ်ဖြစ်ကဦးရှီယိုရဲ့အစွမ်းနဲ့မီယိုကိုသူတို့ဘက်ပအောင်လုံနိုင်လိုက်ပြီဖြစ်ပါတယ်။မီယိုရဲ့ရိတ်စီကနေတီးလိုက်ရတာကသူကဟိုင်းနဲ့မွေးဖွားခဲ့တဲ့သူဖြစ်ပြီးသူ့ရဲ့မူရင်းခန္ဓာကိုယ်ဖြစ်တဲ့မီယိုအစ်စ်ကိုတတ်ဖို့အတွက်အခိုင်းခံထားရကြောင်းကိုလည်းပြောပြလိုက်တယ်။အစကစပိန်ကို break ဂျိုးဖြတ်ပြီးဒဏ်ရာရရင်ဆေးရုံမှာခန္ဓာကိုယ်လဲဖို့လှုပ်ထားခဲ့ပေမဲ့မအောင်မြင်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်တယ်။ပြီးတော့မီယိုရဲ့ကူညီကြောင်းတီးလိုက်ရတာကဟိုင်းနဲ့ရိတ်တွေအများကြီးကိုမွေးဖွားနိုင်ကြောင်းနဲ့လက်လေးဘက်ကောင်တဲ့ကောင်ကဟိုင်းနဲ့ရဲ့ပထမဆုံးကလေးဖြစ်ကြောင်းပြောပြလိုက်တယ်။ဟိုင်းနဲ့မွေးလိုက်တဲ့ကလေးတိုင်းကတယောက်စီပြန်ပြီးတော့ပုံတူကူးနိုင်ကြောင်းပြောပြခဲ့တယ်။ပြီးတော့သူတို့တီးလိုက်ရတာကဟိုင်းနဲ့ရဲ့အဓိကထောက်ပံ့ကတော့ဆိုးတို့ရဲ့မိသားစုဖြစ်တဲ့ဟီရှီကာတာမိသားစုပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆိုးကလည်းဒီနေ့ည10:00နာရီသူ့ဖေကသူ့ကိုတွေ့ဖို့အတွက်ဂတိပေးထားကြောင်းပြောပြလိုက်ကသူတို့ထပ်ပြီးစုံစမ်းရမယ့်နေရာကတော့ဆိုးတို့ရဲ့အိမ်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆိုးတယောက်အိမ်ထဲကိုပြန်ဝင်လာတဲ့ချိန်မှာတော့အိမ်ထဲကပရိဘောဂတွေအားလုံးကဖျက်ဆီးခံထားရတယ်ဆိုတာတွေ့လဲရပြီးသူတို့ကိုဖုံးဝဲခြင်းလို့ခုလိုမျိုးလက်စားဖျောက်လိုက်တာဖြစ်ကြောင်းဟီဆူရူကသုံးသပ်ပြလိုက်တယ်။ဒီလိုနဲ့သူတို့တွေနေရာနှံ့ကိုလိုက်ရှာနေတဲ့အချိန်အရေးတစ်ခုကိုရှင်းပေကတွေ့လဲရပြီးထွက်ပြေးသွားတဲ့အရေးနောက်သူတို့လိုက်သွားတဲ့အချိန်မှာတော့အဲ့နေရာကရင်ခွဲယုံရှိတယ်ဆိုတာသိလိုက်ရတယ်။အလောင်းဆိုလို့ဦးရှီယိုရဲ့လောင်းပဲရှိရမှာဖြစ်ပြီးအခုတော့ဦးရှီယိုရဲ့လောင်းကိုဟိုင်းနဲတို့ယူသွားပြီဆိုတာသိလိုက်ရတယ်။ပြီးတော့ထိုကီကပဲအခန်းတစ်ခန်းကိုပြလိုက်ပြီးအဲ့ဒီအခန်းကဟိုင်းနေရှိနေတဲ့လိုင်ကူနဲ့ဓာတ်ရိုက်ချိတ်ဆက်ထားတဲ့လမ်းဖြစ်ကြောင်းပြောပြလိုက်တယ်။အဲ့လမ်းကြောင်းမှာအရေးရဲ့အငွေ့သက်ကိုရတာကြောင့်ဦးရှီယိုနဲ့ရှင်းမဲ့တို့လည်းသွားစစ်ကြည့်ဖို့လုပ်တဲ့အချိန်ဆိုးရဲ့အမေကဆိုးရဲ့အဖေကိုလဲပြီးညှစ်ထားတာကိုတွေ့လိုက်ရတယ်။ဆိုးကတော့သူ့အမေကိုမတက်ဖို့အတွက်တောင်းပန်နေခဲ့ပြီးဦးရှီယိုကပဲကြားထဲကနေသူ့ရဲ့ဆွမ်းနဲ့ပြန်ဟက်လိုက်ကဆိုးရဲ့အမေကိုကုသပေးလိုက်တယ်။အသက်ရှူချက်ပြီးတတိမေးနေတဲ့ဆိုးရဲ့အဖေဖြစ်သူကိုတော့ဆိုးကပဲပြန်ကယ်ပေးလိုက်ပြီးဆိုးကသူ့အဖေကိုတနက်နဲ့ချိန်ထားခဲ့ကအဖြစ်မှန်တွေကိုမေးနေခဲ့ပေမဲ့ဆိုးရဲ့အဖေဖြစ်သူကတော့သူတို့မေးသမျှကိုဖြေမှာမဟုတ်ဘူးဆိုပြီးပြန်ညင်းနေခဲ့တယ်။ပြီးတော့သူ့သမီးထိုကီကိုအနားမှာရှိတဲ့သူအားလုံးကိုတပ်ပြဖို့အတွက်အမိန့်ပေးနေခဲ့ပြီးစိုးချိန်ထားတဲ့တနက်ကိုလည်းပြန်လှူလိုက်ကသူခိုင်းတာမလုပ်တဲ့ထိုကီကိုပစ်ချလိုက်တယ်။အဲ့ချိန်ဦးရှီယိုကိုပါပြစ်ဖို့အတွက်လုပ်နေတဲ့အချိန်ထိုကီကပဲဂျားထဲကနေကပေးလိုက်တယ်။တကယ်တော့ထိုကီကမီယိုရဲ့ရိတ်ဟန်ဆောင်ထားခဲ့တာဖြစ်ပြီးအခုလိုမျိုးထိုကီကိုအန်တယ်ကြားရောက်မှဆိုလို့တမင်လှုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ထိုကီအစ်စ်ကတော့အပြင်မှာပဲစောင့်နေခဲ့တယ်။စိုးကလည်းကိုယ့်သမီးကိုတပ်ပြရကောင်းမလားဆိုပြီးအဖေဖြစ်သူကိုလက်သီးတွေနဲ့ထိုးနေခဲ့ကဆရာဝန်ဖြစ်ပြီးတော့လူတွေကိုတက်ရကောင်းမလားဆိုပြီးဆဲဆူနေခဲ့တယ်။ဘာမှဖြေမဲ့ပုံမပေါ်တာကြောင့်သူ့ရဲ့အရေးကိုပဲထုတ်ဖို့အတွက်လုပ်တဲ့အချိန်ဟီရှီကာတာရဲ့အရေးကထုတ်ပြီးသွားပြီဖြစ်ကြောင်းသိလိုက်ရကသူ့အရေးကထပ်ထုတ်လို့မရတော့ဘူးဆိုတာသိလိုက်ရတယ်။အဲ့အချိန်ကျမှဟီရှီကာတာလည်းအဲ့ဒါဆိုရင်သူလုံနေတာတွေကဘာအတိတ်ပဲမှမရှိတော့ဘူးဆိုပြီးပြောလိုက်တယ်။တကယ်တော့သူလည်းရိတ်ဖြစ်ပြောင်းပြီးသူ့မိန်းမနဲ့သူရိတ်ကဘာထဲမှာတွားနေနေတာပဲဖြစ်ပါတယ်။အဲ့အချိန်တစ်ဖက်ကမ်းမှာနက်စမာကဦးရှီယိုရဲ့လောင်းကိုတဲပြီးဟိုင်နဲကစကားပါလိုက်ကြောင်းပြောပြလိုက်တယ်။ပထမတစ်ခုကတော့ဟီရှီကာတာမိသားစုကိုတာဝန်ထမ်းဆောင်ခဲ့လို့တာဝန်ကျေကြောင်းနဲ့အခုတော့ပြီးပြီဆိုပြီးနှုတ်ဆက်လိုက်ကနောက်တစ်ခုကတော့ရှင်ဘဲကိုဖြစ်ပြီးရှင်ဘဲဘလောက်ပဲစူးစမ်းနောက်2ရက်နေရင်ရာအလုံးဆုံးသက်ပြီဖြစ်ကြောင်းပြောပြလိုက်တယ်။ဦးရှီယိုကတော့လိုက်ဖို့အတွက်ပြင်ပေမဲ့ရှင်းပေကတော့မသွားဖို့အတွက်မှာလိုက်တယ်။မိလည်းနေတဲ့ဟီရှီကာတာရဲ့မိန်းမချီတိုဆဲကပြန်နိုးလာခဲ့ပြီးသူလည်းအကြောင်းစုံကိုတည်သွားခဲ့ရတယ်။ဒါပေမဲ့ဟီရှီကာတာကတော့ဟိုင်းနဲကိုတက်လိုက်ရင်အဆင်ပြေလို့လာပြန်ပေးလိုက်ပြီးဟိုင်းနဲတာတည်သွားမယ်ဆိုရင်အရေးတွေအားလုံးတည်သွားမှဖြစ်ကြောင်းပြောပြလိုက်တယ်။ဦးရှီယိုတော့မှတည်သွားနိုင်တယ်ဆိုပြီးပြောပြလိုက်တာကြောင့်ဦးရှီယိုကတော့ဘာမှမဖြစ်ကြောင်းနဲ့ဒါပေမဲ့သူကမနေ့တနေ့ကတည်းကတည်သွားပြီဖြစ်ကြောင်းနဲ့အခုလိုမျိုးပြန်ရှင်းလာတာကိုပဲလက်ဆောင်အနေနဲ့တတ်မှတ်မှဖြစ်ပြီးဒီအချိန်လေးမှာပဲအားလုံးကိုကဲတင်မယ်ဆိုပြီးပြောပြလိုက်တယ်။ဒီလိုနဲ့အဖိုးကြီးလည်းလက်ခံလိုက်ပြီးဟိုင်းနဲရဲ့တကယ်စီစဉ်ကိုပြောပြလိုက်တယ်။ဟိုင်းနဲကတကယ်တော့အိမ်ပြန်ချင်းနေတာဖြစ်ပြီးဟိုးပင်လည်းပင်အောက်ကသူ့ရဲ့မွေးရမြေစီကိုဖြစ်ကြောင်းပြောပြလိုက်တယ်။သူပါဝင်သူ့ရဲ့ဘိုးဘွားတွေကနှစ်ပေါင်း300ကျော်ဟိုင်းနဲကိုအလုပ်ကျွေးပြုလာခဲ့တာဖြစ်ပြီးသူတို့လည်းဟိုင်းနဲနောက်ကိုလိုက်ဖို့အတွက်ဆုံးဖြတ်ထားပြီးသားဖြစ်ကြောင်းပြောပြလိုက်တယ်။သူ့ရဲ့စန္ဒာကလည်းသူ့မိန်းမနဲ့အတူတူနေသွားခြင်းရုံဖြစ်ကြောင်းပြောပြလိုက်ကမိန်းမ
ဖြစ်သူကဟီရှီကာတာကိုပြန်နှိမ့်သိမ့်ပေးလိုက်ပြီးဟီရှီကာတာကဘာမှမဟုတ်တဲ့နေရာကိုသွားစရာမလိုကြောင်းနဲ့သူ့အတွက်အသက်ရှင်စရာမလိုပဲချန်ရှိနေတဲ့သားနဲ့သမီးအတွက်အသက်ရှင်ပေးရအောင်မှဖြစ်ပြီးတခြားသူတွေကိုလည်းကယ်တင်ပေးရအောင်မယ်ဆိုပြီးတော့နှိမ့်သိမ့်ပေးလိုက်တယ်။ချင်းလေးတွေအားလုံးညီနေသွားတော့အိမ်ရှိမှရှိတဲ့ထိုကီကိုကခြံထဲမှာဖွက်ထားတဲ့မိကန်တစ်တာတစ်လုံးကိုထုတ်ခဲ့လိုက်ကဟီရှီကာတာကလည်းအဲ့ဒီမိကန်တစ်တာကိုထုတ်လိုက်တယ်ပြီးတော့ဖိုင်တွဲတစ်ခုပေါ်လာခဲ့ပြီးပထမဆုံးအနေဖြင့်ရှီတဲကဘယ်သူလဲဆိုတာကိုပြောပြလိုက်တယ်အဗန်တဲကနေပုံတကုံကိုပါထုတ်ပြလိုက်တယ်ဟိုင်းနဲရဲ့လက်အောက်မှာလှုပ်လှုပ်နေတဲ့ရှီတဲဆိုတာကဟီရှီကာတာမိသားစုရဲ့ပထမဆုံးမျိုးဆက်ဖြစ်ကြောင်းပြောပြလိုက်တယ်လက်လေးပန်းနဲ့ရှီတဲကဒဏ်ရာရနေတဲ့သူ့ရဲ့လက်ကိုနက်စပါစီကနေပြန်လဲကူးသားနေခဲ့တယ်ဒီတစ်ခါမှာတော့ပထမဆုံးအချိန်ဖြစ်23ရက်နေ့ကိုရောက်ရှိလာခဲ့ပြီးတညတာလုံးကိုလည်းကြော်ဖြတ်လာနိုင်ခဲ့ကရှင်းဘယ်တို့တွေအဖွဲ့လိုက်ခွဲပြီးတာဝန်ကိုစီလုပ်ဖို့ကိုဆုံးဖြတ်လိုက်ကြတယ်အကြောင်းကသူတို့တွေလူခွဲပြီးတော့အရေးတွေကိုလိုက်လံဖျက်ဆီးမှာပဲဖြစ်ပါတယ်ရှင်းဘယ်တို့တွေတောထဲမှာစုံစမ်းနေတော့အရေးရဲ့ငွေတက်ကိုရတာကြောင့်အမြန်သွားနေတဲ့အချိန်မှာကလေး3ယောက်ကိုအရေးဆရာမကတပ်ပစ်တော့မဲ့အချိန်မှာပဲဦးရှီယိုကအမြန်ကာကွယ်နိုင်လိုက်တယ်ကလေးတွေရဲ့အရေးကိုလည်းနှိမ့်နှင်းနိုင်လိုက်ပြီးကြံနေတဲ့အရေးဆရာမကကလေးတွေကိုတပ်ပစ်တော့မဲ့အချိန်အဝေးမှာရှိနေတဲ့ရှင်းပေကတန်းတန်းနဲ့ပစ်ချလိုက်တယ်ကလေးတွေကတော့ပျော်နေခဲ့ပြီးရုတ်တရက်ရှင်းပေစီကိုလည်းဟီရှီရိုတို့ဖုန်းဆက်လာခဲ့ကသူတို့ဘက်ကလည်းတာဝန်ပြီးသွားပြီဆိုတာသိလိုက်ရတယ်မျက်မြင်တွေ့ထားတဲ့ကလေးတွေကိုလည်းမကောင်းတဲ့အရေးတွေကိုကောင်းတဲ့အရေးတွေကလိုက်လံရှင်းလင်းနေတာကြောင့်ဘယ်သူမှမပြောဖို့တန်မာလိုက်ပြီးရှင်းဘယ်တို့လည်းဟီရှီရိုတို့နဲ့ပြန်တွေ့လိုက်ကြတယ်သူတို့သွားဆုံတဲ့အိမ်တွေတော်တော်များများကအရေးတွေဖြစ်ကူပြောင်းခံလိုက်ရပြီးတချို့ကတော့ဟိုင်းနဲကခေါ်သွားတယ်ဆိုတာသိလိုက်ရတယ်မနေ့ပြန်ပွဲတော်နေ့အတွက်သူတို့တွေအင်အားစုစီနေတာဖြစ်နိုင်ကြောင်းနဲ့မနေ့ပြန်ပွဲတော်နေ့ကိုရပ်တန့်နိုင်မှုဆိုရင်တော့ပွဲတော်ကိုမဖြစ်ဖြစ်အောင်ဖျက်ဖို့အတွက်သူတို့ကလိုအပ်နေခဲ့တာပဲဖြစ်ပါတယ်အဲဒါကြောင့်ပွဲတော်ရဲ့အဓိကကျင်းပရနေရဖြစ်တဲ့ဟီရိုကိုနတ်ကုံကိုတွားကြမယ်ဆိုပြီးတော့စီစဉ်ဆွဲလိုက်ကြတယ်ရှင်းဘယ်တဲ့လေကားတွေနဲ့အပေါ်ကိုတက်လာခဲ့ပြီးနတ်ကုံရဲ့ရှေ့ကိုရောက်တဲ့ချိန်မှာတော့နတ်ကုံရဲ့ဖုန်းတော်ကြီးဖြစ်တဲ့ခါရီကယ်ရီကတပြက်စီလဲပြီးရှိနေခဲ့ကရှင်းဘယ်ကစကားပြောစရာရှိတယ်ဆိုတာကြောင့်နတ်ကုံတဲ့ကိုခေါ်လိုက်တယ်တိုကျိုကိုမရောက်ဘူးတဲ့ပုံစံနဲ့ရှင်းဘယ်ကိုတိုကျိုမှာပူလာလို့မေးနေပြီးအရင်ဆုံးစကားဆက်မိပြောနေခဲ့ကြကခါရီကယ်ရီကဂိမ်းနေချောင်းကိုစိတ်ဝင်စားတယ်ဆိုတာလည်းသိလိုက်ရတယ်ဒီလိုနဲ့ရှင်းဘယ်ကဟီဆူရူစီကနေတိထားတဲ့ဟီရိုကိုနတ်ကုံချောင်းကိုပြောပြနေခဲ့ပြီးသူတိထားတဲ့အရေးတွေရဲ့မူလဇက်ကြောင်းကိုလည်းပြောပြခဲ့တယ်အရေးတွေဆိုတာကတက်ရှိတမျိုးဖြစ်ပြီးအာကာသထဲမှာတည်ရှိနေတဲ့မျိုးစိတ်တစ်ခုဖြစ်ခဲ့ကသူတို့ကဘေးနားကအရာတွေကိုပုံတူကူပြီးအဲ့ဒီအရာတွေကိုစားတောက်နေခဲ့တာပဲဖြစ်ပါတယ်ဥက္ကခဲပုံစံပြောင်းထားတဲ့သူအတွက်ဘာမြေစီကိုရောက်လာခဲ့ပြီးသမုတ်တရားတဲ့ကြားရောက်နေတာတော်တော်လေးကြာခဲ့ပါတယ်ဒီလိုနဲ့ဟိုးရင်တော့ဒီကျွန်းလေးဟာလည်းစစ်ပွဲတွေကြောင့်ငှက်ဘေးဆိုင်နေခဲ့ပြီးရွာသားတွေတဖြုတ်ဖြုတ်တေးချင်နေတဲ့အချိန်မှာဝေလာငါးတကောင်ကကမ်းမှာတောင်းတင်နေခဲ့တယ်ဒီရွာရဲ့ယုံကြည်ကလည်းဟီရိုကိုနတ်ဖျားကသူတို့ကိုကောင်းချီးပေးမယ်ဆိုပြီးယုံကြည်နေခဲ့ကတန်ငါတဲ့ကောင်မလေးတယောက်ကဝေလာငါးရဲ့အနားကိုကတ်သွားတဲ့အချိန်သူကိုယ်တိုင်ဝေလာငါးရဲ့ပုံတူကူးတာခံလိုက်ရတယ်အဲ့ချိန်ပုံတူကူးတဲ့သူကအဲ့ကောင်မလေးကိုစားခဲ့တာဖြစ်ကြောင်းပြောပြလိုက်တယ်အဲ့ဒီဖြစ်စဉ်ရဲ့အစအဆုံးကိုလည်းခါရီကယ်ရီကတေချာပေါက်တွေ့ခဲ့တယ်မှလားဆိုပြီးတော့မေးလိုက်ကခါရီကယ်ရီကလည်းဒါကလွန်ခဲ့တဲ့နှစ်300လောက်ကတမိုင်းဖြစ်တာကြောင့်ဘလို့လို့ဖြစ်နိုင်မှာလဲဆိုပြီးတော့ညင်းနေတဲ့အချိန်ရှင်းဘယ်ကတော့သူ့အကုန်သိပြီးဖြစ်ကြောင်းပြောပြလိုက်တယ်ပြီးတော့အိတ်ထောင်ထဲကနေသူယူလာတဲ့ပုံကိုထုတ်ပြလိုက်ပြီးဒီပုံကိုအရင်ကြည့်ပြီးမှညင်းစရာရှိတာကိုညင်းလို့ရကြောင်းပြောပြလိုက်ကခါရီကယ်ရီကပုံကိုကြည့်လိုက်တဲ့အချိန်စစ်ပွဲကာလ1940ကျော်ကရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံမှာခါရီကယ်ရီရဲ့မျက်နှာရှိနေခဲ့ပြီးအဲ့ဒါကဟီရှီကာတာရဲ့အဖိုးရဲ့ပုံဖြစ်နေခဲ့တာကြောင့်ရှင်းဘယ်လည်းတနက်နဲ့ချိန်ထားပြီးမင်းဘယ်လိုလဲဆိုပြီးမေးနေခဲ့တယ်ဒီလိုနဲ့နောက်တဲ့ပုံကိုထပ်ကြည့်လိုက်ဖို့အတွက်ပြောလိုက်တဲ့အချိန်ခါရီကယ်ရီလည်းပုံကိုကြည့်လိုက်တော့ဟီရှီကာတာရဲ့အဖေကိုယ်တိုင်ရိုက်ထားတဲ့ခါရီကယ်ရီရဲ့ငယ်ဘွားပုံကိုထပ်တွေးလိုက်ရပြန်ပြီးခါရီကယ်ရီကအရေးလည်းမဟုတ်သလိုလူသားလည်းမဟုတ်ဘူးဆိုတာပါသိလိုက်ရတယ်တကယ်တော့ခါရီကယ်ရီဆိုတဲ့သူကဟီရှီကာတာမိသားစုရဲ့ပထမဆုံးလူဖြစ်တယ်လို့ခါရီကယ်ရီကနတ်ကုံရဲ့တီထောင်သူတဦးလည်းဖြစ်နေခဲ့တယ်ဟီရှီကာတာမိသားစုနဲ့ခါရီကယ်ရီမိသားစုဆိုတာအရင်ကတည်းကအိမ်အောင်စုသူပဲဖြစ်ကြောင်းကိုရှင်းပြခဲ့တယ်ခါရီကယ်ရီဟာချုံးဘော်ကိုတောင်းတင်လာတဲ့ဟီရိုကိုကနေတဆင့်ဟိုင်းနဲဆိုပြီးဖြစ်တည်လာခဲ့ကဟိုင်းနဲရဲ့ခန္ဓာကိုယ်နဲ့တတိသေးပြီးကလေးတယောက်ဖွားမြင်ခဲ့တာပဲဖြစ်ပါတယ်ပြီးတော့သူ့ကိုယ်သူနတ်ဖျားရဲ့ခင်မုန်းဆိုပြီးမှတ်ယူကဟိုင်းနဲရဲ့မိသားစုနာမည်ကိုခါရီကီရီဆိုပြီးစတင်သုံးစွဲလာခဲ့တာပဲဖြစ်ပါတယ်အခုတော့ခါရီကီရီမိသားစုကနတ်ဖျားကိုကိုးကွယ်တဲ့ဘာသာရေးအဖွဲ့ဖြစ်နေပြီးဟီရှီကာတာမိသားစုကတော့ဆရာဝန်မိသားစုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်ဟိုင်းနဲကနေမွေးလာတဲ့ကလေးကအသက်အရွယ်ရလာတဲ့နဲ့မျှသူ့ရဲ့အဖေဖြစ်သူနဲ့ချွတ်ဆွတ်ရုပ်တူလာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါကိုမြင်တော့ရှိတဲ့ဟီကိုကတခုတည်းတော့လိုအင်ဆန္ဒနိုးထလာခဲ့ပြီးထာဝရအသက်ရှင်ကျင်သွားတာပဲဖြစ်ပါတယ်ရှိတဲ့ကမွေးလာတဲ့ကလေးတိုင်းကိုဟိုင်းနဲရဲ့စွမ်းနဲ့သူ့ရဲ့မညံတွေကိုထည့်လိုက်တာကြောင့်အဲ့လိုနွေနဲ့သူဟာငယ်ရွယ်နှုတ်ပြုံမှုကိုထိမ့်သိမ်းထားတာပဲဖြစ်ပါတယ်ဓာတ်ပုံကိုရိုက်ခဲ့တဲ့သူကဟီရှီကာတာရဲ့အဖေဖြစ်ပြီးသူကိုယ်တိုင်ကလေးမွေးပေးခဲ့တဲ့သူဖြစ်ကြောင်းကိုလည်းပြောပြခဲ့တယ်အခုတော့ရှိတဲ့ကလွန်ခဲ့တဲ့နှစ်300ကနေခုချိန်ထိတက်ရှိနေသေးတာပဲဖြစ်ပါတယ်အဖြစ်မှန်ပေါ်လာတဲ့ရှိတဲ့ကလည်းရှင်းပေကအချိန်ခီးသွားနိုင်လို့တိုက်ပွဲကမမျှတဘူးဆိုပြီးပြောနေခဲ့တယ်ဒီလိုနဲ့ရှိတဲ့ကပဲတမိုင်းချောင်းရဲ့ဖြစ်မှန်စစ်ကိုပြောပြခဲ့တယ်ဟီရိုကိုပထမဆုံးပုံသူခူလိုက်တဲ့သူကတော့ရွာသားငါတဲ့ရဲ့သမီးဖြစ်တဲ့ဟိုင်းနဲကိုဖြစ်ပြီးအဲ့ဒီကနေတဆင့်ရွာသားတွေကိုစားတော့ပြီးရွာသားတွေရဲ့ငတ်မုံမှုကိုအရေးတွေဖြစ်ပြောင်းလဲပေးခဲ့ကကုသပေးခဲ့ကြောင်းကိုလည်းပြောပြလိုက်တယ်ပြီးတော့သူ့ကိုယ်သူဂုံယူဝင့်ကြွားစွာနဲ့ဒီကျွန်းခုလိုမျိုးရက်တည်နေရတာကသူ့ကြောင့်ဆိုပြီးပြောနေခဲ့ကရွာသားတွေဆိုယုံကြည်မှုတစ်ခုနဲ့မျောလင်းချက်ကိုသူကစိုက်သွင်းပေးခဲ့တာဖြစ်ကြောင်းရှင်းပြနေခဲ့တယ်ဒါပေမဲ့အရေးအကြောင်းစုံစမ်းတဲ့သူတွေကိုတော့သူကပဲရှင်းထုတ်ပေးခဲ့ရတာဖြစ်ပြီးအဲ့ဒီထဲမှာရှင်းဘဲရဲ့အဖေနဲ့အမေလည်းပါခဲ့တာပဲဖြစ်ပါ
ပါတယ်ရှင်းမဲ့ကလည်းမတော်တဆမှုကြောင့်တည်သွားတာမဟုတ်လားလို့မေးနေတဲ့အချိန်ဟိုင်းနဲ့တီရှိနေတဲ့မြေအောင်ဥမြင့်လိုင်ကောင်းချောင်းကိုတည်သွားခဲ့တာဖြစ်ပြီးတခြားရွာသားတွေကိုလည်းပြောပြတော့မဲ့အချိန်မှာပဲရှီတဲကမဖြစ်မနေရှင်းလိုက်ရတာဖြစ်ကြောင်းပြောပြနေခဲ့တယ်ဒေါ်တာထွက်သွားတဲ့ဦးရှိယိုကတော့ရှင်းဘက်ကိုအမြန်ပဲတက်ပစ်လိုက်ဖို့အတွက်ပြောနေခဲ့ကလက်တုံနေတဲ့ရှင်းဘက်အစားဦးရှိယိုကပဲကြားထဲကနေနှစ်ပိုင်းပိုင်းပစ်လိုက်တယ်ရှင်းဘက်ကတော့ဘာမှမတတ်နိုင်ပဲဒီတိုင်းကြည့်နေခဲ့ရတယ်လူသားပဲဖြစ်တဲ့ရှီတဲကတော့အလွယ်လေးပဲတည်သွားခဲ့ရပြီဖြစ်ကဦးရှိယိုလည်းပြင်မှာစောင့်နေတဲ့သူတွေကိုပြောပြနေတဲ့အချိန်ဦးရှိယိုရဲ့အရေးကလန်ချချောင်းနဲ့စိုက်တာခံလိုက်ရတယ်ဦးရှိယိုလည်းဘာမှမတတ်နိုင်ပဲဖြစ်သွားခဲ့ကအဲ့နေရာမှာအသက်ခံလိုက်ရပြီဖြစ်ပါတယ်ရှင်းဘက်လည်းဦးရှိယိုရဲ့အရေးကသူ့မျက်စိရှိတင်ပျောက်ကွယ်သွားခဲ့ကအရေးကအနာဂတ်မှာတည်လဲအတိတ်ကိုလည်းပြန်ခေါ်လို့မရတော့ဘူးဆိုပြီးရှီတဲကပြောနေတဲ့အချိန်ရှင်းဘက်ကတနက်နဲ့ပြစ်လိုက်ပေမဲ့အရေးကရုတ်တရက်ပေါ်လာခဲ့ပြီးရှီတဲရဲ့ခန္ဓာကိုယ်ကိုဖုံးအုပ်သွားခဲ့တယ်ပြီးတော့ရှင်းဘက်ကိုလည်းလန်နဲ့ထိုးဆိုင်လိုက်ကရှင်းဘက်တယောက်နောက်ကိုတော့လန်ကျသွားခဲ့တယ်အပြင်မှာစောင့်နေတဲ့ဟီရှီရိုတို့လည်းဘာမှမတတ်နိုင်ပဲရှင်းဘက်တယောက်ကတော့အသက်ခံလိုက်ရပြီဖြစ်ပါတယ်ဦးရှိယိုကိုတန်းတနေရင်အတိတ်ကိုပြန်ရောက်လာခဲ့ကတောထဲမှာကလေးတွေကိုကယ်နေတဲ့အချိန်ကိုရောက်လာခဲ့ပြီးအနာဂတ်မှာအသက်ခံလိုက်ရတဲ့ဦးရှိယိုကတော့သူနဲ့သူပြန်မပါလာတော့ပါဘူးခဏကကလေးတွေကိုကယ်ပြီးပျော်နေတဲ့အချိန်မှာပဲဦးရှိယိုကလုံးဝကိုငိုကြွေးနေခဲ့တယ်အဲ့ချိန်သူ့ကိုစောင့်ကြည့်နေတဲ့ဟိုင်းနဲကအရေးကြီးကန်းတဲ့ကောင်နဲ့ရောက်လာခဲ့ပြီးဦးရှိယိုကိုမတွေ့ရတော့လို့ဆိုကသူကိုယ်တိုင်ကိုတင်ပြလာခဲ့ပြီးပဲဖြစ်ပါတယ်အနားမှာရှိနေတဲ့ကောင်မလေးရဲ့အရေးကိုပုံတူကူးလိုက်တာဖြစ်ပြီးပြီးတော့အခုမှပြန်ရောက်လာတဲ့ရှင်းပေက၆ကမ်းမမှာရက်နေတယ်ဆိုတာသူသိလိုက်ပြီးဒီတစ်ခါမှာတော့ဦးရှိယိုမရှိတော့တဲ့အတွက်ရှင်းပေကသူ့အစီအစဉ်ကိုဖျက်ဆီးနိုင်တော့မှာမဟုတ်ဘူးဆိုပြီးဟိုင်းနဲကသူ့ရဲ့အရေးမိစ္ဆာတွေအများကြီးကိုဆင့်ခေါ်လိုက်တယ်ဒီလိုနဲ့ရှင်းပေနဲ့တခြားသူတွေအားလုံးကိုတပ်ပစ်ဖို့အတွက်အမိန့်ပေးလိုက်ပြီးရှင်းပေလည်းဘာမှမလုပ်နိုင်တော့လို့ဘောင်းမီအိတ်ကတဲ့လက်ထဲလိုက်တဲ့အချိန်ဟိုင်းနဲကချက်ချင်းပဲအရေးတွေကိုတပ်ပြန်ခောက်ခိုင်းလိုက်ပြီးသူလည်းထွက်ပြေးသွားခဲ့တယ်ရှင်းပေလည်းထပ်ပြီးအကဲတင်ခံလိုက်ရကဘာကြောင့်မှမသိပေမဲ့သူ့လက်ထဲမှာဦးရှိယိုရဲ့ရောက်သွားခွင့်လေးတစ်ခုရှိနေခဲ့တယ်ဒီလိုနဲ့ဟီဆူရူကိုချက်ချင်းဖုန်းဆက်လိုက်ပြီးသူတို့ရဲ့အစီအစဉ်အားလုံးပြောင်းပြီဖြစ်ကြောင်းနဲ့စုံမက်ကိုလာခဲ့ဖို့အတွက်မှာလိုက်ကဦးရှိယိုတည်သွားပြီဖြစ်ကြောင်းကိုလည်းပြောပြခဲ့တယ်ဟီဆူရူလည်းဘယ်ကိုလာမလဲပြောတော့ကျွန်းရဲ့နောက်ဘက်ခြမ်းကလူသူမရှိတဲ့နေရာတစ်ခုကိုချင်းဆိုလိုက်တယ်တကယ်တော့ခုလိုမျိုးချင်းဆိုလိုက်တဲ့သူကရှင်းပေအစ်စ်မဟုတ်ပဲရှင်းပေကိုပုံတူကူးထားတဲ့ရှင်းပေရဲ့အရေးဖြစ်နေခဲ့တယ်ရှင်းပေအစ်စ်ကတော့ဘ누구မှဖုန်းခေါ်လို့မရပဲအားလုံးကဆက်ပိတ်ထားပြီးဆက်သွယ်မှုဧရိယာပင်ပါလည်းရောက်နေခဲ့တာကြောင့်အမြန်ပဲစုံမက်ဖြစ်တဲ့စားတောက်ဆိုင်ကိုသွားလိုက်တဲ့အချိန်မီယိုနဲ့တခြားသူတွေပါရှင်းပေကိုရှာဖို့အတွက်ထွက်သွားခဲ့ပြီးဖြစ်ကြောင်းပြောပြလိုက်တယ်ဘယ်ကိုသွားလဲဆိုတာတော့မသိပဲရှင်းပေလည်းစိတ်သက်ကြကြနဲ့အခန်းထဲသွားနေတဲ့အချိန်သူ့ရဲ့အရေးကိုအရင်ကအနာဂတ်တစ်ခုမှာပုံတူကူးခံလိုက်ရတယ်ဆိုတာသတိရပြီးသွားခဲ့တယ်အဲ့လိုနဲ့ရှင်းပေတယောက်စိတ်သက်ကြနေတဲ့အချိန်အတန်တန်ရှားလို့တကားကိုဖွင့်ကြည့်လိုက်တော့မီယိုရဲ့အရေးကဖမ်းခံထားရတယ်ဆိုတာသိလိုက်ရတယ်ဒီလိုနဲ့ရှင်းပေလည်းကယ်ပေးလိုက်ပြီးဘ누구ကခုလိုမျိုးလှုပ်သွားတာလဲမေးလိုက်တော့မီယိုအစ်စ်ကလှုပ်သွားခဲ့တာဖြစ်ပြီးဦးရှိယိုတည်သွားခဲ့တာကြောင့်မီယိုကိုဟိုင်းနဲကပြန်ခေါ်နိုင်ပြီးအနေများလို့ခုလိုမျိုးဖမ်းထားခဲ့တာပဲဖြစ်ပါတယ်အဲ့ချိန်ဟီဆူရူကနေဖုန်းလာတာကြောင့်ရှင်းပေလည်းအမြန်ကောက်ကင်လိုက်တဲ့အချိန်ရှင်းပေရဲ့အရေးအတန်ဖြစ်နေခဲ့ပြီးကိုပြန်ပြီးတော့ဖုန်းပြောနေခဲ့ရတယ်ဟီဆူရူဘယ်မှာရှိလဲလို့မေးလိုက်တော့သိချင်ကိုယ်တိုင်လာကြည့်ဆိုပြီးတော့ပြောလိုက်တယ်ဟီဆူရူကိုတော့အနောက်ဘက်ကကျွန်းရဲ့နေရာကိုချိန်ထားခဲ့ပြီးမီယိုကိုတော့ဖះเจ้าမှာချိန်ထားကြောင်းပြောပြလိုက်ကတောင်နဲ့မြောက်ဖြစ်နေခဲ့တာကြောင့်ဘ누구ကိုရွေးချယ်မလဲဆိုပြီးတော့ရွေးခိုင်းလိုက်တယ်ရှင်းပေလည်းဘ누구ကိုရွေးရမလဲမသိတိုင်ပတ်နေခဲ့ကတေချာပေါက်နှစ်ဖက်လုံးကိုသွားလို့မရတော့ဘူးဆိုတာသိလိုက်ရတယ်အချိန်ခရီးဆက်သွားပြန်ရင်လည်းဘ누구ကိုမှကယ်လို့မရတော့ဘူးဆိုပြီးစိတ်သက်ကြနေတဲ့အချိန်မီယိုအစ်စ်ကတော့ဖះเจ้าကိုလိုက်သွားတဲ့အချိန်ခါရီကီရီနဲ့တွေ့လိုက်ရပြီးခါရီကီရီကလည်းမီယိုကိုငတုံးဆိုပြီးပြောနေခဲ့တယ်တစ်ဖက်ကဟီဆူရူနဲ့တခြားသူတွေကလည်းကျွန်းရဲ့နောက်ဘက်ကိုသွားလိုက်တော့ရှင်းမေကတကယ်ပဲဒီနေရာကိုခေါ်တာလားဆိုပြီးတန်တရားဝင်နေခဲ့ကဟီဆူရူလည်းအဲ့နေရာကိုသူတယောက်ပဲသွားမှဖြစ်ကြောင်းနဲ့နေဆူတို့ကဒီကနေပဲစောင့်ကြည့်ဖို့အတွက်မှာထားခဲ့တယ်ရှင်းမေအတူဆိုတာသိတာနဲ့သူအချက်ပြမှဖြစ်ပြီးနောက်ကနေပတ်ဖို့ကသူလည်းထွက်ပြေးမှဖြစ်ကြောင်းပြောပြလိုက်တယ်ဒီလိုနဲ့ဟီဆူရူတယောက်လည်းရှေ့ကိုတက်သွားခဲ့ပြီးအခုချိန်ကဒီရေလိုင်းကျနေတဲ့အချိန်ဖြစ်တာကြောင့်အဲ့ဒီကျွန်းကိုသွားနိုင်တဲ့လမ်းကလည်းပေါ်လာခဲ့တယ်အဲ့လိုနဲ့ကျွန်းရဲ့တစ်ဖက်ကကိုရောက်သွားတဲ့အချိန်မှာတော့ရှင်းမေအတူကဟီဆူရူကိုအမြန်ရောက်လာလို့ဝမ်းသာတောင်ကြိုးစိုးနေခဲ့ပေမဲ့ဟီဆူရူကအရေးနဲ့လူသားကိုခွဲခြားနိုင်တဲ့အစွမ်းရှိတာကြောင့်လိမ်မနေတော့ဖို့အတွက်ရှင်းမေကိုပြောလိုက်တဲ့အချိန်မှာပဲဟီဆူရူရဲ့နောက်ဘက်ကနေလန်တချောင်းကပေါ်လာခဲ့ပြီးစိုက်လိုက်ပေမဲ့ဟီဆူရူကနာဂတ်20စက္ကန့်ကိုမြင်နိုင်တာကြောင့်အတားရလေးရှောင်ကပြန်လဲတောင်ခုခံနိုင်လိုက်တယ်။ဦးရှိယိုကိုနာဂတ်မှာအခုလိုမျိုးနောက်ကနေချောင်းတိုက်ခိုက်ခဲ့လာလားလို့မေးလိုက်တော့ခါရီကီဗီကလည်းသူ့ရဲ့မူလပုံစံကိုပြန်လဲပြောင်းလဲလိုက်တယ်။ပြီးတော့ဟီဆူရူကိုလည်းချက်ချင်းပဲတွားရောက်တိုက်ခိုက်လိုက်ပြီးဟီဆူရူရဲ့ခန္ဓာကိုယ်လည်းရူနိုစကဲဝင်လိုက်ကအနာဂတ်ကိုကြုံမြင်နိုင်တဲ့အစွမ်းနဲ့ပြန်လဲခုခံပြီးတိုက်ခိုက်နေခဲ့ပြီးဖြစ်ပါတယ်။ဒီလိုနဲ့ရှီတဲရဲ့ခေါင်းကိုပါဖွင့်အောင်ထိုးချနိုင်လိုက်တယ်။တကူလုံးကိုဖျက်ဆီးလိုက်တာတောင်မှရှီတဲကလုံးဝ over power ဖြစ်နေပြီးမတိနိုင်ဖြစ်နေခဲ့ကရူနိုစကဲရဲ့ထိန်ချုံမှုကြောင့်ဟီဆူရူရဲ့ခန္ဓာကိုယ်လည်းမထိန်ချုံနိုင်ဖြစ်လာကအကန့်အသတ်ကိုရောက်လာခဲ့တယ်။ဒါပေမဲ့ဟီဆူရူကတော့သူ့အသက်ကိုတော့မှရင်ရမယ်ဆိုရင်တော့ရှီတဲရဲ့အားနည်းချက်ကိုရအောင်ရှာသွားမယ်ဆိုပြီးအတင်းတိုးကတိုက်ခိုက်နေခဲ့ပြီးဖြစ်ပါတယ်။ရှီတဲရဲ့လန်နဲ့ရှီတဲကိုပြန်လဲထိုးချလိုက်ပြီးရှီတဲရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလဲချနေခဲ့ပေမဲ့အထဲမှာလူသားဖြစ်တဲ့ဟီဆူရူရဲ့ခန္ဓာကိုယ်မတွေ့ရကအခွန်တက်တက်ကြီးဆိုတာပဲသိလိုက်ရတယ်။အဲ့ချိန်ရှင်းဘက်ရဲ့ခန္ဓာကိုယ်ထဲဝင်ထားတဲ့ဟိုင်းနဲကဟီဆူရူကိုဒီကျွန်းစီဘာလို့ပြန်လာတာလဲမေးလိုက်ကပြန်လာရင်သူကိုယ်တိုင်တပ်ပစ်မယ်ဆိုတာသိနေတယ်မလားဆိုပြီးတော့မေးလိုက်တယ်။ရှီတဲကလည်းဟီဆူရူရဲ့မောင်လေးတေရတာနဲ့ဟိုင်းနဲတယောက်ဟီဆူရူကြောင့်ပဲဒဏ်ရာရသွားခဲ့ကမွေးရမြေကိုမပြန်နိုင်တော့တာလဲဟီဆူရူရဲ့အပြစ်ပဲဆိုပြီးရှီတဲကပြောနေတဲ့အချိန်ဟီဆူရူလည်းသူ့ရဲ့ဖြစ်ကြောင်ဝန်ခံလိုက်တယ်။ဒါပေမဲ့သူဒီကိုလာရတဲ့အကြောင်းရင်းကအနည်းဆုံးတော့အခုတည်းအသက်မဆုံးရှုံးရသေးတဲ့အသက်တွေကိုတတ်နိုင်တယ်လို့ကယ်တင်ပေးဖို့ဖြစ်
ပြီးသူ့ကိုအတင်းတိုက်ခိုက်လာတဲ့ရှီတဲကိုဟီဆူရူကအမြန်ပြတ်ခုခံလိုက်ကရှီတဲရဲ့ခန္ဓာကိုယ်ထဲရိုနိုစကဲရဲ့ဝိညာဉ်ကိုဝန်ခံလိုက်တယ်တကယ်တော့ဒါကဟီဆူရူရဲ့အကြံဉာဏ်ဖြစ်ပြီးဝင်ပြီးပူးကတ်တာကရိုနိုစကဲရဲ့အစွမ်းဖြစ်တာကြောင့်ရှီတဲရဲ့ခန္ဓာကိုယ်အတွင်းတစ်ပတ်ထံကနေတွားရောက်တိုက်ခိုက်ခိုင်းလိုက်တာဖြစ်ပါတယ်အဲ့လိုနဲ့ရှီတဲရဲ့ခန္ဓာကိုယ်ထဲကနေရိုနိုစကဲကထွက်လာနိုင်ခဲ့ပြီးရှင်းဘယ်ရဲ့ခန္ဓာကိုယ်ထဲဝင်နေတဲ့ဟိုင်နဲကလည်းလုံးဝကိုမကျေနပ်ဖြစ်သွားခဲ့ရတယ်ရိုနိုစကဲရဲ့ဝိညာဉ်မရှိတော့တဲ့ဟီဆူရူရဲ့ခန္ဓာကိုယ်ကမတ်တက်တောင်လုံးဝမရက်နိုင်တော့ပဲဖြစ်သွားခဲ့ကလဲကြတော့မဲ့အချိန်ထိုကီတို့ရောက်လာပြီးအချိန်မီကယ်ပေးလိုက်တယ်ခန္ဓာကိုယ်ပေါ်နေပြီဖြစ်တဲ့ရှီတဲကိုလည်းတိုက်ခိုက်လိုက်တယ်တစ်ဖက်ကကာရီကီဒီနောက်တစ်ယောက်စီကိုရှင်းမဲ့တို့ကအချိန်မီရောက်သွားခဲ့ပေမဲ့ရှင်းမဲ့ကိုနည်းနည်းလေးနောက်ကျသွားကြောင်းပြောပြလိုက်ကမီယိုနဲ့ဆိုးရဲ့ခန္ဓာကိုယ်ကိုသူတို့ရဲ့အမေစီဆက်သားလိုက်ပြီးဖြစ်ကြောင်းပြောပြလိုက်တယ်စကားပြောနေတော့မှပဲမီယိုကချက်ချင်းပဲတက်ပစ်လိုက်တယ်မီယိုရဲ့ခန္ဓာကိုယ်အစ်နဲ့ဆိုးရဲ့ခန္ဓာကိုယ်ကတော့အသက်ခံလိုက်ရပြီဖြစ်ကြောင်းပြောပြလိုက်ကအချိန်မမီတော့ဘူးဆိုတဲ့အကြောင်းကိုလည်းမီယိုကရှင်းပြလိုက်တယ်ပြီးတော့ကာရီကီရဲ့ခန္ဓာကိုယ်ကဗလာတက်ပဲဖြစ်နေခဲ့ပြီးအထဲမှာဘာမှညံတစ်ခုမှမရှိနေဘူးဆိုတာသိလိုက်ရတယ်သူတို့နားလေးကိုထိုကီကိုလည်းတန်ရဘလက်ပွားနဲ့ရောက်လာခဲ့ပြီးသူ့ရဲ့အရေးတွေကြောင့်သူအသက်ရှင်နေခဲ့ရတယ်ရှင်းဘယ်တို့လည်းနားသွားကြည့်လိုက်တော့မှထိုကီကဟီဆူရူကိုကယ်တင်ပေးပါဆိုပြီးတောင်းဆိုကတိတ်ဆုံးသွားခဲ့တယ်ပြီးတော့ဟီဆူရူရဲ့ပစ္စတိုကိုပါတွေ့လိုက်ရပြီးချီတတောင်းရှိနေသေးတာကိုသိလိုက်ရတော့ရှင်းပေကအားလုံးကိုကယ်တင်ဖို့နောက်တစ်ခါအချိန်ကြီးသွားမှဖြစ်ကြောင်းပြောပြလိုက်တယ်ဒီတစ်ခါမှာတော့ရှင်းပေကအကုန်လုံးကိုရအောင်ကယ်တင်မယ်လို့မီယိုကိုတတိပေးပြီးသူ့ရဲ့နဖူးကိုတနက်နဲ့ပစ်ချလိုက်တယ်အဲ့လိုနဲ့ပဲအသိကိုပြန်ရောက်သွားပြီးမီယိုနဲ့ဆိုးကိုရေပိုက်လိုင်းတွေကနေတဆင့်ချိန်မီလေးကယ်လိုက်နိုင်ပြီပဲဖြစ်ပါတယ်အဲ့လိုနဲ့မီယိုနဲ့ဆိုးကိုအကြောင်းစုံရှင်းပြလိုက်ပြီးမီယိုကိုဖုန်းဆက်တဲ့သူကရှင်းပေအတူဖြစ်ကြောင်းပြောပြလိုက်ကမီယိုအစ်စ်ကလည်းမီယိုအရေးကိုတောင်းပန်စကားဆိုနေခဲ့တယ်အဲ့လိုနဲ့ရှင်းပေကမီယိုအစ်စ်နဲ့ဆိုးကိုစားတောက်ဆိုင်မှာစောင့်နေခိုင်းလိုက်ပြီးသူကတော့မီယိုအရေးနဲ့ဟီဆူရူကိုကယ်ဖို့အတွက်အသေးတန်သွားနေခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့ရောက်သွားတဲ့အချိန်မှာတော့ထိုကီရဲ့အရေးကရှီတဲရဲ့ရေးကိုတိုက်ခိုက်ဖို့အတွက်ကြံနေတဲ့အချိန်မှာပဲအသက်ခံလိုက်ရတယ်ရှင်းဘက်အစ်စ်ရောက်လာတော့ရှင်းဘက်အတူကရှင်းဘက်ကိုစောင့်နေတာဖြစ်ကြောင်းပြောလိုက်ပြီးဟီဆူရူကတော့ရှီတဲရဲ့တက်တာကိုခံလိုက်ရပြီပဲဖြစ်ပါတယ်မျက်စိရှိမှလည်းအသက်ခံလိုက်ရတာကြောင့်ရှင်းဘက်လည်းလုံးဝကိုမခံနိုင်ဖြစ်နေခဲ့ပြီးအကုန်လုံးကပြန်လဲခုခံဖို့အတွက်လုပ်နေခဲ့ကြပေမဲ့နယ်ဆူကပဲအားလုံးကိုတက်ပြန်ခောက်ဖို့အတွက်ပြောနေခဲ့တယ်အဲ့အချိန်မှာရှင်းဘက်ကလည်းဒေါတာထွက်နေတဲ့အချိန်ရှင်းဘက်ရဲ့ဘောင်းမီတဲကနေအလင်းတန်းကြီးတွေဖြတ်ထွက်လာခဲ့ကအရေးရှင်းဘက်ကလည်းသူတို့တွေအခွင့်အရေးတာနေပြီဖြစ်တာကြောင့်လောလောဆယ်တက်ပြန်ဆုပ်အောင်မယ်ဆိုပြီးတော့ဆုပ်သွားခဲ့တယ်ဒါပေမဲ့ရှင်းဘက်တို့ဘက်မှာတော့ဟီဆူရူကိုဆုံးရှုံးလိုက်ရပြီးဟီဆူရူရဲ့ဒဏ်ရာကတော်တော်လေးချင်နေစိုးနေခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုနဲ့ရှင်းဘက်လည်းဟီဆူရူကိုကယ်တင်ဖို့အတွက်အသိကိုပြန်သွားမယ်အလုံးမှာဟီဆူရူကတော့ရှင်းဘက်ကကြောက်ကံမှာရှိနေပြီဖြစ်တာကြောင့်မဖြစ်နိုင်တော့ဘူးလို့ပြောနေတဲ့အချိန်မီယိုကတော့ဂျားထဲကနေကယ်ပေးလိုက်တယ်ဒီတခါရှင်းဘက်ထေသွားရင်အသိကိုပြန်သွားနိုင်တော့မယ်မထင်ဘူးဆိုပြီးပြောပြလိုက်တယ်အဲ့အချိန်ဟီဆူရူလည်းရှင်းဘက်ရဲ့အင်ဂျီကိုဆွဲလိုက်ပြီးဟိုင်နဲကတကယ်တော့ရှီတဲရဲ့ထင်းကျုပ်တာခံနေရတဲ့ကလေးငယ်တယောက်ဖြစ်ကြောင်းနဲ့သူကသူ့ရဲ့အိမ်ကိုပဲပြန်ကျင်တာဖြစ်ကြောင်းပြောပြလိုက်ကရှင်းဘက်ကိုကယ်တင်ပေးပါဆိုပြီးတောင်းဆိုလိုက်တယ်ပြီးတော့သူ့ရဲ့မောင်လေးဖြစ်တဲ့ရိုနစ်ကဲကိုလည်းရှင်းဘက်ရဲ့ခန္ဓာကိုယ်စီကိုပေးအပ်လိုက်ပြီးရှေ့လာတဲ့တိုက်ပွဲကြရင်ရှင်းဘက်ဆိုထောက်ကူပြုပါစေဆိုပြီးပြောကရှင်းဘက်ရဲ့လက်ထဲမှာပဲဟီဆူရိုကတိတ်ဆုံးသွားခဲ့တယ်လောလောဆယ်တော့အရေးတွေတည်ငြိမ်နေတဲ့အချိန်မီယိုကဘောင်းမီအိတ်ကတ်ထဲမှာရှိတဲ့ရှင်းဘက်ရဲ့ခီယိုကွန်အကြောင်းကိုစုံစမ်းကြည့်လိုက်တော့ဒါကဥရှီယိုရဲ့မှတ်ညံတွေကိုထည့်သိမ်းထားတဲ့အရာဖြစ်ကြောင်းပြောပြလိုက်ကဥရှီယိုကရွေချက်ရှိနဲ့သူ့ရဲ့မှတ်ညံတွေကိုဒီခီယိုကွန်ထဲမှာထည့်ထားတယ်ဆိုတာသိလိုက်ရတယ်အဲ့ဒါဆိုရင်အင်ဒီရှာတာတစ်ခုကဥရှီယိုကနောက်တစ်ခါပေါ်လာနိုင်တာကြောင့်သူဒီမှတ်ညံတွေကိုထည့်ထားတာဖြစ်နိုင်ကြောင်းမီယိုကပြောပြနေခဲ့တယ်ရှင်းဘက်လည်းအကြောင်းအရာတွေအားလုံးကိုဆက်ဆက်ပြီးတွေးကြည့်လိုက်တော့မှဥရှီယိုပထမဆုံးပေါ်လာတဲ့နေ့က24ရက်နေ့ကမ်းခြေညမှာဖြစ်ကြောင်းပြောပြလိုက်ကအဲ့ဒီတုန်းကလည်းဥရှီယိုကအသိမိတ်နေခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ရှင်းမေတို့ကသူတို့တွေဥရှီယိုကိုဥအောင်ရှာပြီးဒီခီယိုခွန်ကိုဒါပေးလိုက်မယ်ဆိုရင်ဥရှီယိုကပုံမှန်တိုင်းဖြစ်သွားမှာပဲဖြစ်ပါတယ်တစ်ဖက်မှာတော့မီယိုကိုဆိုးကဥရှီယိုရဲ့နာဂတ်တွေထဲမှာမြင်တဲ့အတိုင်းသူဖွင့်ပြောခဲ့တာကိုတီးလိုက်လားဆိုပြီးမေးလိုက်ကမီယိုကလည်းအဲ့ဒီအတွက်ဝမ်းသာပေမဲ့အနာဂတ်မှာသူဖြေခဲ့တဲ့အတိုင်းပဲတကယ်ချင်းတွေဖြစ်ဆက်ရှင်းခွင့်ပေးဖို့အတွက်တောင်းဆိုလိုက်တယ်ဒီလိုနဲ့ရှင်းမေအပေါ်မှာရှိနေတဲ့အချိန်မီယိုကရှင်းမေနားကိုကတ်လာခဲ့ပြီးသူရှင်းမေကိုပြောစရာရှိကြောင်းပြောပြလိုက်ကမနေ့ပြန်ကြရင်ဘလို့အခြေအနေဖြစ်မလဲမသိတာကြောင့်သူ့ရဲ့ရင်ထဲမှာရှိနေတဲ့စကားကိုတော့ပြောခွင့်ပေးပါဆိုပြီးတောင်းဆိုလိုက်တယ်ဒီလိုနဲ့ရှင်းမေကိုသူချစ်ကြောင်ဖွင့်ပြောလိုက်ပြီးရှင်းမေကလည်းမီယိုကသူ့ရဲ့ညီမလေးအတိုင်းပဲလို့ပြောပြလိုက်ကမီယိုကိုညီမလေးတယောက်လို့တာချစ်ကြောင်းနဲ့သူကဥရှီယိုကိုချစ်နေခဲ့တာဖြစ်ကြောင်းကိုလည်းပြောပြလိုက်တယ်ဒီလိုနဲ့အားလုံးကစိတ်ထဲပေါက်သွားခဲ့ကြပြီးရှင်းမေကပဲသူတို့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ဥရှီယိုပြန်ပေါ်လာနိုင်မဲ့ theory တွေကိုအားလုံးကိုရှင်းပြပေးလိုက်ကဥရှီယိုရဲ့အရေးအစ်ကပထမဆုံးရှီယိုရီကြောင့်ပင်လယ်ထဲမှာမျောနေခဲ့တာဖြစ်ပြီးဒီခီယိုကွန်ထဲမှာသူသိမ်းထားတဲ့မှတ်ညံတွေကိုဒါပေးလိုက်မယ်ဆိုရင်ဥရှီယိုပြန်ပေါ်လာနိုင်ကြောင်းပြောပြလိုက်တယ်ဒီလိုနဲ့24ရက်နေ့ကိုရောက်လာခဲ့ပြီဖြစ်ပြီးပွဲတော်ကလည်းပုံမှန်တိုင်းဆက်လက်ကျင်းပအောင်မှာဖြစ်ကမြို့ထဲကလူတွေကလည်းကြိတ်ကြိတ်တိုးနေခဲ့ပြီပဲဖြစ်ပါတယ်နယ်ဆူနဲ့ရှင်းပေကတော့တနေရရာမှာပုံနေခဲ့ပြီးရှင်းပေရဲ့အစီအစဉ်တိုင်းဆက်လုပ်နေကြပြီပဲဖြစ်ပါတယ်တစ်ဖက်ကအရေးတွေဘက်မှာလည်းရှင်းပေရဲ့အရေးရှိနေခဲ့တာကြောင့်ရှင်းပေစဉ်းစားလိုမျိုးစဉ်းစားနေနိုင်ခဲ့ပြီးပိုဆိုးတာကဟိုင်းနဲကရှင်းပေရဲ့လက်မှတ်မှတ်ထားတဲ့အမှတ်သားကြောင့်ပုံမှန်ဆိုရင်ခြေရာ
ခံနိုင်ပေမဲ့အခုတော့ခြေရာပြောက်နေကြောင်းပြောပြလိုက်ကအရေးတွေထဲမှာပုံနေမယ်ဆိုရင်ခြေရာခံလို့မရဘူးဆိုတာရှင်းပေကရှီတဲ့ကြောင့်ပဲတည်သွားခဲ့တယ်ဆိုပြီးပြောပြလိုက်တယ်။ဦးရှိယိုကိုလည်းပင်လယ်ထဲမှာအရင်ဆုံးသူတို့ရဲ့ဥအောင်ရှာဖို့အတွက်ရှင်းပေရဲ့အရေးကမာလိုက်ပြီးပင်လယ်ထဲမှာအရေးတွေကိုဖြန့်ကျက်ထားခဲ့တယ်။အဲ့ဒီအရေးတွေထဲမှာရှင်းပေအစ်စ်လည်းပါနေခဲ့ပြီးသူတို့ကဦးရှိယိုကိုဥအောင်ရှာတော့မှာပဲဖြစ်ပါတယ်။ရှင်းပေရဲ့အားသာချက်ကဦးရှိယိုရဲ့လက်ဆွဲလေးရှိနေခဲ့တာကြောင့်လက်ဆွဲလေးကဦးရှိယိုကိုရှာနိုင်ခဲ့ကဦးရှိယိုကတကယ်ပဲပင်လယ်ထဲမှာမျောနေခဲ့တယ်။ရှင်းပေကဦးရှိယိုကိုအော်ခေါ်လိုက်တာကြောင့်ဦးရှိယိုကိုမိလိုက်ပေမဲ့လည်းရှီတဲ့ရဲ့အရေးကသူတို့နောက်ကိုထက်ချက်မကွာလိုက်နေခဲ့တယ်။ဦးရှိယိုနိုးလာတဲ့အချိန်မှာတော့ရှင်းပေကအသေးအံပြေးဖက်လိုက်ပြီးဆွဲကြိုးလေးကိုလည်းထုတ်ပြလိုက်တဲ့အချိန်မှာတော့ဦးရှိယိုကသူ့ရဲ့မှတ်ညံတွေအားလုံးကိုပြန်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။အဲ့ချိန်သူတို့ကိုတိုက်ခိုက်ဖို့အတွက်ရောက်လာတဲ့အရေးတွေအားလုံးကိုလည်းဦးရှိယိုကသူရရတဲ့အစွမ်းတွေနဲ့ပြန်လည်တိုက်ခိုက်လိုက်တယ်။ရှီတဲ့ကိုပါတိုက်ခိုက်နိုင်တဲ့အစွမ်းကိုပါနားလည်သွားပြီဖြစ်တာကြောင့်ဦးရှိယိုကဒီတစ်ခါတော့သူ့ကိုတိုက်ခိုက်နိုင်တော့မှမဟုတ်ဘူးဆိုပြီးပြောပြလိုက်ကယုံကြည်ချက်ရှိရှိနဲ့တွားရောက်တိုက်ခိုက်ဖို့အတွက်ပြင်လိုက်တဲ့အချိန်မီယိုကအချိန်ပြည့်ပြီဆိုပြီးလမ်းသားနိုင်လိုက်တယ်။တကယ်တော့ဦးရှိယိုကတွားတိုက်ခိုက်လိုက်ရင်နောက်တစ်ခါထပ်တိမ်မှာပဲဖြစ်ပါတယ်။အဲ့ချိန်မှာရှင်းပေကရှီတဲ့ကိုသူ့ဘဲကနေရောက်လာတယ်ထင်လဲဆိုပြီးမီယိုရဲ့လက်ကိုကင်ကတနက်နဲ့သူ့ရဲ့နဖူးပေါ်ချိန်ထားခဲ့တယ်။ပြီးတော့ပြစ်ချလိုက်ပြီးသူတို့တွေအသိစီပြန်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဆိုးကလည်းအံ့ဩနေတဲ့အချိန်ရှင်းပေရဲ့လက်ထဲမှာတော့ဦးရှိယိုရဲ့အရေးကဖြည်းဖြည်းချင်းပေါ်လာခဲ့ပြီးဦးရှိယိုတယောက်ပြန်လဲရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ချိန်ဟိုင်းနဲလဲရှင်းပေရဲ့ခန္ဓာကိုယ်ထဲကနေရှင်ဘဲနောက်တစ်ခါအချိန်ခရီးသွားလိုက်ပြီဆိုတာတတိထားမိသွားခဲ့တယ်။ဒီလိုနဲ့ရှင်ဘဲရဲ့ကြံကိုပါတိသွားခဲ့ပြီးသူတို့တွေဟိုင်းနဲရဲ့ပုံးခွေရမြောက်ခန်းစီရောက်နေတဲ့ဖြစ်ကြောင်းပြောပြလိုက်ကရှင်းမဲတို့လည်းပုံတင်ကြီးထွက်လာခဲ့ကြပြီဖြစ်ပါတယ်။ဒါပေမဲ့လိုင်ကိုရဲ့အပေါဝနာရောက်တဲ့အချိန်မှာတော့အရေးတတိုင်းကြီးတစ်ခုရှိနေခဲ့ပြီးအဲ့ဒီတတိုင်းကိုကြော်မာတာဟိုင်းနဲရဲ့ပင်မခန္ဓာကိုယ်စီရောက်မှာပဲဖြစ်ပါတယ်။အဲ့ချိန်ရှီတဲကပါအချိန်မီရောက်လာခဲ့တာကြောင့်ဦးရှိယိုလည်းအားလုံးကိုကာကွယ်ပေးနေခဲ့ရတယ်။ဒီတစ်ခါမှာတော့ရှင်းပေရဲ့ခန္ဓာကိုယ်ထဲဟီဆူရူရဲ့မောင်ဖြစ်တဲ့ရူနုစကဲကဝင်ပူးပြီးတော့အစွမ်းနေနဲ့တိုက်ခိုက်နေခဲ့ကအရေးရှင်းဘဲကိုလည်းမီယိုကချောင်းတိုက်ခိုက်လိုက်တယ်။ဒါပေမဲ့အရေးရှင်ဘဲကရှောင်းလိုက်နိုင်ပေမဲ့လည်းစိုးရဲ့အငိုက်တိုက်ခိုက်တာကိုတော့ခံလိုက်ရပြီးတန်မိုတင်းနဲ့စိုက်ကအဖမ်းခံလိုက်ရပြီဖြစ်ပါတယ်။မီယိုလည်းချက်ချင်းဆိုလိုရောက်လာခဲ့ကအရေးရှင်းဘဲကိုအပြတ်ရှင်းနိုင်လိုက်ပြီဖြစ်ပါတယ်။ရှင်းဘဲရဲ့အရေးစီဝင်ပူးထားတဲ့ဟိုင်းနဲလည်းပို့ပြီးတော့အာရော့သွားခဲ့ကဦးရှိယိုကဟိုင်းနဲကိုတိုက်ခိုက်ဖို့အတွက်ထွက်သွားတဲ့အချိန်ဟိုင်းနဲရဲ့အော်တန်ကြောင့်ဦးရှိယိုကဟိုင်းနဲကိုမထိုးရဖြစ်သွားခဲ့ကအနောက်ဘက်မှာရှိနေတဲ့အရေးနိုင်ရဲ့ကြီးကိုပဲတိုက်ချလိုက်တယ်။ဒီလိုနဲ့ပင်မဆောင်ဖျက်ဆီးခံလိုက်ရတာကြောင့်ရှီတဲလည်းအရေးထဲကနေထွက်လာခဲ့ရပြီးမီယိုလည်းချက်ချင်းပဲရှီတဲကိုဓာတ်နဲ့ထိုးချလိုက်ပြီဖြစ်ပါတယ်။ဒီလိုနဲ့အားလုံးလည်းရာအားလုံးပြီးဆုံးသွားပြီလို့ထင်လိုက်ကြတဲ့အချိန်ကြောင်ကြည့်နေတဲ့ဦးရှိယိုစီကိုရှင်းပေကရောက်လာခဲ့တော့ဦးရှိယိုရဲ့ညာဘက်မျက်လုံးကစတင်ပြီးအယောင်ပြောင်းလဲသွားခဲ့တယ်။အားလုံးကပြီးသွားပြီလို့ထင်လိုက်ပေမဲ့လည်းအနီရောင်လင်းနှန်းကြီးပေါ်လာခဲ့ကနောက်ထပ်အမွှာရှိတဲ့နောက်ထပ်တယောက်ထပ်ပေါ်လာခဲ့ပြန်တယ်။ပြီးတော့မွေးကင်းစားပုံစံဖြစ်နေတဲ့ဟိုင်းနဲကိုထုတ်ပြလိုက်ကဟိုင်းနဲကိုနိုးထားဖို့အတွက်လုပ်ခဲ့ပေမဲ့အခုတော့ဦးရှိယိုနိုးထားသွားခဲ့တာကြောင့်ဟိုင်းနဲကိုမလိုတော့ဘူးဆိုပြီးပြောပြလိုက်တယ်။ပြီးတော့အရေးနိုင်ရန်တစ်ခုတည်းကိုဟိုင်းနဲကိုထိုးထည့်လိုက်ပြီးတပ်ပစ်ဖို့အတွက်လုပ်နေခဲ့ကဟိုင်းနဲကလည်းသူ့ရဲ့မျက်လုံးတွေကိုပြန်ပေးရင်သူပြန်ပြီးတန်မာနိုင်ကြောင်ပြောနေခဲ့ပေမဲ့ရှီရဲကတော့ဟိုင်းနဲကသူ့အတွက်ဘာမှသုံးမဝင်တော့ဘူးဆိုပြီးဟိုင်းနဲကိုဓာတ်နဲ့နှစ်ချမ်းပိုင်းပြီးလိုက်ပြီပဲဖြစ်ပါတယ်။ဒီလိုနဲ့တခြားကဘာတစ်ခုရဲ့တကားပေါက်ကိုဖွင့်သွားနိုင်ခဲ့ပြီဖြစ်ပြီးထွက်ပြေးတော့မယ်ရှီရဲကိုရှင်းမိကလည်းထွက်ပြေးခွင့်မပေးဘူးဆိုပြီးတနက်နဲ့လိုက်ပြစ်နေခဲ့ပေမဲ့ရှီရဲကတော့ထွက်ပြေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီကဘာရဲ့အပေါက်ကလည်းသူတို့ကိုပါဆွဲခေါ်နေခဲ့တာကြောင့်အားလုံးကလည်းပါမသွားအောင်မနဲ့ရုန်းကန်နေခဲ့ရရတယ်။ရှင်းမိကတော့လိုက်သွားဖို့အတွက်လုပ်နေခဲ့တာကြောင့်ဦးရှိယိုကရှင်းမိသွားစရာမလိုပဲသူပဲသွားမယ်ဖြစ်ကြောင်းပြောပြလိုက်ကအားလုံးကိုအနိုင်ယူဖို့အတွက်လိုအပ်သေးကြောင်းပြောပြလိုက်တယ်။အဲ့အချိန်ချင်းဖက်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ယူနိုစကဲကရှင်းမိအတွက်ဘာမှစိတ်ပူစရာမလိုပဲသူကာကွယ်ပေးမယ်လို့ပြောနေပြီးရှင်းဖက်အစ်စ်ကလည်းဦးရှိယိုကိုတယောက်တည်းခေါင်းခံနေစရာမလိုတော့ကြောင်းနဲ့သူကာကွယ်ပေးမယ်လို့ပြောလိုက်ကစိုးတို့ကိုဂယူးဆိုင်ဖို့အတွက်မာလိုက်ပြီးရှီတဲ့နောက်ကိုနှစ်ယောက်လုံးကလိုက်သွားခဲ့ကြပြီပဲဖြစ်ပါတယ်။ရှင်းဖက်တယောက်ပြန်နိုးလာတော့အနီရောင်ကောင်းကင်ကြီးနဲ့တောအုပ်တစ်ခုစီကိုရောက်သွားခဲ့တယ်။ရူနုစကဲရဲ့စကားအရဒါကအရေးကဘာဖြစ်နေခဲ့ပြီးဒီနေရာကသူတို့ရှိတဲ့ဟီတိုကာရဲ့ကျွန်းပုံစံသူဖြစ်နေပြီးရှင်းပေကလည်းဦးရှိယိုကိုလိုက်ရှာနေခဲ့တယ်။ရူနုစကဲလည်းလိုက်ရှာကူနေခဲ့ပြီးအရေးကိုလုံးဝအာရုံခံလို့မရကြောင်းပြောနေခဲ့ကဘောလုံးတစ်လုံးကသူတို့ကိုလမ်းပြနေခဲ့တာကြောင့်ရှင်းပေလည်းဘောလုံးနောက်လိုက်သွားတဲ့အချိန်မြို့ထဲမှာအရေးကောင်တွေကိုတွေ့လိုက်ရတယ်။ရှင်းပေကလည်းတနက်နဲ့ပြည့်တော့မဲ့အချိန်နောက်ထပ်အရေးကလေးတွေပါသူ့ရှိကဖြတ်သွားခဲ့တာကြောင့်သူကရဲကပါတွေရောက်နေတယ်ဆိုတာသိလိုက်ရပြီးဦးရှိယိုကိုလည်းထပ်မံတွေ့လိုက်ရတယ်။ဦးရှိယိုကတော့မြို့လေကောင်မှာခေါင်းကိုက်နေခဲ့ကသူ့ရဲ့အရေးတွေလည်းလုံးဝထိန်းချုပ်မရပဲဖြစ်နေခဲ့တယ်။ဦးရှိယိုရဲ့နောက်မှာတော့ဟိုင်းနဲကိုတွေ့လိုက်ရပြီးရှင်းပေရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ယူနိုစကဲကဟိုင်းနဲတာတစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင်ဟိုင်းနဲရဲ့နေရာကိုဆက်ခံနိုင်မယ်နောက်ထပ်သူတယောက်ရှိနိုင်ကြောင်းနဲ့အရေးတွေကဘာပေါ်မှာထပ်မရှိဖို့အတွက်ရူနစ်စကဲကိုတာဝန်ပေးခဲ့ကဦးရှိယိုကလည်းဟိုင်းနဲနောက်ထပ်တယောက်ထပ်ဖြစ်လာမှာဆိုတာကြောင့်ဦးရှိယိုကိုတနက်နဲ့ပြစ်တော့မဲ့ချိန်ရှင်းပေကလည်းကာလေးလိုက်ပြီးဦးရှိယိုကလည်းပုံမှန်ဆက်ကိုပြန်လဲထိန်းချုပ်နိုင်သွားခဲ့တယ်။ဒီလိုနဲ့ဦးရှိယိုကသူပြန်လာပြီးဖြစ်ကြောင်းပြောပြလိုက်ကဟိုင်းနဲကအန်နယ်မရှိဘူးလို့ပြောပြလိုက်တယ်။တကယ်တော့ဟိုင်းနဲကဟီရိုကိုရဲ့ထိန်းချုပ်တာကိုခံထားရတာဖြစ်ပြီးရှီတဲကလည်းသူတို့ကိုအတုံးချနေတာဖြစ်ကြောင်းပြောပြလိုက်ကတကယ်တော့ဟိုင်းနဲကမြစ်တန်ငတ်နေတဲ့ကလေးတယောက်တာဖြစ်ကြောင်းပြောပြလိုက်တယ်။အခုလိုမျိုးသူ့ရဲ့စိတ်ပုံ
ပုံမှန်ထိန်းချုပ်နိုင်အောင်လုပ်လိုက်တာကလည်းဟိုင်းနဲကိုယ်တိုင်ဖြစ်နေပြီးရှင်းဘယ်တို့ကိုလမ်းပြလိုက်တာကလည်းဟိုင်းနဲဖြစ်ပါတယ်ဟိုင်းနဲကဥရှီယိုရဲ့ခန္ဓာကိုယ်တွေကထွက်လာခဲ့ကအရင်ဆုံးသူတတ်မိလိုက်တဲ့ရိုနိုစကဲကိုတောင်းပန်စကားဆိုနေခဲ့တယ်ပြီးတော့ရှီတဲရဲ့လောက်ရက်တွေကိုတားဆီးနိုင်ဖို့အတွက်လည်းသူကူညီပေးမယ်ဖြစ်ကြောင်းပြောပြလိုက်တယ်သူတို့တွေစကားမဆုံးခင်မှာပဲကောင်းကင်ကနေလေရင်နဲ့အများပြားရောက်လာခဲ့ပြီးသူတို့ရှိနေတဲ့ကျွန်းပေါ်ကိုလေရင်တွေကဘုံစတင်ကျဲလာခဲ့ကြပြီဖြစ်ပါတယ်ဥရှီယိုလည်းသူ့ရဲ့စပင်နဲ့အသေးခံကာကွယ်လိုက်ပေမဲ့ဘုံပေါက်ကွယ်တဲ့တန်းကြောင့်ဥရှီယိုလည်းမီးတွေစတင်လောင်ကျွမ်းလာခဲ့တယ်ရှီတဲကတော့ဟိုင်းနဲကိုစွန့်လွတ်ပြီးဟီရိုကိုရဲ့မညံကိုအသုံးချကကဘာကြီးကိုဖျက်ဆီးဖို့အတွက်ကြံစည်နေခဲ့ပြီဖြစ်ပါတယ်ဟီရိုကိုရဲ့အစွမ်းတွေအပြည့်အဝရယူဖို့အတွက်ရှင်းဘက်မှာရှိနေတဲ့မျက်လုံးတစ်လုံးနဲ့ဥရှီယိုမှာရှိတဲ့မျက်လုံးကိုဟီရိုကိုစီပြန်ပေးပြီးတော့ကဘာကြီးကိုဖျက်ဆီးဖို့အတွက်ကြံရွယ်နေခဲ့တာပဲဖြစ်ပါတယ်ရှီတဲရဲ့အဓိကယူရချက်ကထာဝရအသက်ရှင်နေတာတဲ့ပို့ပြီးတော့ဆိုးရွားပြီးတော့ကဘာကြီးကိုဖျက်ဆီးကျင်နေတာပဲဖြစ်ပါတယ်အဲ့ဒါကိုဥရှီယိုကလည်းသူ့ရဲ့ညာဘက်လက်ကိုတိုက်ခိုက်တုန်းကမြင်ခဲ့တာဖြစ်ပြီးလုံးဝအဖြစ်ခံမှာမဟုတ်ဘူးဆိုပြီးဥရှီယိုကထိတ်ထိတ်ရင်ဆိုင်ဖို့အတွက်အပေါ်ကိုတက်သွားခဲ့တယ်ဥရှီယိုရဲ့အစွမ်းကဒီတစ်ခါမှာတော့အရေးတွေကိုပြန်လဲကူးတာခွင့်အောင်မပေးတဲ့ကောင်တာတိုက်ခိုက်နေနဲ့တိုက်ခိုက်လိုက်တာကြောင့်ရှီတဲရဲ့ခန္ဓာကိုတစ်ချမ်းပြက်စီးသွားခဲ့ပေမဲ့ဥရှီယိုကိုပြန်တတ်နိုင်လိုက်တယ်ပြီးတော့ဥရှီယိုရဲ့မျက်လုံးကိုယူဖို့အတွက်စူးစမ်းလိုက်ပေမဲ့ဥရှီယိုကပြန်ပေါ်လာခဲ့ပြီးသူ့မျက်လုံးကိုပြန်ယူသွားခဲ့တယ်အဲ့လိုနဲ့ရှီတဲရဲ့နားမှာရှိနေတဲ့ဟီရိုကိုတစ်ချက်ထိလိုက်တဲ့အချိန်မှာတော့ဟီရိုကိုရဲ့မညံထဲမှာရှိနေတဲ့လေရင်တွေဘုံကျဲတာတွေအားလုံးပြောက်ကွယ်သွားခဲ့ပြီးအဲ့ဒီဆိုးရွားတဲ့မညံတွေကိုဟီရိုကိုရဲ့ခေါင်းထဲကနေဖျောက်ပေးလိုက်တာပဲဖြစ်ပါတယ်ပြီးတော့ဥရှီယိုကဟီရိုကိုခုလိုမျိုးဆိုးရွားတဲ့လောက်ရတွေကိုရှီတဲစီပေးလို့မှမဟုတ်ဘူးဆိုပြီးရှီတဲကိုပြောပြနေခဲ့တယ်ဒါပေမဲ့ဥရှီယိုကတော့အားနေသွားခဲ့ပြီးအောက်ကိုပြုတ်ကျလာခဲ့တာကြောင့်ရှင်းဘယ်ကပဲဥရှီယိုကိုလမ်းဖမ်းနိုင်လိုက်တယ်မူလခန္ဓာကိုမရှိတော့တဲ့ဥရှီယိုကိုလည်းပြန်ကူတာဖို့အတွက်ခက်ခဲနေခဲ့ပြီးဟိုင်းနဲကသူ့ကာကွယ်ပေးမယ်ဆိုပြီးပြောနေခဲ့ကရှီတဲလည်းအောက်ကိုဆင်းလာခဲ့ပြီပဲဖြစ်ပါတယ်ရှီတဲကတော့ရှင်းပင်နဲ့ဥရှီယိုကိုဒီကဘာစီသမီးများခေါ်လာခဲ့တာဖြစ်ပြီးသူတို့နှစ်ယောက်လုံးရဲ့မျက်လုံးလေးကိုလိုချင်ကသူလိုချင်နေတဲ့စွမ်းကလည်းသူ့ရဲ့လက်တကန်လိုမှပဲရှိတော့တယ်ဆိုပြီးတော့လေ့ကျင့်နေခဲ့တယ်ဒီလိုနဲ့ချက်ချင်းပဲတိုက်ခိုက်ဖို့အတွက်ရှေ့ကိုတက်လာခဲ့တာကြောင့်ရှင်းဘယ်လည်းတနက်နဲ့အတင်းလိုက်ဖြစ်နေခဲ့ကရိုနိုစကဲရဲ့20စက္ကန့်ကိုကြုံမြင်နိုင်တဲ့အစွမ်းကဒီကဘာမှာတော့သုံးမဝင်ပေမဲ့ဥရှီယိုရဲ့ကြိုက်တဲ့လက်နက်ကိုပြောင်းလဲနိုင်တဲ့အစွမ်းရှိနေသေးတာကြောင့်အီဆူရူရဲ့တူကြီးနဲ့လိုက်ထုတ်နေခဲ့တယ်တကယ်တော့အခုလိုမျိုးလုံနေတာကအချိန်ဆွဲနေတာတာဖြစ်ပြီးအချိန်2မိနစ်သာရမယ်ဆိုရင်ဥရှီယိုကဒဏ်ရာရနေတဲ့ကြားထဲကနေဟီရိုကိုရဲ့အစွမ်းတွေကိုဖျက်ဆီးနိုင်မဲ့ကြီးစံကိုဖန်တီးနိုင်တဲ့အစွမ်းရမှာပဲဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာတော့ရှင်းဘယ်ကရှီတဲကိုခုခံဖို့အတွက်တော်တော်လေးခက်ခဲနေခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ကရိုနိုစကဲထိန်းချုပ်ထားလို့တာအခုလိုမျိုးခန္ဓာရည်ရှိနေခဲ့တာပဲဖြစ်ပါတယ်ပြန်လည်ကူးတတ်နိုင်စွမ်းရှိနေတဲ့ရှီတဲကိုဘယ်လို့မှမရှင်းနိုင်တာကြောင့်ရှင်းဘယ်တယောက်လည်းအလဲလဲကိုကွယ်ဖြစ်နေတဲ့အချိန်ရှင်းဘယ်ကတော့နောက်ဆုံးအနေနဲ့ရိုနိုစကဲကိုသူ့ခန္ဓာကိုယ်ထဲကနေထွက်ပြီးဟီဆူရူတိုက်ခိုက်ခဲ့တဲ့အတိုင်းရှီတဲရဲ့တွင်းဘက်ကနေတွားရောက်တိုက်ခိုက်ဖို့အတွက်ခိုင်းလိုက်ကရိုနိုစကဲကတော့အဲ့ဒါကိုလက်မခံချင်ပေမဲ့လည်းရှင်းဘယ်ကတော့စိတ်ဆုံးဖြတ်ချက်ချတာပြီးပဲဖြစ်ပါတယ်ဒီလိုနဲ့ရှီတဲကိုရိုနိုစကဲကဝင်ပူးသွားခဲ့ပြီးအထဲမှာရှိနေတဲ့ရှီတဲကိုလည်းရိုနိုစကဲကထိန်းချုပ်ထားခဲ့နိုင်ပြီပဲဖြစ်ပါတယ်ဒါပေမဲ့အပြင်မှာရှိနေတဲ့ရှင်းဘက်ရဲ့ခန္ဓာကိုယ်ကတော့ကြွက်သားတွေကယိုယွင်းပျက်စီးလာခဲ့ပြီးရှင်းဘက်တယောက်လည်းတင်သက်ခံစားနေရပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့စီစဉ်ကအလုံးမဖြစ်သွားပဲရိုနိုစကဲရဲ့အရေးကရှီတဲရဲ့ခန္ဓာကိုယ်ထဲကနေထုတ်ခံလိုက်ရပြီးဖမ်းခံလိုက်ရတယ်ဒါပေမဲ့ရှုံးမပေးသေးတဲ့ရှင်းဘက်ကတော့အခြေအနေတွေကိုသုံးသပ်ကြည့်နေရင်တနက်ကိုပြစ်နိုင်တဲ့သူကသူပဲရှိတော့တယ်ဆိုပြီးဥချီယိုလှုပ်ထားတဲ့ကြီးစံကိုသူရအောင်ပြစ်မယ်လို့ကြုံရလိုက်ကသူ့ရဲ့ခန္ဓာကိုယ်ကတော့စတင်ပျက်စီးလာခဲ့တယ်အဲ့ဒါကိုကြည့်နေတဲ့ရှီတဲကတော့အပျော်ကြီးပျော်နေခဲ့ပြီပဲဖြစ်ပါတယ်တကယ်တော့ရှီတဲကလည်းအခုလိုမျိုးတွေမလုပ်ချင်ကြောင်ပြောပြလိုက်ကသူကထာဝရပဲတက်ရှင်ခြင်းပြီးနှစ်ပေါင်း300ကျော်ခန္ဓာကိုယ်တစ်ခုပြီးတစ်ခုလဲလှယ်ပြီးတော့နေထိုင်ခဲ့တယ်ဒါပေမဲ့ဟိုင်းနဲကတဖြည်းဖြည်းချင်းအားနည်းလာခဲ့တာကြောင့်သူကိုယ်တိုင်ရဲ့နာဂတ်ကလည်းဆုံးသက်မသေးကြတော့ပဲဖြစ်နေခဲ့ကသူ့ရဲ့အဆုံးသတ်မဲ့နေ့ကိုမစောင့်ကျင်တော့တာကြောင့်သူကိုယ်တိုင်ကပဲကဘာကြီးကိုဆုံးသက်လိုက်တော့မယ်ဆိုပြီးအခုလိုမျိုးအသွေးဝင်သွားခဲ့တာဖြစ်ကြောင်းပြောပြလိုက်တယ်ဂိမ်းတစ်ခုကိုစော့နေတော့ပါဝါကလုတ်ကိုတန်းပိတ်ချလိုက်တယ်လို့မျိုးသူကလောကကြီးကိုအဆုံးသတ်ပြစ်မှာဖြစ်ကြောင်းပြောပြလိုက်ကသူကတော့အဲ့ဒီအဆုံးသတ်ကိုထိုင်ကြည့်နေမဲ့သူဆိုပြီးတော့ပြောပြလိုက်တယ်အဲ့လိုမျိုးလုံနိုင်ဖို့အတွက်လည်းဥရှီယိုရဲ့မျက်လုံးကိုလိုအပ်ကြောင်းပြောပြလိုက်တဲ့အချိန်ဥရှီယိုကလည်းစင်သိပြီဖြစ်ကြောင်းရှင်းပိတ်ကိုပြောပြလိုက်ကရှင်းပိတ်လည်းမလုံနိုင်တဲ့ခန္ဓာကိုယ်ကြားထဲကနေတနက်ကိုလမ်းယူဖို့အတွက်လုံနေတဲ့အချိန်ရှီလဲရှင်းပိတ်ကိုတိုက်ခိုက်ဖို့အတွက်ပြင်လိုက်တယ်တနက်နာကိုမရောက်နိုင်တော့ပေမဲ့တနက်ကရှင်းပိတ်ရဲ့လက်ထဲရောက်သွားခဲ့ကဟိုင်းနဲကပဲလှုပ်ပေးလိုက်တယ်အဲ့လိုနဲ့တနက်ကိုမောင်းတင်လိုက်ပြီးရှင်းပိတ်ကရှီလဲရဲ့တိုက်ခိုက်ချက်ကိုလည်းရှောင်လိုက်နိုင်ခဲ့တယ်ပြီးတော့ဥရှီယိုကပေးရတဲ့စွမ်းအားတွေနဲ့အတူရှီလဲကိုတနက်နဲ့ပြစ်ချလိုက်ပြီးပဲဖြစ်ပါတယ်အဲ့ဒီကြီးစံကဥရှီယိုကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ဗိုင်းရပ်တစ်မျိုးဖြစ်နေခဲ့ပြီးရှီလဲရဲ့အရေးတစ်ခုလုံးကိုဖျက်ဆီးနိုင်လိုက်တယ်ရှီလဲရဲ့ခန္ဓာကိုယ်အစ်စ်ဖြစ်တဲ့အဖိုးကြီးခန္ဓာကိုယ်နဲ့တူကတော့ဒါကလုံးဝမဖြစ်သင့်ဘူးဆိုပြီးတနေရာကနေယူကျုံမရဖြစ်နေခဲ့ကဟီရိုကိုချိတ်ဆက်ပေးထားတဲ့အရေးကလည်းသူ့ခန္ဓာကိုယ်နဲ့ပြတ်တောက်သွားခဲ့ပြီဖြစ်ပါတယ်ဟီရိုကိုရဲ့ခန္ဓာကိုယ်အစ်စ်ကတော့အောက်ကိုပြုတ်ကျသွားခဲ့ကဥရှီယိုကပဲပွေ့ပေးလိုက်တဲ့အချိန်ရုတ်တရက်နေရာတစ်ခုစီကိုခေါ်ဆောင်တာခံလိုက်ရတယ်ရှင်းဘယ်နောက်ကရိုနိုစကဲနဲ့တခြားလူတွေအားလုံးကကမ်းခြေတစ်ခုကိုရောက်လာခဲ့ကအဲ့ဒါကလွန်ခဲ့တဲ့နှစ်300ကဆိုတာအားလုံးကတတိထားမိသွားခဲ့တယ်အကြောင်းကတော့တန်ခါတဲ့တယောက်ရဲ့သမီးဖြစ်တဲ့ဟိုင်းနဲကအမှရှိနေလို့ပဲဖြစ်ကကမ်းခြေမှာတောင်းတင်လာတဲ့ဝေလာငါအနာကိုချင်းကပ်ဖို့အတွက်ရောက်သွားတဲ့အချိန်ရှင်းဘယ်ကဟိုင်းနဲကိုလက်နဲ့သွားဆွဲလိုက်ပြီးနာမကပ်ဖို့ပြောလိုက်တာကြောင့်ဟိုင်းနဲကထွက်ပြေးသွားခဲ့တယ်အဲ့ချိန်ဟီရိုကိုရဲ့ခန္ဓာကိုယ်ကသူ့ရဲ့မူလခန္ဓာကိုယ်စီကိုတွားကျင်နေခဲ့ပြီးဥရှီယိုကလည်းဟီရိုကိုကဒီကိုသမီးခေါ်လာတယ်ဆိုတာနားလည်သွားခဲ့ကဟီရိုကိုရဲ့မူလခန္ဓာကိုယ်ဖြစ်တဲ့ဝေလာငါကြီးကိုသူပဲဖျောက်ပစ်ပေးလိုက်တယ်
ဒီလိုနဲ့အားလုံးကလည်းနားလည်သွားခဲ့ပြီးဥရှိယိုလည်းဝမ်းသာမျက်ရည်တွေကျလာခဲ့တယ်ဟီရိုကိုကတော့ရှင်းပေရဲ့လက်ထဲမှာပဲပျောက်ဆုံးသွားခဲ့ပြီးဟိုင်နယ်ရဲ့အရေးကလည်းရိုနိုစကဲရဲ့လက်ကိုကိုင်ကတကယ်လို့အခွင့်အရေးရှိခဲ့ရင်နောက်တစ်ချိန်မှာထပ်တွေ့ချင်တဲ့ပြောကသူတို့ကိုနှုတ်ဆက်သွားခဲ့တယ်နောက်ဆုံးကြံတဲ့သူကတော့ရှင်းပေနဲ့ဥရှိယိုတာဖြစ်ပြီးဒီတိုင်းတာပုံမှန်ကဘာကိုပြန်သွားရင်ဥရှိယိုကိုမတွေ့ရတော့မှဆိုတာကြောင့်ရှင်းပေကသူ့ကိုပါတခါတည်းခေါ်ထားဖို့ပြောနေတဲ့အချိန်ဥရှိယိုကသူမေ့တော့မလို့ရှင်းပေသွားရမယ့်နေရာရှိကြောင်းပြောလိုက်ကရှင်းပေရဲ့ရှေ့မှာပဲဥရှိယိုကပျောက်ဆုံးသွားခဲ့တယ်ဒီလိုနဲ့အားလုံးပြီးဆုံးသွားပြီးရှင်းပေလည်းဥရှိယိုကိုတန်းတာကတင်ဘောကနေပြန်နိုးလာခဲ့တယ်သူပြန်နိုးလာတဲ့နေရာကမမကြီးဟီဆူရူရဲ့ရင်ဘတ်ထဲထပ်ဝင်သွားခဲ့ပြီးဟီဆူရူကိုတွေ့တော့အားရပါရငိုချလိုက်တယ်ပြီးတော့ဟီဆူရူကိုလည်းစာရေးဆရာမနာကူမိုဆိုတဲ့အကြောင်းသိနေခဲ့ပြီးထူးဆန်းစွာနဲ့ပဲသူ့ရဲ့မြို့ငယ်လေးဟီတိုကာစီပြန်လာနေတဲ့အချိန်ဖြစ်နေခဲ့တယ်အဲ့အချိန်မှာမီယိုကလာကြတော့စပိန်ကိုရှေ့ကနေကာပေးဖို့အတွက်လို့စပိန်ကဘရိတ်မပေါက်ဘူးဆိုတာတွေ့လိုက်ရပြီးစိုးနဲ့ထိုကီတိုကပါသူ့ကိုလာကြခဲ့တယ်ရှင်းပေကလည်းဒီမြို့ကိုသူဘာလို့ပြန်လာလဲဆိုတာနားမလည်နိုင်ဖြစ်နေပြီးစိုးကတော့ဥရှိယိုဆဲလို့ပြန်လာခဲ့တာမဟုတ်လားဆိုပြီးတော့ပြန်ပြောနေခဲ့တယ်ဥရှိယိုကရှင်းပေပြန်လာမယ်ဆိုတာကိုအမျိုးလုံးကိုလိုက်ပြောနေကြောင်းပြောပြလိုက်ကအားလုံးလည်းအိမ်ကိုပြန်လာခဲ့ကြတယ်အဲ့ချိန်ဥရှိယိုကပါတွေ့လိုက်ရပြီးရှင်းပေကလည်းဘာမှနားမလည်နိုင်ဖြစ်နေခဲ့ကဥရှိယိုကအမိုက်တွေတိတ်နေတယ်ဆိုတာသိလိုက်ရတယ်ဖုန်းကိုကောက်ကြည့်လိုက်တော့လေဥရှိယိုခေါ်လို့ဒီကိုပြန်လာတယ်ဆိုတာသိလိုက်ရတယ်ရှင်းပေလည်းအားလုံးနဲ့မိတ်ဆက်နေခဲ့ပြီးအားလုံးနဲ့ပြန်တွေ့ရတာကိုပုံမှန်တက်ပို့ပြီးတော့ဝမ်းသာနေခဲ့တာကြောင့်ရှင်းပေလည်းသူ့ကိုယ်သူနားမလည်နိုင်ဖြစ်နေခဲ့ကခါအိုရီတို့ဆိုင်ကိုပါရောက်သွားခဲ့တယ်ခါအိုရီအပြင်တခြားကလေးတွေကိုလည်းတွေ့လိုက်ရတော့ပုံမှန်တက်ပို့ပြီးတော့ဝမ်းသာနေခဲ့တယ်ပြီးတော့နတ်ကွန်ရဲ့အပေါ်ကိုတက်သွားတဲ့အချိန်မှာလဲရှင်းပေကဘာမှမသိစွတ်တောင်းမိနေခဲ့ပြီးအဲ့ချိန်ဟီရိုကိုစီကိုချင်းကပ်လာတဲ့ကာရီဂီရီမိသားစုကိုလည်းတွေ့လိုက်ရကကာရီဂီရီမှာသူ့ရဲ့တာနောက်ထက်တစ်ယောက်ရှိနေတယ်ဆိုတာတွေ့လိုက်ရတယ်ရှင်းပေလည်းအားလုံးကိုနှုတ်ဆက်ပြီးကန်းချီတစ်ချောင်းနေရာစုံကိုလိုက်ကြည့်နေခဲ့ပြီးကကန်းချီမှာပြပြတက်လဲဖြစ်နေတဲ့ဥရှိယိုကိုတွေ့လိုက်ရတယ်ဥရှိယိုကတကုတ်ကိုရှာနေတဲ့ပုံပေါ်နေခဲ့ပြီးနှစ်ယောက်လုံးကလည်းဘာခံစားချက်တွေရှိနေမှမသိပေမဲ့ချီကြတဲ့အိမ်မက်ကိုမက်နေတယ်လို့မျိုးဖြစ်နေခဲ့ကြကဥရှိယိုကသူ့ကိုရုတ်တရက်ကြီးပြန်တွေ့ရလို့ဝမ်းသာကြောင်ပြောနေခဲ့ကမျက်ရည်တွေကျနေခဲ့တယ်။ဒါပေမဲ့လည်းဘာမှနားမလည်နိုင်ဖြစ်နေခဲ့ကရုတ်တရက်ကန်းချစ်တစ်ခုကနေလဲတစ်ခုကိုတွေ့လိုက်ရတာကြောင့်တော့ကြည့်လိုက်တော့မှဥရှိယိုပြောင်းနေခဲ့တဲ့လဲဆွဲလေးဆိုတာသိလိုက်ရတယ်။တကယ်တော့ဥရှိယိုကအဲ့ဒါကိုရှာနေခဲ့တာဖြစ်ပြီးရှင်းပယ်လည်းပြန်ဆွဲပေးလိုက်တယ်။ဟီတိုကာရဲ့နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့ပွဲတော်ရက်ကလည်းရောက်တော့မှဖြစ်ပြီးဟီဆူတို့အိမ်ပြန်လာခဲ့တာကတော့စာရေးဖို့အတွက် idea မရှိတာကြောင့်ပြန်လာခဲ့တာဖြစ်ကြောင်းပြောနေခဲ့တဲ့အချိန်ရှင်းပယ်ကလည်းဟီဆူတို့ကိုစာရေးဆရာမမှန်သိတာအိမ်မက်ထဲကဖြစ်ကြောင်းပြောပြလိုက်တယ်။ဒါပေမဲ့အိမ်မက်ကိုတော့အလုံးစုံမမှတ်မိပဲဖြစ်နေခဲ့ကသူသိတဲ့အချက်လက်တွေကိုပြောနေတဲ့အချိန်ဟီဆူရူရဲ့မောင်လေးရိုနိုစကဲရောက်လာခဲ့ကသူ့မှာသမီးလေးရှိနေတယ်ဆိုတာသိလိုက်ရတယ်။သမီးလေးရဲ့နာမည်ကလည်းဟိုင်နေဖြစ်နေခဲ့ပြီးပွဲတော်တွေကိုရောက်တဲ့အချိန်မှာတော့လူတွေကတော်တော်လေးကိုစီကားနေခဲ့ကြတယ်။ဒီတစ်ခါပွဲတော်ကတော့ပုံမှန်နဲ့ပို့ပြီးတော့ပျော်စရာကောင်းနေခဲ့တယ်။ဟီဆူရူလည်း idea အသစ်တွေနဲ့ရှင်းပြပြောပြတဲ့ဇလန်းတွေကိုအသေးအံစာရေးနေခဲ့တယ်။ထုံးစံနိုင်ဆိုးကတော့မီယိုကိုနောက်တစ်ခါချစ်ခွင့်ပန်နေပြီးအငင်းခံရပြန်တယ်။အဲ့ချိန်မီယိုကဖုန်းဆက်လိုက်တာကြောင့်ရှင်းပေကလည်းမီယိုနာကိုသွားလိုက်တဲ့အချိန်ဝဲကျွေးမယ်ဆိုတဲ့ရေပွဲလုံးလေးကိုဝဲကျွေးလိုက်ကဒါဟာတိုက်ဆိုင်မှုတစ်ခုဖြစ်နေခဲ့တာကြောင့်သူတို့ရဲ့ပျောက်ဆုံးနေတဲ့မညံတွေပြန်ရသွားခဲ့ကြတယ်။ဒီလိုနဲ့နှစ်ယောက်လုံးအကုန်လုံးကိုမှတ်မိသွားခဲ့ပြီးစကလုံးတွေနဲ့ဖော်ပြလို့မရပေမဲ့နှစ်ယောက်လုံးကရန်ကိုဝမ်းသာသွားခဲ့ကြတယ်။ဒီလိုနဲ့ဒီ anime လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီလိုမျိုး anime ဇာတ်ကားကောင်းလေးကိုကြည့်ရှုနေတယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ထားဖို့အတွက်မမေ့ပါနဲ့ခင်ဗျာ။ဆုံးထိကြည့်ပေးတဲ့တယောက်ကြီးစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။